အောင်အထက်တန်းကျောင်းရဲ့ကျောင်းဒီလိုမျိုးဖိတ်ကြားပြီးလို့ကျေးဇူးတင်ပါတယ်ဆိုကအက်ဒီတာချုပ်ကနှုတ်ဆက်လိုက်တော့ချွေးတိချစ်ပေါက်တွေကျနေတယ်ကျောင်းကအက်ဒီတာချုပ်ခင်ဗျအဝေးကြီးကလာခဲ့ရတာဆိုတော့မောနေမှာပဲကျွန်တော်တို့လက်ဖေးသွားတော့ကြမလားဆိုပြီးပြန်နှုတ်ဆက်လိုက်ပြင်မယ်ကွင်းဘက်ကိုအကြည့်ရောက်သွားတဲ့အက်ဒီတာကအိုးလူတွေအများကြီးထုတ်ခံလိုက်ရပြီလားကျွန်တော်ဒီတက်ပွဲကိုအစကနေမှတ်တမ်းသိချင်တာဒါပေမဲ့ကင်မရာတွေရှိနေလို့ကျောင်းသားတွေအာရုံမဆိုင်နိုင်မကောင်းဘူးလေအခုလိုမျိုးကျောင်းသားတွေအပေါ်မှာခင်ဗျားထားတဲ့အသေးစိတ်ကြတဲ့စဉ်းစားဆင်ခြင်မှုကိုတဘောကြတဲ့ကျောင်းအုပ်လို့ချီးကျူးလိုက်ပြီးဒါဆိုကျွန်တော်တို့မှတ်တမ်းတင်တာကိုဒုတိယပိုင်းတစ်ဝက်ကိုပဲအာရုံစိုက်လိုက်တော့မယ်နော်ဆိုကသူ့ဖွင့်သားတွေကိုကင်မရာတွေဆင်ဖို့အမိတ်ပေးလိုက်ပါတယ်ထို့နောက်စီနီယာအန်ဆောင်ဟိုကိုညင်ပြီးအိုးအန်ဆောင်ဟိုမင်းကဒီလေးချိန်ရဲ့နီးတဲ့ပဲငါ့ကိုမှတ်မိလားအရင်တုန်းကမင်းကငါအင်တာဗျူးတာလေအန်ဆောင်ဟိုအခုမင်းမြင်တဲ့အထဲမှာဘယ်ကျောင်းသားကိုငါတို့အာရုံစိုက်ထားတဲ့လဲပြောပါအောင်ဆိုပြီးမင်းနေတော့ထိတ်လန့်သွားတဲ့ကျောင်းကတက်တလဲနဲ့ကြားညက်ဝင်လာပြီးဟောင်းအထက်တန်းကျောင်းရဲ့ဒုတိယနှစ်တွေအကုန်လုံးကောင်းကောင်းလုပ်နေကြပါတယ်ဒါပေမဲ့အာရုံစိုက်ဖို့လုံလုံလောက်အင်အားကြီးတဲ့ကျောင်းသားတွေကိုရွေးရမယ်ဆိုရင်ဟဲ့အဲ့ဒီသားရေးကံမကောင်းစွာနဲ့ပဲထူးခြားတဲ့ကျောင်းသားတွေကစောစောကလေးတွေမဲ့အထောက်ခံလိုက်ရပြီဗျာလို့ပြောတော့အဲ့ဒီသားကအိုးဘာဖြစ်လို့လဲဆိုပြီးပြန်မိပါတယ်ဒါကြောင့်ကျောင်းကတစ်ဖက်ကိုလှည့်လိုက်ပြီးတော့အဆင့် F မထွက်ခင်အထိငါအချိန်ဆွဲရမယ်လို့တွေးကသူတို့အနီးကတိုက်ပွဲမှာတော့ယုံကြည်မှုလွန်ခဲ့သွားကြတဲ့ပုံပဲပညာပေးသူတယောက်အနေနဲ့ပြောရမယ်ဆိုရင်အဲ့လိုလားဆိုအနာဂတ်မှာသူတို့လုံလဝရိယရှိလာနိုင်တယ်လေလို့အိုက်တင်အသည့်နဲ့ပြောတော့ဒီနေ့ထိသွားတဲ့အဲ့ဒီသားကဟောင်းအထက်တန်းကျောင်းရဲ့ဂုံတင်းကြီးမားတဲ့ကျောင်းလို့မပြောရဘူးခင်ဗျားရဲ့ပညာရေးပေါ်ထားတဲ့တန်ဖိုးကြောင့်ကျွန်တော်လေးစားမိတယ်လို့စောချီးကျူးနေပေမဲ့ကျောင်းကတော့ညင်တာတော်တော်တက်နေပါတယ်ထိုချိန်မှာပဲကင်မရာဓမ္မကအဲ့ဒီသားဒီကလေးကတော်တော်မိုက်တယ်တည်င်းရဲ့အတွက်ပုံကောင်းကောင်းရမယ့်ပုံပဲလို့ပြောတဲ့အခါကျောင်းကလန့်သွားပေမဲ့ဒီသားကတော့ဝမ်းသာအားနဲ့ကျောင်းကိုတစ်စိမ့်လောက်ခွင့်ကြည့်ပါအောင်ဆိုကထွက်သွားပြီးကြည့်ရအောင်ဘဲကလေးလေလို့ထပ်မေးလိုက်ပါတယ်ထိုချိန်ကွင်းထဲမှာတော့အနိကတိုက်ရတဲ့စိတ်ဆွမ်းရှိတဲ့ကောင်တွေမင်းတို့သွားတိုက်လေငါတို့ကိုယူညက်ထင်ကြလားငါတို့သွားနေတော့မင်းတို့နောက်ကနေတိုက်ရင်အထောက်ခံရမှာပေါ့ဆိုကဂျင်ဆောင်ကိုတိုက်ဖို့အတွက်နဲ့အငင်းခုန်ထင်နေကြပါတယ်ထိုအစ်ကိုကြည့်နေတဲ့အက်ဒီတာကတော့ဝမ်းသာအားနဲ့ကျောင်းအုပ်အိတ်ကျောင်းသားကဘာလို့လဲဟဲ့လောက်အရေးချင်းနေတာဆိုရင်သူက B+ လောက်တော့ရှိမှာပေါ့မဟုတ်ဘူးသူက A ဆင်းလောက်ရှိမယ်ထင်တယ်လို့ခက်မှန်းသေးနေတော့ကျောင်းကလည်းရှက်ရှက်နဲ့အိတ်ကျောင်းသားက B+ ညာလားဆိုကတလုံးချင်းနဲ့တယောနေတော့မှာပဲနောက်ကဂျင်ဆောင်တို့ဆရာကသူကအဆင့် F ဆိုပြီးအော်ပြောတော့အဲ့ဒီသားကမယုံမဲသေးနေပြီးအဆင့် F ဟုတ်လားဆရာနောက်နေတာလားလို့မေးတော့ဂျင်ဆောင်တို့ဆရာကမနောက်ပါဘူးဂျင်ဆန်းကသူ့ရဲ့စူးစမ်းအထောက်မှုကြောင့်အဲ့နေရာမှာရက်နေနိုင်တာဆိုပြီးထပ်ပြောတော့ထိတ်လန့်သွားတဲ့အကြောင်းကအဲ့ဒီသားရှိမှမင်းဘာလို့ပြောနေရလဲတခြားတက်စုခေါင်းဆောင်တွေမင်းတို့ဘာလို့ရက်နေကြရလဲဆိုပြီးပြောတော့မှတခြားဆရာတွေကဂျင်ဆောင်တို့ဆရာကိုတက်စု30ခေါင်းဆောင်တော်ပါတော့ဗျာလို့ပြောရင်ဆွဲခေါ်နေပြီမဲ့ဂျင်ဆောင်တို့ဆရာကဂျင်ဆန်းကျေးဇူးပြုပြီးဂျင်ဆန်းကိုအောင်စိုက်ပေးကြပါလို့အော်ပြောရင်ပါသွားပါတယ်အဲ့ဒီသားကလည်းကျောင်းကိုကျွန်တော်ကိုအိတ်ကျောင်းသားပတ်ချင်ဆောင်အကြောင်းပြောကြပါပိုသိကျင်သေးတယ်လို့အားရဝမ်းသာနဲ့မေးတော့ကျောင်းကဘာပြောမှမသိထင်နေပြီးစိတ်ထဲကနေချီးပဲလို့ဒါညစ်တာပို့နေပါတယ်ထိုချိန်ဂျင်ဆောက်ဘက်မှာတော့ငါရဲ့ခန္ဓာကိုယ်တစ်ခုလုံးကျိုးပြတ်သွားတော့မယ်လို့ခံစားနေရတယ်ငါရဲ့စိတ်ဆွမ်းကလည်းသူ့အကန့်အသတ်ကိုရောက်နေပြီဒါပေမဲ့ထူးထူးဆန်းဆန်းငါလူသက်ချင်တဲ့ရည်ရွယ်ချက်ကိုပို့ချဲ့ပြီးသုံးတာတော့ငါစိတ်ဆွမ်းအားကလူသက်ချင်စိတ်ကိုလွယ်လွယ်လေးထိန်းချုပ်နိုင်နေတယ်အဲ့ဒါပါလေမင်းရောခံစားရလားအဲ့ကောင်ကတော်တော်အနေနဲ့များပဲလို့ပြောနေကြချင်းဂျင်ဆောင်ကတော့မင်းတို့ဘယ်တီးဖို့စဉ်းစားနေတာလဲဟမ်လို့ပြောရင်ဓာတ်ကိုတစ်ချက်ကြည့်လိုက်တော့သွေးဆုပ်ယူတော့တညောင်စိတ်ဆွမ်းအဆင့် D+++ တိုက်ခိုက်ရေး B+ ပြစ်မှတ်ဤသွေးကိုဆုပ်ယူပြီးပြစ်မှတ်ဤခန္ဓာကိုယ်ကအသင်ရွေ့ချအောင်လုပ်နိုင်သည်ဟာစစ်စင်ရင်လုံရန်အတွက်အသုံးပြုသူဤခန္ဓာကိုယ်မှာအားအနည်းဆုံးအခြေအနေသို့ရောက်နေပါတော့လေအသုံးပြုသူကအဆုံးမရှိလှုပ်ရှားနိုင်သည်ငါစိတ်ဆွမ်းကိုထိန်းချုပ်နိုင်တဲ့အပြင်တိုးတက်အောင်လည်းလုပ်နိုင်တာပဲငါနောက်ဆုံးတော့လုပ်နိုင်သွားပြီငါရဲ့စူးစမ်းအထောက်မှုကအလကားမဖြစ်သွားဘူးလို့တွေးကဝမ်းသာအားနဲ့အော်ကြီးနေပြီးဟဲ့အောင်လေမင်းတို့ရောကြည့်နေကြလားစီနီယာရောကြည့်နေလားဆန်းရောတွေးလိုက်လားဆိုပြီးပီတိဖြစ်နေတော့ဆန်းရုံးကသူ့ကိုအဆုံးတက်ပြစ်လိုက်မစ္စတာအပူလို့အော်ပြောတော့ဂျင်ဆောင်ကဟုတ်ကဲ့ပါဆာဆိုကငါလက်ကဝတ်ထားတာတော့အလိခံလိုက်ရလားနားလိုက်တာငါအညံ့ခံပါတယ်လက်ထောက်နီးပြကဲပါဦးကျွန်တော်အညံ့ခံပါတယ်လို့ကြောက်လန့်တကြားနဲ့အော်နေကြတော့ဂျင်ဆောင်ကတော့သူ့ရဲ့ဓာတ်ကိုကြည့်ကပီတိဖြစ်နေပါတယ်ထိုးချိန်ကဲကြပါဆိုတဲ့အော်တန်တွေကြောင့်ကျောင်းအုပ်ကညနာတက်နေကဒါအိမ်မဆိုးပဲလို့တွေးနေပြီးလီတာကတော့လူတယောက်တည်းကလူယောက်60ကိုအနိုင်ယူလိုက်တာပဲလို့ပြောကလန့်နေတော့ဘေးကိုစီနီယာဟန်ဆောင်ကရောက်လာကအဲ့ဒီတာခင်ဗျားမရောက်လာခင်ကသူအနိုင်ယူထားတဲ့လူတွေကိုပါထည့်ကြည့်ရင်လေ့ကျင့်စစ်သားပတ်ကျင်ဆောင်ကသူလူအယောက်150ကျော်လောက်ကိုထုတ်ပြပြီးသွားပြီလို့ပြောတော့အဲ့ဒီသားကထိတ်လန့်သွားပြီးဘာတကယ်ကြီးလားလို့ပြန်ပြီးတဲ့အခါစောင်းဟိုကပြီးတော့နောက်ဆုံးရလက်အနေနဲ့ပြောရမယ်ဆိုရင်ကျောင်းသားပေါင်း200ကျော်လောက်ဖြစ်မယ်ထို့နောက်တခြားတစ်ဖက်ကိုလိုက်ပြထားပြီးတော့အခန်းတစ်ခုတည်းကိုလူတစ်ယောက်ကဝင်လာပါတယ်
အခန်းထဲမှာလည်းလူတယောက်ကစောင့်နေပါတယ်စောင့်နေတဲ့လူကတော့ကျင်းဆောင်နဲ့တိုက်ခိုက်ခဲ့တဲ့အီချန်ပဲဖြစ်ပြီးဟာမတွေ့တာကြပြီနော်လူကိုကြီးဆိုကမိတ်ဆက်လိုက်တဲ့အတွက်ဝင်လာတဲ့လူကခင်းအီချန်လားမင်းလိုချင်တာကိုညံ့ညံ့ပြောပြီးရင်ငါမင်းကိုတတ်ပြစ်နိုင်တယ်ဆိုပြီးပြောတဲ့အခါအီချန်ကအဲ့လောက်ခါခါတီးတီးလှုပ်ဖို့လိုလားအချိန်ကောင်းတွေကိုပြန်သွင်းမိရင်စိတ်မကောင်းဖြစ်မိတယ်ဆိုတော့မင်းရင်ငါ့ကိုခနဲ့ပြီးပြောနေရလေငါကအရင်ခနဲ့လေဟုတ်လားငါဘက်ကမင်းအတွက်တိတ်မညာမှသိပါတယ်ယူးကြောင်လုံးမနေတဲ့မင်းအရှိအကန်းယူတန်းကနေရေချောင်းနဲ့ထွက်ပြေးဖို့လုပ်နေရလေဘလို့အယူမျိုးကလူကြီးနဲ့ရှင်ပြီးရေချောင်းကိုထွက်ပြေးဖို့လုပ်မှလဲငါကြာကြည့်နေမှာမင်းကိုခေါ်တာအကြောင်းတရားချက်ရှိလို့ပါလူကြီးရဲ့ရဲဘော်ရဲဘက်လီရှင်အထက်ကောင်းဆောင်ကမင်းကိုခေါ်နေတယ်သူကမင်းကိုမိုးတောက်ချိန်ကြရင်ပန်းမိုးကျွန်းကိုလာစေခြင်းနေတယ်မင်းရဲ့လက်အောင်ငယ်သားအများကြီးကိုစတီးခိုင်းပြီးတော့ငါ့ကိုဗာပြောချင်တာလဲဒီတစ်ခေါက်တောင်ပိုင်းကိုလေဘက်တော့ငါစိတ်ဝင်စားကောင်းတဲ့လူတွေကိုတွေးခဲ့တယ်လေဟာအောင်အထက်တန်းကျောင်းကကျောင်းသားတွေကိုလားဟာလူကိုကြီးကကလေးတချို့ကိုလေ့ကျင့်ပေးနေတဲ့ကြတော့ငါချက်ချင်းစစ်စစ်ကြည့်ဖို့သွားခဲ့တာပေါ့ဒါပေမဲ့ငါကမိတ်ဆက်ဖို့သွားတာကိုကန်ထုတ်ခံလိုက်ရတယ်မင်းပါရီပြောနေရလဲမင်းငါ့ကိုနည်းနည်းလောက်ကူညီပေးလို့မရဘူးလားငါမင်းနားလေအောင်လို့ကလေးတွေစီကနေထွက်ပြေးလာတယ်လို့ပြောရမှာလားဘာဒီကောင်ဘန်းကိုခြုံကိုတိုက်ခိုက်ပြီးတင်းဆုပ်သွားတော့သိပါတယ်ဒါပေမဲ့သူကတကယ်ပဲချောင်ပိတ်ပြီးထွက်ပြေးလာခဲ့ရလားပြီးတော့အဲ့ဒါကမဲဆွဲတဲ့ပြီးရလည်းမဟုတ်ဘူးတကယ်ပဲသူနဲ့တိုက်တာဘာလို့လဲဟာသိပါပြီအဲ့တော့ငါတို့ရဲ့လူကြီးကမသိသေးဘူးပေါ့အခုငါမသိသေးဘူးဆိုတာဘာကိုပြောချင်တာလဲမင်းလိန်နေရမတော်ဘူးဆိုတာငါသိပါတယ်သူကမင်းလေးချင်းပေးတဲ့လှုပ်ဝက်လက်နက်လို့ထင်ခဲ့တာဒါပေမဲ့မင်းအတွက်လည်းလှုပ်ဝက်ချက်ပဲထင်တယ်တေချာအထေစမ်းခင်ကြီးချမ်းဟာမင်းမသိသေးဘူးဆိုရင်လည်းကြည့်ရတာငါရင်လှုပ်ရှားရတော့မယ်ထင်တယ်ငါမင်းကိုစကားနဲ့တယောက်ကိုခေါ်လိုက်တာပါဒါပေမဲ့ဒါကငါမထင်တဲ့အရာလို့ပြောမှာပဲတယောက်ကြားလေးချင်းကြီးငါရဲ့ညောင်းနေညနေငါပဲရောက်နေရလေနောက်ဆုံးတော့နိုးလာပြီလားနောက်တစ်ခေါက်ကျရင်ဘယ်လောက်ကြာအိတ်မလဲဆိုတာကြိုပြီးပြောထားရင်ပိုကောင်းမယ်ဆိုပြီးဆဲယွန်းကပြောတော့ကျင်းဆောင်ကအိတ်ချင်မှုသူနဲ့ဆဲယွန်းဆိုကဒါအိမ်မညံမက်နေတာလားလို့တွင်ရင်ဆဲယွန်းရဲ့ဘာကိုတွားထီတော့ဆဲယွန်းကရှက်သွားပြီးအိုးမစ္စတာအပူဆိုကဂယုနာတက်နေတော့ကျင်းဆောင်ကဆဲယွန်းဘာကိုဆွဲညှစ်ရင်ဝါနူးအီနေရပဲဆိုတော့အငင်ကတ်သွားတဲ့ဖိုက်တာဆင်းယုံကညှစ်အောင်ဆိုကကောင်းတယ်ကွာလှုပ်ဆန်ငါမှမညစ်ကြတာချထို့နောက်နားလိုက်တာဟာနိုးသွားဖို့မျောလင့်ပါလေငါကကတုံချင်းတက်ပွဲမှာတိုက်ခိုက်နေခဲ့တာမဟုတ်ဘူးလားနင်မမှတ်မိဘူးလားနင်အကုန်လုံးနှိမ်မင်းပြီးတော့ငါဘက်ကိုကြည့်ရင်ဆင်းယုံနင်းတွေးလိုက်လားဆိုပြီးခုံပေါက်နေသေးရဲ့လေဆိုတော့ဂျင်းဆောင်ကအဲ့ဒါကိုမှတ်မိရဲ့လေလို့ပြန်ပြောပါတယ်ဆင်းယုံကတက်ချင်းချလိုက်ပြီးအကုန်လုံးလဲပြီးတော့နင်မိလေသွားတာပဲပြီးတော့နင်ထွက်လာတာမိသွားတာဟုတ်လားနင်ဒီလောက်ကျိုးပဲလွင်နေငါနဲ့လက်ထပ်နိုင်မှာအောင်မလားဆိုကအားရပါရပဲနေကျုံနေတယ်လို့ပါကိုဆွဲညစ်တော့စတာပါချစ်စုလို့နဲ့ပါဆွဲညစ်တော့ဂျင်းဆောင်ကငါနုံချင်းငါ့ကိုကြီးစရာလုပ်နေရလားဘာဖြစ်ဖြစ်ငါနင်းကိုလက်မထပ်ဘူးနော်ဆိုပြီးပြောတော့ဆဲယုံကချက်ချင်းလွတ်လိုက်ပြီးဟေးအဲ့လိုမလုံးနဲ့လေငါနဲ့ရင်းနှီးပြီးပြောစရာကောင်းတဲ့ဘဝလေးကိုတူတီထောင်ရအောင်မယ်လေလို့ပြောပါတယ်ဂျင်းဆောင်ကတော့ငါလက်ခံလိုက်ရင်ငါကိုစအောင်ပါပဲဆိုကခလေးတယောက်လိုလုံနေပါတယ်တီးတော့ဆဲယုံကအဲ့တော့အခုနိုးပြီလို့ထင်တယ်လှလိုက်တာဆဲယုံရဲ့ဂျင်းဆောင်ကရှက်ကိုရှက်ကန်ဖြစ်နေပြီးစိတ်ထဲမှာတော့ငါအိတ်ချင်မှုသူမဟုတ်တာတော့သူကတော်တော်လှတယ်သူငါ့ဟိုဒါရည်စရာလုံးမနေတော်တော်ကောင်းပါပဲလို့တွေးနေပါတယ်ဆဲယုံကတော့ကဲနင်းခုနိုးပြီဆိုတော့ဒီမှာနင်းရဲ့တစ်စိတ်ပဲဆိုကပေးလိုက်တော့ဂျင်းဆောင်ကအဆင့်တစ်စိတ်တယ်လားငါလေ့ကျင့်စစ်တာမဟုတ်တော့ဘူးပေါ့လို့အားရဝတ်တာနဲ့ပြောနေတော့ဆဲယုံကနင်းစရာပြီးရင်နင်းကိုတရားဝင်လက်မှတ်ပေးလိုက်မယ်တယောက်ကြားလေ့ကျင့်ရင်မှပထမရလို့ဂုဏ်ယူပါတယ်လို့ပြောပေမဲ့ဂျင်းဆောင်ကဝမ်းမနာတဲ့ပုံဖြစ်နေတဲ့အတွက်ဆဲယုံကနေဘာဖြစ်နေရလဲလို့မေးတော့ဂျင်းဆောင်ကဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်ရင်ငါကဘာဖြစ်လို့တက်တာဖြစ်နေရလဲလို့ပြောနေတော့မှပဲဆဲယုံကနေကလေ့ကျင့်ရင်မှအားကုန်စူးစမ်းအထောက်ခဲ့လို့အဆင့်နှစ်ခုမြင့်ပေးတာကိုခံခဲ့ရတာပဲလို့ရှင်းပြနေတော့ဂျင်းဆောင်ကမဟုတ်ဘူးငါအတန်း60ရာနဲ့လောင်းကြီးတစ်ခုလောက်ထားတယ်လောင်းကြီးဟုတ်လားဘလို့လောင်းကြီးလဲငါနဲ့စုံမီအဖွဲအမှတ်ညစ်တွေရရင်သူငါတို့ကိုတက်ချက်ထင်အောင်လုပ်ပေးမယ်လို့ပြောထားတာဟာအဲ့ဒါဆိုနေလောင်းထားတာကြောင့်အဲ့လိုလုပ်ခဲ့တာပေါ့ဆိုကစိတ်ပြတဲ့ပုံစံနဲ့မေးတော့ဂျင်းဆောင်ကဟုတ်ပါတယ်ဒါပေမဲ့လို့ပဲရှိတယ်အဲ့လိုလားဆိုစိတ်မပူပါနဲ့သူကနေကလွဲပြီးတော့အကောင်လုံးကိုတက်ချက်ရာတူပေးလိုက်တယ်ပြီးတော့နင်းကြောင့်အခုတူနာကျူကလှုပ်เสียရတဲ့အများကြီးပုံသွားပြီးဂျင်းဆန်းဆိုတော့ဂျင်းဆောင်ကအော်သွားပြီးဟုတ်သားပဲငါတူနာကျူကိုထည့်မစင်စားလိုက်မိဘူးလို့ပြောပါတယ်ဆန်းယုံကပဲခဏနေငါလက်ကင်ပြီးတော့သူ့ကိုတူသွားပြီးကျေးဇူးတင်ရအောင်လို့ပြောပေမဲ့ဂျင်းဆောင်ကမဟုတ်ဘူးငါပထငါပဲသွားခြင်းနဲ့ဆိုပြီးပြန်ပြောပါတယ်ဆန်းယုံကတော့မဟုတ်ဘူးလေငါတို့တူသွားကြရအောင်ငါတောင်းဆိုတာပါဟာလို့ချော့ပြောနေပေမဲ့ဂျင်းဆောင်ကဆန်းယုံနေဘာမှမလုပ်ခဲ့ဘူးလေဒါကငါတယောက်ထဲလုပ်ရမယ့်အရာမျိုးပါလို့ပြောနေတော့ဆန်းယုံကဂျင်းဆောင်ဘကိုဆွဲလိုက်တဲ့အတွက်ဘာဖြစ်တာလဲဆင်းယုံနေငါနဲ့တူရှိနေတာကိုအဲ့လောက်တော့မကြိုက်တာလားဆိုကမင်းမေးပြီးပါဆွဲပါတော့တယ်ဂျ
ဂျင်းဆောင်ကတော့ကျွန်တော်လိုပဲဒီလိုကိစ္စမျိုးတွေမှာဂျိုးသားလုံးတဲ့အတွက်မဟုတ်ပါဘူးဘာဖြစ်လို့ငါတို့ကအတူတူသွားရမှာလဲလို့ထက်ခွန်းတက်နေတော့ဆန်းယုံကတကယ်ပဲတော်တော်ထူကားတဲ့ကောင်းလေးပဲဆိုကမင်းမေးပြီးဆွဲနေပါတယ်ဘာဟုတ်ပြောတာပါပေါ့ထို့နောက်အုတ်ကြီးအခန်းကိုလက်ကျထားပြီးတော့ဂျင်းဆောင်တို့ဆရာကကျွန်တော်တောင်းပန်ပါတယ်တည့်ရင်ဖို့ချုပ်ကအပြင်သွားပါတယ်ဆိုပြီးစစ်တပ်ဝတ်ဆောင်တဲ့ကိုရီးယားကတုံးကိုပြောတော့ကိုရီးယားကတုံးကကြည့်ရတာမင်းတို့ရာလူအဆင့်တွေကတေချာမစီစဉ်ထားရသေးဘူးထင်တယ်တခြားတရင်ကခေါင်းဆောင်တယောက်ကမင်းတို့ကိုဆက်သွယ်လာတာကိုပြန်ကြည့်ပြီးတာကဒုတိယဘူပေါ့ဟုတ်လားကျွန်တော်တောင်းပန်ပါတယ်ဒီနေ့တာဝန်ကြတာကျွန်တော်မှုလို့ပါကဲပါအကြောင်းတစ်ခုမှကျုပ်တည်းရဲ့အထူးစစ်ထောက်ပံ့ရေးကိုတရားဝင်ကြားလိုက်တော့ငါတို့ရဲ့998စစ်စနစ်လို့ကောင်းကောင်းလုပ်နိုင်မယ်လို့ညွှန်လင်းခဲ့မိတယ်ငါအမှားပါဟာဆိုပြီးလှောင်နေတော့ဆရာကတော့အသွေးထဲမှာ998အထူးပညာရေးကြီးတက်ကိုရီးယားစစ်တပ်ကသူတို့ထိန်းချုပ်နိုင်တဲ့တိုက်ပွဲတွေပုံများလာအောင်လုပ်ဖို့အတွက်ဖွဲ့စည်းထားတာသူတို့ကနိုင်ငံထဲမှာရှိတဲ့စိတ်သွမ်းတိုက်ပွဲကထူးချွန်ကျောင်းသားတွေကိုခေါ်သွင်းတယ်အဲ့ထဲကပညာပေးနိုင်သူတွေကပညာရေးလက်ရွေးစင်တွေထစ်လာကြတယ်အချိန်ရတော့ကြာစစ်တပ်ရဲ့နားလေကျွမ်းကျင်မှုနဲ့အတူကျောင်းသားတွေကိုတိကျစီစဉ်ထားတဲ့စနစ်နဲ့စစ်နီးသူဟာပညာရေးတွေကိုလေ့လာသင်ကြားပေးတယ်စိတ်သွမ်းတိုက်ပွဲကိုအထူးပြုထားတဲ့ကိုရီးယားရဲ့အင်အားအကြီးဆုံးစစ်တပ်ပညာရေးအထောက်အပံ့ကကျောင်းတွေအတွက်အထူးရွေးချယ်စရာပဲလို့တွေးနေတော့ကိုရီးယားကတုံးကကော်ပီတောက်ကတာကိုရက်လိုက်ပြီးတော့အဲ့တော့ဟောင်းကျောင်းရဲ့ကျောင်းကဘယ်ချိန်ပြန်ရောက်မှလဲလို့မေးပါတယ်ဒီစကားကြောင့်ဆရာဖြစ်သူကစိတ်ထဲမှာအလိုမကျဖြစ်နေပြီးသူငါတို့ကိုအထင်သေးလို့ရည်ရွယ်ချက်ရှိနဲ့ကျောင်းလို့ခေါ်နေတာလားလို့တွေးနေကသူမကြခင်ရောက်လာတော့မှာပါလို့ပြန်ပြောလိုက်ပါတယ်ကိုရီးယားကတုံးကတော့ဂျင်ဆောင်လို့ဆရာကိုတေချာကြည့်ရင်မင်းညံ့မှာမကျင်တဲ့ချက်တွေတည်နေတယ်လို့ပဲဆိုပြီးမှတ်ချက်ပေးတော့ဂျင်ဆောင်လို့ဆရာကကျွန်တော်ကိုစိတ်ကြီးဝင်နေရဲ့လို့မထင်ဘူးညှော်နေပါတယ်ဒါပေမဲ့ခင်ဗျားကတခြားကနေလာပြီးတော့လေးစားမှုမရှိဘူးလို့မထင်ဘူးလားလို့မေးတဲ့အခါကိုရီးယားကတုံးကတခြားနေရာဟုတ်လားဟုတ်ပါတယ်တခြားနေရာပဲငါတောင်းပန်ပါတယ်ငါကစစ်ကြင်ညာဖို့လာတဲ့ရန်သူတယောက်အနေနဲ့ငါရိုင်းရမိသွားပါတယ်ဆိုကစောင်းပြောတော့ဂျင်ဆောင်လို့ဆရာကစစ်ကြင်ညာတာဟုတ်လားလို့အထိတ်တလန့်နဲ့ပြန်မေးတော့ကိုရီးယားကတုံးကမင်းအဲ့ဒါကိုအကြမ်းကြီးလောက်တော့သိမှာပါမင်းဒီအကြောင်းကိုပထမဆုံးကြားဘူးလောက်တဲ့အထိတော့မင်းရဲ့တရင်အချက်လက်ကွန်ရက်ကအာမနေသေးဘူးမှတ်လားလို့ပြောတော့ဆရာဖြစ်သူလည်းလန့်သွားပါတယ်ကတုံးကပဲဆက်ပြီးဟောင်းအထက်တန်းကျောင်းမှာအဆောင်ုံနဲ့ခင်းဆဲရုံကိုကျောင်းသားတွေရှိရမှတ်လားမင်းတို့မှာအဲ့လိုနာမည်ကြီးကျောင်းသားတွေရှိနေပေမဲ့ငါမသိဘူးလို့ပြောတော့ဆရာဖြစ်သူကဒါပေမဲ့မကြသေးခင်တုန်းကအဲ့ကျောင်းသားရဲ့စွမ်းအားအကြောင်းကြီးထားတဲ့တရင်ကိုမကြားရသေးဘူးထင်တယ်လို့မေးတော့ကတုံးကတယောက်ကြားလေ့ကျင့်ရင်မှကောင်းကောင်းလုပ်ခဲ့တယ်ဆိုတဲ့တယောက်လားအဆင့် F လူသက်သမားအကြောင်းကိုပြောနေတာမှတ်လားငါမြင်ခဲ့ပါတယ်ဒါပေမဲ့သူကအဆင့် F ဆိုတာဖြစ်နိုင်လို့လားစိတ်စွမ်းအားအဆင့် F ကျောင်းသားကဘယ်လိုလုပ်စိတ်စွမ်းအားအထူးပြုတဲ့ကျောင်းမှာရှင်းတန်းနိုင်ရမှာလဲရုံစရာကောင်းတဲ့အကြောင်းတစ်ခုခုတော့ကြီးရမှာပေါ့အဲ့လိုအရန်ကြီးမြှောက်လုံးလို့မရဘူးလေလို့ပြောတော့ဂျန်ဆောင်ဆရာကကြည်ရတာ998ကဒုတိယနှစ်လေ့ကျင့်ရေးအကြောင်းအသေးစိတ်အချက်လက်တွေမရခဲ့ဘူးထင်တယ်လို့တွေးနေတော့ကျောင်းကဝင်လာရင်နောက်ကြပါလို့တောင်းပန်ပါတယ်လို့တခါတည်းပြောတော့ကတုံးကလည်းကြားပါတယ်ဟောင်းတက်ရင်ပူချုပ်ဆိုကပြန်မိတ်ဆက်လိုက်ပါတယ်ဒါကိုဂျန်ဆောင်လို့ဆရာကအလိုမကျဖြစ်နေပေမဲ့အခန်းထဲကထွက်လာပါတယ်အခန်းထဲရောက်တော့အတန်တစ်ခုကိုကြားလိုက်ရတဲ့အတွက်တစ်ချက်ကြည့်လိုက်ပြီးအဲ့ဒါဒီနေ့လားကလပ်ထဲလူသွင်းသွေးဖို့ဒုတိယအတုပ်ကလေလို့ပြောကစူးစမ်းနေပါတယ်အောက်မှာတော့စုံမီအပွဲဝင်တွေအကုန်လုံးစူးစမ်းလေ့ကျင့်နေကြပြီးဂျင်ဆောင်ကဘလူးလဲစီနီယာလို့မေးချင်းအကုန်လုံးကရင်တထိတ်နဲ့စောင့်ဆိုင်နေပါတယ်စောင်းဟိုကပဲမေးစရာလူတွေလို့လားစုံမီအဖွဲ့ဝင်တွေအကုန်လုံးဝင်ခွင့်ရတဲ့အတွက်ဂုဏ်ယူပါတယ်လို့ကြေညာလိုက်တဲ့အတွက်အကုန်မောပန်းနေရာကနေအံ့ဩတကြီးနဲ့ဂျင်ဆောင်ကိုကြည့်လိုက်ပြီးအားရဝမ်းသာအော်ဟစ်ကြပါတယ်ဒီအဖြစ်အပျက်ကိုကြည့်နေတဲ့ဂျင်ဆောင်တို့ဆရာကငါမင်းကိုအားပေးနေမယ်နော်ဂျင်ဆောင်အိတ်စိတ်ဆိုးစရာကောင်းတဲ့ကောင်းလေးနှက်ခေါင်းကိုရိုက်ချိုးပြစ်လိုက်စမ်းပါလို့ညီကထွက်သွားပါတယ်အခန်းထဲမှာတော့ဘိုးချုပ်ကအကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ဘိုးချုပ်ကနေကြိုလက်ခံထားပြီးပြီလို့ကြားပါတယ်အကြောင်းအရာတွေကိုခင်ဗျားအတိပြုပြီးသွားပြီဆိုရင်တစိမ့်ထူရေးဖို့အမိတ်ပေးလိုက်ပါတယ်လို့ပြောလိုက်တဲ့အခါအကြောင်းကလည်းဟုတ်ကဲ့ပါဆိုကတစိမ့်ထူပေးနေတော့စိတ်ထဲမှာတော့အွန်းနဲ့998အထူးလေ့ကျင့်ရေးကြီးတက်ရဲ့စကြင်ထိုးပေါက်ခြင်းလေ့ကျင့်ခံမယ်အဲ့ဒါကငါတို့အတွက်တဖုံးမကြတဲ့အခြေအနေဆိုပေမဲ့ငါမငင်းနိုင်ဘူးထင်တယ်လို့တွေးနေပါတယ်ထို့နောက်စာရွက်ကိုပြန်ပြီးလိုက်တဲ့အခါကတုံးကပြန်သွားပါတယ်ကြံနေခဲ့တဲ့အကြောင်းကတော့ဒေါသတွေထွက်နေပြီးဒီလိုအချက်ခွဲသွားတာကိုတနည်းကြရင်တေချာပေါက်ကလေးစားပြန်ချီပြမယ်လို့အကျိတ်ခါပြောနေပါတယ်ဂျင်ဆောင်တို့တပ်ပွဲတိုက်ခိုက်ခဲ့တဲ့ဗီဒီယိုကိုအက်ဒီတာကကြည့်နေပါတယ်ပြီးတော့တေချာသုံးသပ်နေပြီးခုံမော်ကိုတစ်ချက်ကြည့်လိုက်တော့အေဘလက်အဆင် PRP ဆောက်မကိုလက်လျှော့လိုက်ပါဆိုတဲ့ database စာရွက်ကိုတွေ့သွားပြီးသူတို့ကငါတင်လိုက်တဲ့ဗီဒီယိုကိုထည့်ချလိုက်တာပဲပြီးတော့အေဘလက်အဆင် PR တဲ့လားအစိုးရကဘာလို့ဒီလိုဖြစ်သွားတာလဲဆိုကစိတ်ပူနေပြီးအသွေးထဲမှာတော့စာသားနဲ့တပ်ပုံလောက်ပဲပါတယ်စောင်းမတွေနဲ့စာပရိတ်တက်တွေကိုအယုံသွင်းခဲ့တဲ့ခစ်ကြီးကမရှိတော့တာကြပြီလူတော်တော်ညံ့ညံ့ကဒါကိုစညွှတ်တိုက်ပြီးလှုပ်ထားတာလို့ပြောကြမှာပဲဒါမှမဟုတ်လေဟောင်းထက်တဲ့ကြောင်ရဲ့လှုပ်ဝက်တရားရုပ်လို့ပြောကြမှာပဲဘဒုကကြုံမှာလဲစိတ်စွာအဆင် F ရှိပြီးတော့နောက်ဆုံးရောက်နေတဲ့ကျောင်းသားကလူအယောက်200ကိုအနိုင်ယူလိုက်တယ်ဆိုတာကိုလေငါလဲလူကိုယ်တိုင်တွေ့ခဲ့တာမဟုတ်ဘူးဆိုရင်အဲ့ဒါကိုအတိတ်ပဲမရှိတာပဲဆိုပြီးတော့ခေါင်းထဲကထုတ်ပြစ်လိုက်မှာ
ဒါပေမဲ့ဘာလို့သူတို့ကအဲ့ကျောင်းသားရဲ့အရေးချင်းကိုဖုံးကွယ်နေရတာလဲအဲ့ဒါကအစိုးရကနေစစ်ထောက်ပံ့ရတာတဲ့အကြောင်းမလို့သူတို့ကအရေးချင်းရှိတဲ့ကျောင်းသားတွေကိုကာဝယ်ပေးနေရလားမဟုတ်ဘူးအဲ့လိုဒါဆိုသူတို့ကကက်ကိစ္စရဲ့ဟီရိုဂင်ဆဲရုံရဲ့အင်တာဗျူးကိုအရင်ဆုံးထက်ချခြင်းမှာပဲလို့တွေးရင်နေအောင်ကတ်ဆိုကတတိယသွားပြီးတော့ကွန်ပျူတာရှိရာကိုအတီးသွားကဘဏ်ကိစ္စမှာပါတဲ့လူတွေရဲ့နာမည်စရင်းကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ငါသိတာပဲငါရဲ့ခက်မှန်းချက်တွေအရဆိုကအားရဝမ်းသာဖြစ်နေတော့အဒီတာကျုပ်ဆိုတဲ့ခေါ်တန်နဲ့အတူဝင်ခွင့်တောင်းနေတဲ့အတွက်ထိုးသူကိုဝင်လာခွင့်ပေးလိုက်ရပါတယ်ဝင်လာတဲ့သူကဒါကအသွင်းလူရဲ့တည်င်းဆိုပေမဲ့ကိုရှင်းနဲ့ဟောင်းကျောင်းတို့ကဘာညာနဲ့ပြောပြလိုက်တော့အဒီတာကအခွင့်အရေးကောင်းတစ်ခုပဲဆိုကတည်သွားပါတယ်ထို့နောက်ကျောင်းရှိရာကိုလိုက်ပြထားပေးပြီးတော့ဂျင်းဆောင်ကသူ့အဖွဲ့သားတွေကိုချီးကျူးနေပါတယ်သူ့အဖွဲ့သားတွေကလည်းဂျင်းဆောင်ကျေးဇူးကြောင့်တက်ကြက်ဖြစ်သွားတဲ့အတွက်ဘယ်သူမှလာမရှုပ်ရဲတော့အကြောင်းဂျင်းဆောင်ကိုရင်ဖွင့်နေပြီးတော့ဒါနဲ့ငါတို့ပြီးရင်တော့ boss ကလေ့ကျင့်လုပ်နေသေးရလားဆိုပြီးမေးတော့ဂျင်းဆောင်ကအဲ့ဒါကစီနီယာအတွက်သွေးပူလေ့ကျင့်ခန်းလောက်ပဲရှိသေးတာလေဒါကြောင့်ပါဆိုတော့အဖွဲ့သားတွေကထုံသွားပါတယ်ထို့နောက်အဖွဲ့သားတယောက်ကဒီနေ့ငါတို့တခင်မလေးကိုမတွေ့ရပါလားဆိုကရှာနေတော့ဘာမှမသိတဲ့ချင်းဆောင်ကတခင်မဟုတ်လားဘာတူလဲလို့ပြန်မေးရပါတယ်ထိုအခါအဖွဲ့သားတွေကဂင်းစန်းရုံကငါတို့ကိုအဲ့လိုခေါ်ဖို့ပြောခဲ့တာလေဟဲ့အောင်လေပတ်ကျင်ဆန်းကမင်းတို့ boss ဆိုရင်ငါ့ကိုတခင်မလေးလို့ခေါ်ကြဒီစကားတွေကြောင့်ချင်းဆောင်ကရှက်ပြီးဘာတခင်မဟုတ်လားအဲ့လိုမဟုတ်ရပါဘူးဘာပဲဖြစ်ဖြစ်ငါလေ့ကျင့်နောက်တစ်ခုလုပ်မယ်လို့မပြောရသေးခင်အထိသူကစောင့်နေသေးတယ်ဒါပေမဲ့လည်းငါကမနာတော့သူလည်းစောစောပြန်သွားတာပဲလို့ဖြည့်ချင်းချက်ပေးနေပေမဲ့သူ့အဖွဲ့သားတွေကဟေး boss ကလည်းရှက်စရာမလိုပါဘူးပြီးတော့စောက်ပေးနေတဲ့တခင်မကိုအဲ့လိုမဆန့်ဆန်သင့်ဘူးနော်မင်းမှာတမာပြီးလှပတဲ့တခင်မရှိနေတာကိုတော့ငါတို့မနာလို့လိုက်တာ boss ရာကျောင်းပိတ်ရက်တွေရောတခင်မလေးနဲ့တူတူချင်းတွေးကြသေးလားဆိုကဆက်စုနေကြတော့ရှက်ကိုရှက်ကန်ဖြစ်နေတဲ့ချင်းဆောင်ကတခင်မလေးလို့ပြောတာတော့ကြပါတော့ဆိုကနားပိတ်ခါထိုင်နေတော့ရှေ့ကိုလူတယောက်ရောက်လာပါတယ်ဒါကြောင့်မောကြည့်လိုက်တဲ့အခါမှာတော့ထို့သူကမင်းကတက်တာပတ်ကျင်ဆန်းလားလို့မေးပါတယ်ဂျင်းဆောင်ကတော့စိတ်ထဲမှာမထင်နိုင်တာသူရောက်လာတာကိုငါလုံးဝမခံစားမိလိုက်ဘူးဆိုကလန့်နေတယ်လို့ဘေးကအဖွဲသားတွေကပါလန့်နေပါတယ်ဒါကြောင့်ထို့သူကအိုးငါမင်းတို့နိုင်ကျုပ်တည်းရောက်လာတော့လန့်သွားကြတဲ့ပုံပဲငါတောင်းမှန်ပါတယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ဂျင်းဆောင်ကချက်ချင်းပဲရပါတယ်စစ်တပ်အကြီးအကဲလီရှင်းဆိုကမိတ်ဆက်လိုက်တော့လီရှင်းကမင်းငါ့ကိုသိနေလို့ကျေးဇူးပါပဲဆိုတော့ဂျင်းဆောင်ကဒီနိုင်ငံထဲမှာအကြီးအကဲလို့လူမျိုးကိုမသိရင်တရှူလို့ပြောရမှာပဲမဟုတ်သေးဘူးတချို့ကပိုတော်သိအောင်မှာပါလို့ပြောပါတယ်လီရှင်းကတော့ထိုးစကားကြောင့်ရီမောနေရင်ကမင်းကရှိစရာကောင်းတာပဲဒါနဲ့မင်းနောက်ကမင်းတငယ်ချင်းတွေလားလို့မေးလိုက်တဲ့အခါအလိုက်သိတဲ့အဖွဲ့သားတွေကဟုတ်ပါတယ်သူကကျွန်တော်တို့ရဲ့ boss ပါဆိုပြီးတန်တန်ပြောတော့လီရှင်းကလည်းအိုးစွမ်းရင်ကောင်းရှိရဲ့လောက်ငယ်သားတွေပဲဆိုတော့ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့စွမ်းရင်တွေက boss ကျေးဇူးကြောင့်အများကြီးကောင်းလာတာပါဆိုကတန်တန်ပြောနေကြတဲ့အတွက်ဂျင်းဆောင်ကတော့အဆက်ကြီးရှက်နေပါတော့တယ်ဒီတော့လီရှင်းကပဲမင်းတို့ boss နဲ့ခဏလောက်စကားပြောစရာရှိတယ်ဆိုတော့ဟုတ်ကဲ့ကျွန်တော်တို့နောက်ဆုတ်ဝေးပါမယ်လို့ပြောပါတယ်ဒါကြောင့်လီရှင်းကဟုတ်ပြီကျေးဇူးပါပြီးတော့မင်းတို့ငါ့ကိုဒီနေ့တွေးခဲ့တဲ့ကိစ္စကိုလည်းကျွန်တော်တို့တိတ်နေမှာပါမင်းတို့ကတပုတ်ပေါက်လွယ်တာပဲဆိုပြီးပြောပြီးတဲ့အခါမှာတော့အကုန်လုံးကပြေးထွက်သွားကြတဲ့အတွက်ခွန်အားကြီးတဲ့ကလေးတွေပဲသူတို့မှတောက်ပတဲ့အနာဂတ်တွေရှိနေတာပဲကဲပါဘာပဲဖြစ်ဖြစ်နေရာပြောင်းကြရအောင်ငါတို့ဒီမှာဆိုရင်အရန်တိတာလို့နဲ့ဒါနဲ့ငါမင်းအတရားကိုနောက်ဆက်မိလို့တောင်းပန်ပါတယ်လို့ပြောပါတယ်ဒီတော့ချင်းဆောင်ကလက်ထောက်အကြီးကလီရှင်းကကျွန်တော်လူចောင်းသားမျိုးနဲ့ဘာကိစ္စရှိလို့ပါလဲဆိုပြီးမေးတော့လီရှင်းကငါတို့တိုက်ပွဲဗီဒီယိုကိုကြည့်ပြီးမင်းနဲ့တွေ့ဖို့လာခဲ့တာဆိုတော့ချင်းဆောင်ကဗီဒီယိုကိုတဘောကြတယ်ဆိုလို့ကျေးဇူးတင်ပါတယ်ဒါပေမဲ့အကြီးကဲလို့အလုပ်ညာနေတဲ့လူမျိုးကကျွန်တော်လူဒီ plus အဆင့်ပဲရှိတဲ့ចောင်းသားမျိုးကိုကိုယ်တိုင်လာတွေ့တာကတော့လူပြောနေတော့လီရှင်းကချင်းဆောင်မင်းစိတ်ဆွမ်းရည်တွေမှာအဆင့်တွေရှိရလို့ထင်လားဆိုပြီးမေးတဲ့အတွက်ချင်းဆောင်ကထိတ်လန့်သွားပြီးအကြီးကဲကဘာလို့ဒီလိုမေးခွန်းမျိုးမေးရတာလဲဆိုပြီးတွေးနေပါတယ်ဒီတော့လီရှင်းကပဲဆက်ပြီးအဲ့တော့မင်းညှိုးနေထားလို့မဟုတ်တဲ့ကြုံဝါကြပန်းမေးခွန်းပါဘာပဲဖြစ်ဖြစ်အဓိကအချက်ကိုပြန်သွားရမယ်ဆိုရင်ဟာအထက်တန်းကျောင်းကိုစစ်ကြောင်းထိအောင်လို့ရွေးချယ်ခဲ့တဲ့လူကငါပဲအကြီးကဲလားအဲ့ဒါရက်ဆက်ပဲမယ်ငါမင်းလိုကျောင်းသားမျိုးတွေကိုဆင်းရဲတဲ့ပတ်ဝန်းကျင်မှာဆိုရင်တော့တိုးတက်လာဖို့ညှော်လင့်နေတာငါအစကတက်ကြအန်ဆောင်ကိုညှော်လင့်ခဲ့ပေမဲ့ထင်သားတယ်လို့ချောချောမှုဖြစ်မလာဘူးဆိုပြီးပြောတော့ဂျင်းဆောင်ကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကလက်ရှိမှာစီနီယာအန်ဆောင်ဟိုရဲ့လမ်းပြပေးမှုတွေကြောင့်မယုံနိုင်လောက်တိုးတက်လာတာတကယ်လို့စီနီယာတာမရှိရင်ကျွန်တော်ရောစောစောတုန်းကအကောင်တွေရောရှိလာမှာမဟုတ်ဘူးဟာငါမှားပြောမိပြီထင်တယ်တက်ချက်အန်ဆောင်ကိုစူးစမ်းလှုပ်ဆောင်တာနေပြီးဟောင်းအောင်ចောင်းသားចောင်းသူတွေလည်းအတူတူစူးစမ်းလာကြဖို့ငါညှော်လင့်နေတာပါဒါပေမဲ့သူ့နောက်လိုက်ဖို့တင်ပေးတဲ့တယောက်ကနောက်ဆုံးတော့ထွက်လာပြီပဲငါမင်းကိုလူကိုယ်တိုင်တွေ့ပြီးတော့ငါရဲ့ရိုးရှင်းတဲ့အသွေးတွေကိုအတီးပြုတ်ပြီးလို့ငါပြောပါတယ်လို့ပြောရင်စိတ်ထဲမှာတော့သူကအိတ်ចောင်းသားညံ့လားငါတော့မသိတဲ့လှုပ်ဝက်လက်နက်ကလေငါတကယ်ပဲပျောက်ကြလိမ့်ချင်ဗီဒီယိုကိုကြည့်ပြီးအံ့ဩသွားခဲ့ရတာဒါပေမဲ့သူဂိမ်းချန်ကိုအဲ့ဒါလေးနဲ့အနိုင်မနိုင်ပါဘူးဒီចောင်းသားတိုးတက်ရေးအတွက်စိတ်ဆန္ဒကိုကြည့်ရင်သူ့အနာဂတ်မှာအများကြီးတိုးတက်လာအောင်ပါပဲသူ
သူကငါလိုချင်တဲ့ပုံစံအတိုင်းပဲဒါပေမဲ့အခုတော့အဲ့ဒါနဲ့ညင်းတဲ့စွမ်းရည်ကိုမခံစားမိဘူးလို့တွေးနေတော့ချင်းဆောင်ကခေါ်လိုက်တဲ့အတွက်တောင်းပန်ပါတယ်ငါအသွေးထဲခဏနင့်နေသွားလို့ပါလို့ပြောလိုက်ပေမဲ့အဲ့ဒါကခင်းရန်ငါကိုစိတ်ရှုပ်ထွေးအောင်လုပ်ခဲ့တဲ့ပရိယညံလားဒါမှမဟုတ်ကလင်ကကြီးကျသွားတာညံလားငါအခုတော့အဲ့ဒါကိုသိဖို့နီးလန့်မရှိသေးဘူးလို့စိတ်ထဲကတွေးနေပြီးမှငါပြောလို့ပြီးပါပြီအချိန်ပေးလို့ကျေးဇူးပါတတ်တာပတ်ကျင်စမ်းမဟုတ်တာရပါတယ်ဒါဆိုခွင့်ကြည့်ပါအောင်ပြီးတော့မင်းအနိုင်ရရင်ကောင်းပါပဲဟမ်ဘဒုကိုလဲဟာမကြခင်တိလာပါလိမ့်မယ်အိမ်ကိုကောင်းကောင်းပြန်ရောက်ပါစေလို့တယောက်ကထွက်သွားတဲ့အတွက်ချင်းဆောင်ကသူဘာကိုပြောသွားတာလဲဆိုကကြောင်ပြီးကြမ်းခဲ့ပါတယ်ထို့နောက်လေ့ကျင့်ခန်းထဲမှာတော့စီနီယာအန်ဆောင်ကလေ့ကျင့်နေပါသေးတယ်အခုမှ17နာရီပဲရှိသေးတာပဲငါရဲ့ကန့်သက်ချက်ကိုရောက်ဖို့အချိန်ကတူသွားပြီပဲလို့ပြောရင်ပတ်ကျင်ဆောင်တဲ့ဇုံမီအဖွဲ့ဝင်တစ်တွေရဲ့ကျေးဇူးကြောင့်အခြေခံလေ့ကျင့်ရေးရဲ့တောက်တင်ခိုင်မှာမှုတိတိတတ်တာတိုးတက်လာပြီးငါကြွက်သားတွေကဒီအချိန်ကြီးရောက်လာတာတောင်ကြာပြီပဲငါအိတ်ကလေးရဲ့စံညာပုတ်ကိုဖြစ်ချင်ရင်နည်းနည်းလောက်ပို့ပြီးလို့တွေးကပတ်ကျင်ဆန်းမင်းလောက်ချစ်စရာကောင်းတဲ့လူမရှိဘူးပဲလို့ညီကကျောင်းကနေထွက်လာပါတယ်ထို့သူ့ထွက်လာရင်လမ်းကြားထဲမှာအတန်ကြားတဲ့အတွက်စူးစမ်းကြည့်ရာကျောင်းသားတအုပ်ကကျောင်းသူလေးတယောက်ကိုအနိုင်ကျင့်နေတာတွေးလိုက်ရတဲ့အတွက်စောင်းဟိုကထွက်လာရင်ရက်လိုက်ငါအကြံပေးတာနော်လို့ပြောလိုက်ပါတယ်အခုရက်လိုက်ဒါတတိပေးနေရနော်မင်းလို့လူမျိုးကသူနဲ့ကျောင်းသူလို့လာကာဝယ်ပေးနေရလားဒရမာတွေခင်းမေးပါနဲ့ကွာငါတေချာပေါက်မင်းကိုဖမ်းမယ်ဆိုကဖမ်းလိုက်တဲ့အတွက်ထူလူကထိတ်လန့်သွားပါတယ်ထို့နောက်အနာယူလိုက်ပါတယ်ကျောင်းသူလေးကတက်ကြံအန်ဆောင်ဟိုလို့ခေါ်လိုက်တော့ဆောင်းဟိုကဒီလူတွေကိုငါဂူးဆိုင်လိုက်မှမလို့လူများတဲ့လမ်းကိုသွားတော့ဆိုတဲ့အတွက်ကျောင်းသူလေးကဟုတ်ကဲ့ကျေးဇူးပါဆိုကတေးထွက်သွားပါတယ်ထို့ချိန်လူစုထဲကတယောက်ကဆွဲဖို့လုပ်တဲ့အတွက်ဆောင်းဟိုကငါမင်းကိုတေချာပေါက်ဖမ်းမယ်ဆိုကခေါ်လိုက်ပါတယ်လူစုထဲကလူတွေကတော့မင်းကတော့သူ့ကိုလွတ်လိုက်ပြီးမင်းကိုမင်းရောလုံခြုံမဲလို့ထင်လားဆိုကစိန်ခေါ်နေတော့ဆောင်းဟိုကပဲငါမင်းတို့ကိုသတိပေးခဲ့တယ်လေဆိုကဖမ်းထားတဲ့လူကိုကင်ပေါက်လိုက်ပါတယ်ကဲတောင်းရတဲ့ပုံစံတွေလုပ်နေတာတော့ပြီဘာပဲဖြစ်ဖြစ်မင်းတို့ပန်းနိုင်ကငါ့ကိုဒီလမ်းကြားထဲဆွဲခေါ်လာဖို့ပဲမဟုတ်ဘူးလားဆိုပြီးပြောတော့အရေးထဲကလူတယောက်ကထွက်လာပြီးဘာလဲတိသွားပြီလားဆိုပြီးတော့ပြောတော့စောင်းဟိုကမင်းရဲ့ aura ကိုဖုံးဖို့မစင်းစားခဲ့ဘူးပဲမတွေ့တာကြပြီနော်ခန်းချင်းတို့လို့မိတ်ဆက်လိုက်ပါတယ်ထွက်လာတဲ့သူတွေကတော့ခက်မိုက်မိုက်လူတအူးနဲ့ဝါတုတ်တို့ပဲဖြစ်ပါတယ်ထို့နောက်ခက်မိုက်မိုက်လူကဟမ်မင်းနည်းနည်းကြီးလာတာလားကတုံးကောင်ဆိုကပြန်နှုတ်ဆက်လိုက်ပါတယ်စောင်းဟိုကလည်းပြဿနာရှာဖို့ဘာလို့ဒီလောက်အဝေးကြီးကိုခေါ်လာရတာလဲဆိုပြီးမိတော့ထိုဘဲကမင်းဘာတွေပြောနေရလဲငါဒီတိုင်းပဲငါ့ရဲ့ရဲဘော်ရဲဘက်တွေနဲ့လမ်းလျှောက်ရင်းကျောင်းသူအလှလေးကိုတွေ့လို့စကားပြောရုံပါကွာဟုတ်လားဒါဆိုကြည့်ရတာမင်းကကိုရှိအဖွဲ့ဝင်ထင်တယ်လို့ပြန်ပြောတဲ့အတွက်ထိုလူကမျက်မှောင်ကျုပ်လိုက်ပြီးမင်းကညံထားပဲဘလို့သိသွားရလဲဆိုပြီးမေးတဲ့အတွက်စောင်းဟိုကပထမတစ်ခုကအဲ့ဒုတိယနေ့ကျောင်းသူလေသူကငါတို့ကျောင်းဝတ်စုံကိုဝတ်ထားပေမဲ့ငါ့ကိုတက်ကြအဆောင်းဟိုလို့ခေါ်လိုက်တယ်အဲ့ဒါဘာဖြစ်လို့လဲမင်းကတက်ကြပဲလေငါတို့ကျောင်းကစစ်စနစ်ပြောင်းထားတာမကြသေးဘူးလူတွေကလည်းတက်ကြလူမျိုးစစ်အဆင့်တွေနဲ့အသားမကြသေးဘူးအထူးသဖြင့်ဒုတိယနှစ်တွေပဲသူတို့ကစီနီယာလူမျိုးကွန်ပုတ်တွေနဲ့ပိုပြီးရင်းနှီးကြတာဒီလိုအခြေအနေမျိုးမှာသူတို့ပိုရင်းနှီးတဲ့ကွန်ပုတ်လူမျိုးစကားတွေပဲထွက်လာရမှာလေအိုးမဟုတ်ဘူးပဲသူကတရုပ်ဆောင်မကောင်းလို့မင်းသိသွားရလို့ထင်နေတာမင်းတို့ဟောင်းအကြောင်းကကောင်တွေကငါထင်တာတော့ပို့ပြီးတော့မင်းနေပြီးတော့စစ်တပ်နဲ့ပို့တူတာပဲပြီးတော့မင်းဒီကောက်ကိုရဲဘော်ရဲဘက်လို့ခေါ်ခဲ့တာလေတငယ်ချင်းမဟုတ်ပဲရဲဘော်ရဲဘက်အဲ့ဒါကမင်းတို့စစ်အခေါ်ဝေါ်တွေနဲ့ရင်းနှီးနေရလို့ဆိုလိုတာပဲအဲ့တော့ငါအမှားလုပ်မိတယ်ပေါ့ငါရဲ့ပါဇက်ကအဲ့ဒါတွေနဲ့အသားကျနေပြီထင်တယ်ကိုရှင်နဲ့ဟောင်းเจ้าကညှိနှိုင်းချိတ်ဆက်ထားတဲ့လေ့ကျင့်ရေးပွဲတစ်ခုကျင်းပမယ်လို့ငါကြားထားတယ်အခုစစ်ဘာသာစကားကိုသုံးတဲ့ကျောင်းသားတွေအနီးနားမှာရှိတယ်ဆိုရင်တော့ကိုရှင်နဲ့ဆက်သူပဲထင်မှာဟာမင်းကခုတုံးတစ်ခုပဲဆိုပေမဲ့မင်းကခက်မှန်းတဲ့နေရာမှာတော်တော်တာပဲအလေတန်းတော့ကသွားခဲ့တဲ့လူတယောက်အနေနဲ့မင်းမှာဆူရှားတဲ့ညက်လုံးတွေရှိတာပဲမင်းကငါ့ကိုစိတ်ရှုပ်စေတယ်ငါမင်းကိုနောက်တစ်ခါတက်နေလိုက်ရအောင်မလားလို့ပြောနေတော့ဘေးကဝါတော့ကချင်းတို့ဒီလူကအန်ဆောင်ဟိုမဟုတ်လားဆိုကထက်ပြောတဲ့အတွက်စောင်းဟိုကလည်းငါကအန်ဆောင်ဟိုပါမင်းကဘာတူလဲလို့ပြန်မေးလိုက်ပါတယ်ထို့သောအမေခံရတဲ့အတွက်ဝါတုတ်ကတည်ော်သွားပါတယ်တိုးတော်လဲဘေးကခက်မိုက်မိုက်ဘေးရပဲဒီကောင်ကဟိပဲဆိုတော့ဝါတုတ်ကမင်းကတော်တော်ဆိုးတာပဲငါကယူတန်ဟိုပါတွေ့ရတာဝမ်းသာပါတယ်ဆိုပြီးမိတ်ဆက်လိုက်ပါတယ်ဒီတော့စောင်းဟိုကယူတန်ဟိုဘာလဲဆိုပြီးမေးတော့ဝါတုတ်ကအများကြီးတော့မဟုတ်ပါဘူးငါမင်းကိုတိုက်ခိုက်ချင်ုံလေးပါတိလားဆိုကကြောက်စရာအမှုရာနဲ့ပြောလိုက်ပါတယ်ဒီတော့ဘေးကခက်မိုက်မိုက်ဘေးရငါကိုယ်တိုင်မင်းကိုတက်နှင်းစရာမလိုတော့ဘူးပဲဂယူးဆိုင်လိုက်အောင်နော်ဟိဟုတ်ပြီအဆောင်းဟိုကငါ့ကိုဘယ်တော့မှနိုင်မှာမဟုတ်ဘူးလို့ပြောနေကြပါတယ်ဒါကိုကြားနေတဲ့ဆောင်းဟိုကမင်းကငါ့ကိုတိတိတတ်တာအထင်သေးနေရလားဆိုပြီးမေးတော့ခမိုက်မိုက်ဘဲကကတုံးလေးမင်းဒီဝါတုတ်ကောင်ကိုတော့နိုင်မှာမဟုတ်ဘူးလို့ပြောတယ်လို့ဝါတုတ်ကလည်းငါတယောက်တည်းဝိတ်တက်နေတာမဟုတ်ပါဘူးဆိုကလှောင်နေတဲ့အတွက်ဆောင်းဟိုကသူ့အစွမ်းကိုစတုံးလိုက်ပါတယ်ငါမင်းကိုတေချာပေါက်ဖမ်းမယ်မင်းကိုဖမ်းမယ်မိုက်လိုက်တဲ့စွမ်းအားပဲဒါပေမဲ့ငါစောစောတုန်းကပြောခဲ့တယ်လို့ပဲဝိတ်တက်နေတာငါတယောက်တည်းမဟုတ်ဘူး
ထို့နောက်မနက်ကျောင်းသက်ချင်းကိုရောက်လာပြီးဖြစ်ပြီးချင်းဆောင်ကအခန်းထဲဝင်လာပါတယ်ထို့နောက်ဆဲယုံဘေးကိုဝင်ထိုင်ရင်ဒီနေ့အတန်း200လူတွေစိတ်မပါလက်မပါဖြစ်နေကြသလိုပဲတခုခုညံဖြစ်တာလို့လားဆိုပြီးမေးတော့ဆဲယုံကနေမတွေ့ရသေးဘူးလားလို့မေးတဲ့အတွက်ချင်းဆောင်ကဟမ်ဘာလဲလို့ပြန်မေးရပါတယ်ဒီတော့ဆဲယုံကအခုလောက်ဆိုနင်တိလောက်ပြီလို့ထင်နေတာဒီမနက်တည်းနဲ့မီဒီယာတွေမှာပွက်လို့ရိုက်နေရလေဆိုတော့ချင်းဆောင်ကလန့်သွားပြီးဘာလဲကတ်လာကြံပြီလားလို့ပြန်မေးပါတယ်ဒီတော့ဆဲယုံကသူ့ရှေ့ကောင်ကကောင်းမလေးကိုလှမ်းခေါ်ကဟေးစောစောတုန်းကနေကြည့်နေတာကိုသူ့ကိုကြားလိုက်ပါအောင်ဆိုပြီးလှမ်းပြောတော့ထိုကောင်မလေးကဘာလဲသူကစီနီယာအန်ဆောင်ဝင်နဲ့ကလပ်တူတာတော့မသိသေးဘူးလားလို့ပြန်မေးနေပါတယ်ချင်းဆောင်ကတော့ဘာမှမသိသေးပေမဲ့စိတ်မရှိတဲ့ဆဲယုံကသူ့ကိုကြားလိုက်စမ်းပါဆိုပြီးထပ်တောင်းပြန်ပါတယ်ထို့နောက်ချင်းဆောင်ကစီနီယာအန်ဆောင်ဟိုကဘာဖြစ်လို့လဲဆိုပြီးမေးပေမဲ့ဆဲယုံကကိုဖတာကိုလာကြည့်လိုက်တော့လို့ပြောတဲ့အတွက်ရင်တထိတ်ထိတ်နဲ့ကြည့်ရပါတယ်ဖုန်းထဲမှာတော့ဆောင်းဟိုကလမ်းကြားထဲကိုရောက်နေပြီးဝါတုတ်ကိုကိုင်ပေါက်ဖို့လုပ်နေတော့ထိုညင်ကွင်းကြောင့်ချင်းဆောင်ကထိတ်လန့်သွားပြီးစီနီယာအန်ဆောင်ကရှုံးသွားတာလားဒီကောင်တွေကဘသူတွေလဲလို့မေးတော့ဆဲယုံကအဲ့ဒါကိုရှေ့ပညာရေးကြည့်တတ်ပဲကိုရှေ့ဟုတ်လားဟုတ်တယ်15ရက်အတွင်းမှာငါတို့ချစ်ချီရေးပုံစံစက်ကျင်ထိုးပေါဝင်ရောက်တဲ့လေ့ကျင့်ရေးတူလောက်ရမယ်အကြောင်းပဲလို့ပြန်ပြောလိုက်ပါတယ်စီနီယာမမကမိတ်ကုန်းချွေနေပါတယ်ကြည့်ရတာမင်းတို့အကုန်လူဆုံးပြီးထင်တယ်အဖွဲ့ကောင်းဆောင်အန်ဆောင်ဟိုဘာဖြစ်သွားလဲဆိုတာအကုန်လုံးသိကြမှာပါဒီနေ့စုံတဲ့လူ9ယောက်ကအတန်းအလိုက်တန်ဖို့အရှိဆုံးလို့စောက်ကြည့်ခံထားရတဲ့ចောင်းသားတွေပဲငါတို့တတိယနှစ်တွေကအဓိကမဟာဗျူဟာကိုလောက်ကြမှာဆိုပေမဲ့ကျန်တဲ့သူတွေရဲ့စဉ်းစားဉာဏ်ကိုခဏငှားမယ်လို့ညှော်လင့်ပါတယ်လို့ပြောနေတော့ချင်းဆောင်ကစီနီယာကျူရဲ့စီနီယာအန်ဆောင်ဟိုဘာပြောတိလဲလို့မေးတဲ့အခါစီနီယာမမကအဖွဲ့ကောင်းဆောင်ကစောက်ကြည့်ခံထားရလို့အဖွဲ့ဝင်တွေတောင်တူနာကျူအခမ်းအနားကိုတွားလို့မရဘူးအဲ့တော့ကိစ္စရှိရင်တော့လုံခြုံရေးအကြောင်းတရားတစ်ချက်တွေကြောင့်မင်းသူ့စီတွားလို့ရမှာမဟုတ်ဘူးဆိုတော့ဂျင်းဆောင်လဲမှိုင်သွားပါတယ်တခြားလူတွေကလည်းဟာအိတ်ကောင်အန်ဆောင်ဟိုမှာဒီလိုဖြစ်သွားတယ်လို့ကွာဂျူးရဲ့ငါတို့ဘယ်လိုလုပ်ကြမလဲအမိတ်ပေးတဲ့အန်ဆောင်ကဒီလိုဖြစ်သွားတာဆိုတော့အန်ဆောင်ဟိုလုံးမတက်တာခင်အထိမင်းလုံနိုင်တာရောရှိလားဆိုပြီးမေးကြတော့စီနီယာမမကလည်းသူကစောက်ကြည့်ခံရလို့သူလုံးတက်တာသွားရင်တော့အစည်းအဝေးမှာပါနိုင်မှာမဟုတ်ဘူးအနည်းဆုံးတော့ငါတို့ကိုဖရာကိုမဟာဗျူဟာဆွဲနိုင်အောင်လို့ငါအရေးတကြီးအစည်းအဝေးခေါ်လိုက်တာလို့ပြောတဲ့အခါဘေးရတယောက်ကငါထင်သားလို့ပဲအဖွဲ့ခေါင်းဆောင်နေရအတွက်တဦးထဲသောပါဝင်သူကငါပဲမှတ်လားဆိုပြီးယုံကြည်ချက်ရှိနဲ့ပြောတော့စီနီယာမမကဟမ်နင်းကကျောင်းတစ်ကျောင်းလုံးရဲ့ဝင်ကိုထမ်းနိုင်လောက်တဲ့အထီရောတန်ဖိုးရှိရဲ့လားလူခနဲ့တလူပြောတော့ထိုလူလဲဟမ်ဆိုကပါဇက်ပိတ်သွားရပါတော့တယ်ထိုအငင်းခုံကြောင့်ခီယောင်းကတစိမ့်လောက်ဘသူပိုကောင်းလဲဆိုတာစီနီယာတွေပြန်နေကြတာကိုထိုင်ကြည့်ဖို့အတွက်ကျွန်တော်တို့ဒီကိုလာစုကြတာလားလူမေးတဲ့အတွက်စီနီယာမမကဘာဒုတိယနှစ်တွေဒါကအရေးကြီးတဲ့အခြေအနေမှုလို့ငါတို့ကမင်းတို့ကိုပါအတူလူစုလိုက်ရတာဒါပေမဲ့မင်းတို့ကငါတို့အမိတ်တွေကိုလိုက်နာရုံမှာပဲလို့ပြန်ပြောပါတယ်ဒီစကားကြောင့်ဆဲယုံကပါစီနီယာတွေကအမိတ်ပေးဖို့လုံလောက်တဲ့အင်အားရောရှိလို့လားတော်တဲ့ပုံလည်းမပေါ်ကြပါဘူးဆိုပြီးပြန်ခနဲ့တဲ့အတွက်စီနီယာတယောက်ကဒေါသထွက်သွားပြီးဘာမင်းကကြော်ကြတဲ့အထူးအောင်နှက်ဆိုးလားလို့ဒေါသတကြီးနဲ့မေးတော့ဆဲယုံကအကြည့်ရတာစီနီယာကနာမည်မရှိရလို့ထင်ပါတယ်ဆိုပြီးထက်ခနဲ့တဲ့အတွက်စီနီယာကပိုဒေါသထွက်သွားပြီးဒီကလေးမကတော့ဆိုကထလာတဲ့အတွက်စီနီယာမမကပဲတော်ကြတော့မင်းတို့အဲ့လိုအသုံးမကျတဲ့စကားတွေဆက်ပြောနေအောင်မယ်ဆိုရင်ကျောင်းကိုတင်ပြလိုက်တော့မယ်ဆိုကဟောက်လိုက်မှစောနာကစီနီယာလဲကိုအထင်ကြီးနေကြတဲ့ကောင်တွေလိုညီရင်ပြန်ထိုင်သွားပါတယ်ဒီတော့စီနီယာမမကပဲဆက်ပြီးဟေးဒုတိယနှစ်တွေမင်းတို့လည်းခနဲ့တက်တဲ့ပြောတာတွေတော်တော့လိုထားအောင်လိုက်တဲ့အခါမှာပဲဂျူနီယာတွေကလည်းဟုတ်ကဲ့ပါလို့ပြောရင်ထိုင်သွားကြပါတယ်ဒီတော့မှပဲစီနီယာမမကဆက်ပြီးဒါဆိုအရင်ဆုံးကျောင်းကရရှိထားတဲ့အချက်လက်တွေကိုပြပေးမယ်ငါတို့ဒီလေ့ကျင့်ကွင်းရဲ့အစုံမှာခလုတ်တစ်ခုစီပါတယ်တစ်တာတစ်ခုစီရှိတယ်ပြီးတော့မင်းတို့ကတိုင်မဲရဲ့တစ်တာစီရအောင်သွားပြီးတော့ခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင်အနိုင်ရပြီစီကန်းတွေကတော့ရိုးရိုးရှင်းရှင်းပဲမင်းတို့တိတဲ့အတိုင်းပဲဟောင်းကျောင်းရဲ့လူအင်အားကတန်းည900လောက်ရှိတယ်ငါတို့တိုင်ဘက်998မှာတော့တန်းညလူ3000ရှိတယ်လို့ခက်တီတီနဲ့ပြောတော့အောက်ကကလေးတွေကဟာ3000กว่าတာလားငါတို့ဘယ်လိုလုပ်နိုင်မှာလဲဆိုပြီးညီးနေကြတဲ့အတွက်စီနီယာမမကစိတ်လျှော့ပါပထမနှစ်တွေငါရှင်းရနေတော့မရှိသေးရဲ့လေသူတို့ကငါတို့လူငင်အားထက်30များတယ်ဆိုပေမဲ့ဟာအုံးဘက်မှာကပိုကောင်းတဲ့နေဒီထားရှိတယ်။ကြမ်းခိုင်တဲ့စစ်တပ်ကိုအောင်နိုင်ဖို့အတွက်ဆိုရင်အင်အား30လိုတယ်ဆိုတဲ့ဆိုဦးလည်းရှိတာပဲ။နောက်ပြီးငါတို့9နိုင်ကြောင်တောက်ခံနိုင်မယ်ဆိုရင်အနိုင်ရမယ်ဆိုတဲ့အခြေအနေတစ်ခုလည်းရှိသေးတယ်။ဒါကြောင့်ငါတို့ကောင်းကောင်းခုခံနေုံနဲ့အနိုင်ရနိုင်ပါတယ်။နောက်တစ်ခုကအန်ဆောင်ဟွန်နဲ့တိုက်ခိုက်ခဲ့တဲ့လူ2ယောက်အကြောင်းပဲ။ပထမဆုံးငါတို့အဖွဲ့ခေါင်းဆောင်ကိုဝိတ်နေအောင်လုပ်လိုက်တဲ့သူနာမည်ကယူတန်းဟိုပဲ။သူကတတိယနှစ်ဖြစ်ပြီးတော့ငါတို့သူ့ရဲ့စိတ်ဆွမ်းအကြောင်းအတိအကျကိုသေချာမသိသေးဘူးဆိုပေမဲ့ဗီဒီယိုကိုကြည့်ရတဲ့လောက်တော့သူ့ရဲ့စိတ်ဆွမ်းကဝိတ်ကိုထိန်းချုပ်တာနဲ့တက်ဆိုင်တာဖြစ်နိုင်တယ်သူကတခြားထူးချွန်တာတော့မပြခဲ့ဘူးဒါပေမဲ့လို့ပြောနေတော့ဂျင်းဆောင်ကအဲ့ဒါစီနီယာအဆောင်ဟိုအတွက်အစိုးဆုံးပြိုင်ဖက်ပဲလို့ညှိပါတယ်စီနီယာမမကလည်းဟုတ်တယ်ကြည့်ရတာအဖွဲ့ခေါင်းဆောင်ကယူတန်းဟိုကိုဖမ်းဖို့စိတ်ဆွမ်းကိုတုံးခဲ့တဲ့ပုံပဲဒါပေမဲ့သူ့ကိုမတွန်းလှန်နိုင်ပဲအဲ့ဒီအစာဝိတ်နဲ့ဖိချေတာခံလိုက်ရတယ်အဲ့လိုစိတ်ဆွမ်းနဲ့လူမျိုးကညီချင်းအညစ်ကနေသူ့ရဲ့ဝိတ်နဲ့အောက်ကိုတွန်းချလိုက်ရင်ငါတို့တေချာပေါလူရင်အားဆုံးရှုံးတာကိုကြုံကြရမှာပဲလို့ရှင်းပြနေတော့
ဂျင်းဆောင်အသွေးထဲမှာတော့အဲ့ဒါစီနီယာရှုံးရတဲ့အကြောင်းတရားချက်အတိလို့ငါမထင်ဘူးလို့တွေးနေပါတယ်စီနီယာမမကလည်းဆက်ပြီးတော့နောက်တစ်ယောက်ကအနောက်မှာရက်နေတဲ့ကျောင်းသားဂန်ချင်းတို့ဗီဒီယိုထဲမှာသူကဘာမှအများကြီးတိတ်မလုပ်ခဲ့ပေမဲ့သူကလက်ရှိမှာတော့ကိုရှိရဲ့ဖဲချက်ပဲနောက်ပြီးရှင်းထုတ်ပြဖို့ဦးစားပေးခံရဆုံးသူပဲသူကစစ်တမ်းဖို့နင်းတဲ့ရန်သူပဲသူကတတိယနှစ်မတိုင်ခင်ကလေးကကိုရှိကိုအထူးပြောင်းရွှေ့ခဲ့တာအထက်တန်းကျောင်းရဲ့ပထမနှစ်ဒုတိယနှစ်ကိုဩစတြေးလျမှာတင်ယူခဲ့ပြီးတော့လေပြီးတော့သူအလဲတန်းတုန်းကသူကတနိုင်ငံလုံးရဲ့စိတ်ဆွမ်းအားကစားပြိုင်ပွဲမှာဒုတိယရထားတာပဲသူအလဲတန်းကျောင်းမှာတုန်းကအန်ဆောင်းဟိုနဲ့ဂန်ချင်းတို့ပြိုင်တာ9ခါနိုင်9ခါရှုံးရခဲ့တယ်လို့ပြောလိုက်တဲ့အခါဂျင်းဆောင်စိတ်ထဲမှာသူကအလဲတန်းကျောင်းမှာတော့စီနီယာအန်ဆောင်ကိုအနိုင်မယူနိုင်ခဲ့တဲ့ပြိုင်ဘက်ပဲလို့တွေးကစီနီယာဂျူရဲ့ဂန်ချင်တို့ရဲ့စိတ်ဆွမ်းအကြောင်းသိထားတခုခုရှိလားဆိုပြီးမေးတော့စီနီယာမမဂျူရဲ့ကဘာအသေးစိတ်အချက်လက်ကိုမှအတိမပြုရသေးဘူးဆိုပေမဲ့အရင်တော့ကသတင်းစာတွေအရဆိုအဲ့ဒါကသူဒေါသထွက်လာရင်ခန္ဓာကိုယ်စွမ်းအားကိုလွှဲပြောင်းတဲ့စိတ်ဆွမ်းအားတခုပဲလို့သိရတယ်ဒီစကားကြောင့်ဂျင်းဆောင်ကလန့်သွားပြီးငါလိုမျိုးစိတ်ဆွမ်းအားညဉ့်ညမ်းလားလို့တွေးနေပါတယ်ထို့နောက်စီနီယာမမကပဲဆက်ပြီးအရင်တော့ကအဖွဲ့ခေါင်းဆောင်ကိုအနိုင်ယူခဲ့တဲ့ဂန်ချင်တို့ပြီးတော့ဒီကိစ္စကယူဒန်ဟိုအဓိကဆက်ဆောင်အနေနဲ့အဲ့လူ2ယောက်ရှိတဲ့ကိုရှိကသူတို့ရဲ့တန်ဖိုးကိုညှင်းသက်စေဖို့ဟောင်းအထက်တန်းကျောင်းရဲ့အဆောင်ဟိုကဘာမှမဟုတ်ဘူးဆိုတာကိုတရားတရအောင်လို့လေဘာအတိတ်ပဲမရှိတာပဲပြီးတော့ဒါကဗီဒီယိုပေါက်ကြားစေတဲ့သူရဲ့အချက်လက်တွေပဲဒါကဗီဒီယိုရိုက်တဲ့နေရာပဲစုံစမ်းစစ်ဆေးပြီးနောက်မှာအဲ့ဒါကအင်ရလွတ်ကြီးလို့ပြောတယ်အင်ရလွတ်ဟုတ်လားဒါဆိုအဲ့ဒါကထောင်ချောက်တစ်ခုပေါ့ဟုတ်တယ်ကိုရှိရဲ့ဝက်ဖဲနဲ့အဆောင်ဟိုကိုတုတ်ပြန်နိုင်တဲ့စိတ်ဆွမ်းရှိသူပေါင်းပြီးတော့ဟောင်းကျောင်းရဲ့ main ဖဲချက်တစ်ခုဖြစ်တဲ့အန်ဆောင်ဟိုကိုသူတို့ကထောင်ချောက်တဲ့ကိုဆွဲခေါ်သွားတာဒါကတော့ငါတို့ရရှိထားတဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့ကောက်ချက်ချထားတဲ့အရာပဲဒါပေမဲ့ဒီအခြေအနေကထောင်ချောက်တစ်ခုဖြစ်ခဲ့တယ်ဆိုရင်တော့ဗီဒီယိုမှာထောင်ချောက်ဖြစ်နိုင်တယ်ဆိုတဲ့ဘာသက်သေမှမရှိဘူးဗီဒီယိုကငါတို့ကောင်းဆောင်ရှုံးသွားတဲ့တက်ကြွစရာကောင်းတဲ့အပိုင်းကိုပဲအောင်စိုက်ထားတာဆိုပြီးဒေါသထွက်နေတော့ဂျင်းဆောင်ကတိုက်ပွဲမတိုင်ခင်စီနီယာအန်ဆောင်ဟိုသူ့ရဲ့မိုက်မဲမှုကိုဆုံးရှုံးသွားအောင်သူတို့ဘာတွေညှစ်ထားလဲဆိုတာဘယ်သူမှမသိဘူးလေဒါမှမဟုတ်စီနီယာကသူ့ရဲ့စိတ်ဆွမ်းဘာလို့အပြည့်အဝမသုံးနိုင်လဲဆိုတူတဲ့အကြောင်းတရားချက်ရှိချင်ရှိနေဦးမှာဆိုတော့ဘေးကစီနီယာတယောက်ကဟေးဒုတိယနှစ်မင်းကကောလာဟာလာတွေထဲကအဆင့် F လူသက်တမမဟုတ်ဘူးလားအန်ဆောင်ဟိုနာမည်ပါလိုက်တိုင်းဒေါသထွက်တဲ့ပုံစံလုံးမနေနဲ့အဲ့ဒါကအစီအစဉ်ကိုနှောက်နေစေတယ်လို့ဝင်ပြောတဲ့အတွက်ချင်းဆောင်ကကျွန်တော်တောင်းပန်ပါတယ်ဆိုကပြန်တောင်းပန်လိုက်ပါတယ်ထိုချိန်ဘေးကဂျူနီယာတယောက်ကစီနီယာခမရကတက်တာပက်ကျင်ဆန်းပေါ့ကျွန်တော်ကစီနီယာရဲ့မျက်နှာကိုမမှတ်မိလို့စီနီယာကဘာလို့လဲဆိုတာသိချင်နေတာဟမ်တက်ကြနာချမ်းရန်ပြောတယ်လို့ပဲဒီကိစ္စကစီနီယာအန်ဆောင်ဟိုရှုံးသွားတယ်လို့ပဲထားပြီးကြော်သွားလို့ရတာပဲကိုပြောရမယ်ဆိုရင်တက်ကြအန်ဆောင်ဟိုကရုပ်တရက်တိုက်ခိုက်ချက်တွေလောက်တာကလွဲပြီးတော့သူ့မှာထူးခြားတာဘာမှမရှိဘူးဆိုကပြက်ရည်တူးတဲ့အတွက်ဂျင်းဆောင်ကသူ့အကိုလိုဖြစ်နေတဲ့စီနီယာကိုမှပြောတဲ့အတွက်အရှိုက်ထိသွားပြီးတော့ဟေးပထမနှစ်လေးမင်းစကားကိုကြည့်ပြောနော်လို့ပြန်ပြောလိုက်ပေမဲ့ဂျူနီယာလေးကဂယုမဆိုင်ပဲအဲ့ဒါကိုဒီကိစ္စကတက်တည်ပြလိုက်ပြီးမဟုတ်ဘူးလားသူ့ရဲ့စွမ်းကတစုံတစ်ယောက်ကိုတွဲကပ်နေပြီဆိုတော့ကျွန်တော်တို့သူ့ကိုနည်းနည်းလောက်ရှော့တော့မိသလားလို့သူကသူ့ရဲ့ခန္ဓာကိုယ်နဲ့သူချိုးတဲ့နေတဲ့နေရာကိုဖုံးကွယ်ထားတာပါလို့ပြောတဲ့အတွက်ဂျင်းဆောင်ကမင်းစကားကြည့်ပြောဖို့ငါပြောနေရဲ့လေဆိုပြီးထပ်တတိပေးလိုက်ပေမဲ့ဂျူနီယာလေးကဒါပေမဲ့ခမ ्या ကတက်တာအဆင့်ပဲလေစီနီယာကျွန်တော်ကစိတ်ဆွမ်းအဆင့် B+ ရှိတဲ့တက်ချက်ပဲခမ ्या ပြောတာကိုနားထောင်စရာအကြောင်းရှိလို့လားစီနီယာနောက်တမျိုးထပ်ပြောရမယ်ဆိုရင်မဟုတ်ဘူးလားတက်တာပတ်ကျင်ဆန်းပထမနှစ်မင်းကိုခွဲခြားဖော်ထုတ်ပါတက်တာကတက်ချက်ကိုအဲ့လိုပြောနေရလားဒါကတန်မင်းနေကြီးတော့စစ်တပ်မဟုတ်ဘူးမင်းကိုခွဲခြားဖော်ထုတ်ဆန်းကျွန်တော်ကခမ ्या ထက်အဆင့်ရောစိတ်ဆွမ်းအဆင့်ရောပုံမြင့်နေနော်ကို့အဆင့်ကိုသိစမ်းပါတရားမဟုတ်ဘူးလားဟာတော်ပါတော့မင်းကိုခွဲခြားဖော်ထုတ်ဆန်းဝါတော်ပြောရခက်မင်းကိုခွဲခြားဖော်ထုတ်ဖို့ပြောနေရလေမျက်မိကောင်ရဲ့တက်ချက်ကြည့်ရတာမင်းမှာမာနရှိနေသေးတဲ့ပုံပဲမင်းလိုကောင်မျိုးကိုညက်မေးလို့ခေါ်တာနဲ့လုံလောက်တယ်အကျက်နာစီနီယာအန်ဆောင်ကိုကိစ္စထိခဲ့တာကြောင့်ကျွန်တော်အထိမခံဖြစ်သွားတဲ့ပုံပဲကျွန်တော်ကိုကျင်နာစွာနားလည်ပေးဖို့တောင်းဆိုပါတယ်အေးပါအဲ့လိုဖြစ်တတ်ပါတယ်ထို့သောဖြင့်ဂျင်းဆောင်ရဲ့ဒေါ်လာလိုင်းရိုက်ခတ်မှုကြောင့်အခန်းထဲမှာရှိတဲ့စီနီယာတွေရောဂျူနီယာတွေပါထိတ်လန့်နေကြပါတယ်ဒါကြောင့်ဂျင်းဆောင်ကပဲဆက်ပြီးစီနီယာဂျူရဲ့စီနီယာအန်ဆောင်ကိုကြိုတင်ထားတဲ့ဖွဲ့စည်းပုံတွေယူဟာတစ်ခုရှိလားဆိုပြီးမေးတဲ့အခါစီနီယာမမဂျူရဲ့ကသူ့ရဲ့မူချမ်းဖွဲ့စည်းပုံကအလဲမှာ3ယောက်ထားပြီးတစ်ဖက်စီမှာ1ယောက်စီထားဖို့ပဲသူအသေးစိတ်တော့ကောင်းကောင်းမလုပ်ကြသေးဘူးလို့ပြောနေချင်းနောက်ထပ်ကောင်လေး1ယောက်ကဘာသူဘာလို့အဲ့လိုစီစဉ်ခဲ့တာလဲဘေးလန်းချောင်းတွေအသုံးခံရရင်ဘယ်လိုလုပ်မလဲဆိုပြီးမိကိုထုတ်တော့ချင်းဆောင်ကဘေးလန်းချောင်းတွေကအလေလန်းထပ်ပူကျင်းတယ်လေလို့တန်ဖြေရှင်းပေးပါတယ်တိုးတော်လေထိုကောင်လေးကပဲဒါပေမဲ့အဲ့ဒါကအုပ်စုဖွဲ့လို့ရတော့မယ်လေရန်သူကအဲ့ဒါတွေကိုတုံးပြီးတော့ဘေးလန်းချောင်းတွေကိုအာရုံစိုက်ကြကုန်မှာပေါ့ဒါဆိုရင်အလေကလည်းဘေးလန်းချောင်းတွေကြောင့်နှစ်ဖက်ညက်ပြီးတော့အလွယ်တကူတိုက်ခံရမှာပေါ့အခုနားလေလားဆိုတော့ဂျင်းဆောင်ကစီနီယာအခုလိုဖွဲ့စည်းပုံကိုလှုပ်ချင်ခဲ့တဲ့အကြောင်းရင်းကဆိုကတစ်ချက်တွေးလိုက်ပြီးရန်သူရှိကအလေကိုပဲအာရုံစိုက်ကြမှာဘာလို့အဲ့လိုထင်တာလဲဒီပြိုင်ပွဲကိုတောင်းဆိုခဲ့တာရှိပဲမှတ်လားဟ
ဟုတ်တယ်စီနီယာဂျူရဲပြောခဲ့တယ်လို့ပဲခန်းဆက်အတွက်ကောင်းကျိုးရှိတဲ့နေအနေထားနဲ့အချိန်ပြည့်အဟောင်းကြောင့်ကအနိုင်ရမယ်ဆိုတဲ့အခြေအနေတွေအစမှမျှတတယ်လို့ထင်ရပေမဲ့သူတို့ကကျွန်တော်တို့ကိုမတုံမလှုပ်ပဲခုခံမှုအပေါ်ပဲအာရုံစိုက်ထားအောင်လို့လုပ်နေတာသူတို့ကကျွန်တော်တို့ရဲ့ဖို့ main ဖဲချက်ဖြစ်တဲ့စီနီယာအဆောင်ဟိုကိုချောင်းတိုက်ပြီးကျွန်တော်တို့ကိုရှုပ်ထွေးအောင်လုပ်နေတာကိုရှိရဲ့ပန်းနိုင်ကဟာဝတ်ထက်တန်ကြောင့်ကိုလူသိရှင်ကြားထက်စီးဖို့ပဲအဲ့တော့အဆောင်ဟိုရဲ့ဒီဟာကိုလိုက်လုပ်နေမဲ့အစားကျွန်တော်တို့ရဲ့စိတ်ဆွမ်းအများစုကိုအလဲမှာပဲနေရာချပြီးတော့စိတ်ဆွမ်းအနေငယ်ကိုပဲဘေးလန်းချောင်းနှစ်ဖက်လုံးကိုချထားရမယ်ဘာအလဲမှာပူပြီးဆွမ်းညံ့ညံ့ထားမလို့လားမင်းယူသွားပြီလားမင်းပြောတာအကုန်မှန်နေပဲထားအောင်ကိုရှိတွေကငါတို့ကိုထက်စီးဖို့အတွက်အလဲလန်းကိုဝင်တိုက်တယ်ပဲထားအောင်အဲ့ဒါအမှန်ဆိုရင်ငါတို့ဘေးလန်းချောင်းနှစ်ဖက်လုံးကိုတွားပြီးတော့အလဲကရန်သူကိုတစ်ဖက်တစ်ချက်စီဝိုင်းထားလို့ရတာပဲပြီးတော့ငါပြောသလိုသူတို့ဘေးလန်းချောင်းတွေကိုထက်လာတယ်ဆိုရင်တော့ငါတို့အသက်ရှင်ဖို့အိမ်မှာလုံလောက်စစ်ဆွမ်းအားကိုနေရာချထားရမယ်အနည်းဆုံးတော့အဆောင်ဝေဒီဟာလို့ညီညွတ်ညှက်တာရမယ်လေဟုတ်တယ်ငါလည်းဒါကိုတော့ရှင်းပြောင်းရန်ပြောသလိုတဘောတူတယ်ငါတို့ဖွဲ့စည်းပုံကိုမင်းရဲ့ခက်မှန်းချက်ပေါ်အခြေခံပြီးပြောင်းလိုက်တာကပြန်ရဖို့တန်ဖိုးထက်စွန့်စားရမှာဒီစကားတွေကြောင့်ဂျင်ဆောင်စိတ်တဲ့ရုပ်တိရှိတွေးရမယ်ဆိုရင်စီနီယာ2ယောက်လုံးပြောတာမှန်တယ်ဒါပေမဲ့ကန်ချင်းတို့ဗီဒီယိုနဲ့ထောင်ချောက်ထဲကသူ့ပုံစံကိုကြည့်ရတာအဲ့ကောင်ကသူ့ရဲ့ပြန်ဘက်ကိုအထင်သေးပြီးထက်စီရတာကိုတဘောကြတဲ့ပုံပဲငါမှလည်းပုံစံသူစွမ်းအားရှိလို့သိတာအဲ့ကောင်ကတာမန်တဘောထားတွေနောက်လိုက်မဲ့သူမျိုးမဟုတ်ဘူးလို့တွေးနေပါတယ်ဒါဆိုအနည်းဆုံးတော့စီနီယာအန်ဆောင်ကိုခလုတ်ရှိတဲ့နေရာကိုစောက်ပေးစေခြင်းတယ်လို့ပြောလိုက်တဲ့အတွက်စီနီယာမမကဘာနောက်ဆုံးဟုတ်လားလို့အထိတ်တလန့်နဲ့မေးတယ်လို့နောက်ထပ်တယောက်ကလည်းဟာကောင်းတာပဲရှေ့ဆုံးပိုင်းမှာဟိုတယောက်ကတက်ချက်ကိုဒုတိယအကြိမ်အနိုင်ယူပြီးတော့အချက်ခွဲခံရရင်ငါတို့မှာဘာစိတ်ခွန်အားမှကြံတော့မှာမဟုတ်ဘူးလို့ပြောပါတယ်စီနီယာမမကလည်းပတ်ကျင်ဆန်မင်းရောအဖွဲ့ကောင်းဆောင်ကသူတို့ကိုထပ်ရှုံးမယ်လို့ထင်တာလားစိတ်မပူပါနဲ့စီနီယာအန်ဆောင်ကသူတို့ကိုနောက်တစ်ခါထပ်ရှုံးမှာမဟုတ်ဘူးဘာဒါဆိုရင်သူ့ကိုဘာလို့နောက်ဆုံးမှရှိတင်တယ်လို့ထင်တာလဲဘာဖြစ်လို့လဲဆိုတော့စီနီယာအဆောင်ကခွန်အားအကြီးဆုံးမဟုတ်လို့လေအဲ့ဒါအဓိပ္ပာယ်မရှိဘူးလို့ညင်းနေကြပေမဲ့တခြားစီနီယာတွေကအကြောင်းရင်းကဘာပဲဖြစ်ဖြစ်အဆောင်ကိုနောက်တန်းမှာထားဖို့အကြံပြုချက်ကိုငါလက်ခံတယ်ဟုတ်တယ်ငါလည်းလက်ခံတယ်ဆိုကထောက်ခံနေကြပေမဲ့ဆန်းယုံကတက်ချက်အဆောင်ကခွန်အားအကြီးဆုံးဆိုတာကိုတော့ငါလက်မခံနိုင်ဘူးဒါပေမဲ့မစ္စတာအပူမှာအကြံကောင်းရှိရဆိုတာသိကြတယ်လို့ပြောကဘရာဒါလို့မဟုတ်ပဲဂျင်းဆောင်ကကောက်မလေးရဲ့ထောက်ခံချက်ကိုရရှိခဲ့ပါတယ်ဒီတော့စီနီယာမမကပဲဆက်ပြီးဟုတ်ပြီဒီနေ့အတွက်တည်င်းအချက်လက်တွေပြောပြပေးတာကငါတို့ရဲ့အဓိကရည်ရွယ်ချက်ပဲနောက်ရက်တွေမှာငါတို့တွေ့ပြီးတော့နောက်ထပ်နည်းနည်းလောက်အစီအစဉ်ကိုထပ်ညှိလိုက်ကြတာပေါ့အဲ့တော့မင်းတို့မှာအကျိုးရှိတဲ့အကြံဉာဏ်တွေရှိရင်ပြောပြမယ်လို့ညွှန်လင့်ပါတယ်ဟုတ်ပြီအကုန်လုံးကောင်းကောင်းလုပ်ခဲ့ပါတယ်ဆိုကအစည်းအဝေးကိုရပ်နားလိုက်ပါတယ်ဒါကြောင့်အကုန်လုံးကလေးပေါ်ရင်အခန်းထဲကထွက်လာကြပါတယ်ထို့နောက်ညက်မေကောင်ကရှေ့ရောက်နေတဲ့ဂျင်ဆောင်ကိုအမိလိုက်ရင်တတဂျင်ဆန်လို့အော်ခေါ်လိုက်တဲ့အတွက်ဂျင်ဆောင်ကဘာလဲညက်မေငါတခုခုခက်မှန်းမိတယ်စောစောတုန်းကမင်းကငါ့ရဲ့ရုပ်တရက်အော်တန်းကြောင့်အတုံးခံလိုက်ရပြီးအခုတော့မင်းရဲ့မာမာနာကိုထိခိုက်တဲ့အတွက်မင်းငြင်းမနေနိုင်တော့ဘူးပေါ့ဟုတ်တယ်မှတ်လားလို့ပြန်ပြောနေချိန်စီနီယာမမကရောက်လာပြီးမင်းတို့ဘာလုပ်နေကြရလဲလို့ဝင်ပြောတဲ့အတွက်ဂျင်ဆောင်ကဘာမှမဟုတ်ပါဘူးစီနီယာဂျူရဲ့ကျွန်တော်ရဲ့ဂျူနီယာလေးကရိုးရှင်းတဲ့ပညာရေးတချို့လိုအပ်နေတယ်ထင်ပါတယ်လို့ပြန်ပြောပါတယ်ဒီတော့စီနီယာမမကအလွန်ကျွံလုပ်ပြီးဘယ်သူကမှမထိခိုက်စေနဲ့နော်လို့ပြောရင်ရှောင်ထွက်သွားပါတယ်ဒီအထစ်ကြောင့်ညမေကောင်ကခင်ဗျားတို့ကျွန်တော်ကိုအထင်သေးနေရလားခင်ဗျားကတက်တာတယောက်တက်တာပဲကျွန်တော်ကဟောင်းကြောင့်မှအတန်မာဆုံးဖြစ်လာမှတက်ချက်အန်ဆောင်ဟိုနဲ့တက်ချက်ခင်ဆန်းရုပ်တို့နှစ်ယောက်လုံးကိုကြော်လွန်ပြီးတော့လေလို့ပြောနေတဲ့အတွက်ဂျင်းဆောင်ကကြည့်ရတာဒီတယောက်ကတိတိကျကျပညာပေးဖို့လိုနေတဲ့ပုံပဲထို့နောက်အကြောင်းတင်ကိုရောက်လာကြပြီးမျက်မိကောင်ကကျွန်တော်ကပထမနှစ်တွေထဲမှာအတန်မာဆုံးနဲ့တက်ချက်အဆင့်လဲဖြစ်တော့ကျွန်တော်ကပဲအရေးချင်းကွာခြားချက်ကိုပြတ်တာပေးတဲ့အနေနဲ့ခင်ဗျားကိုအရင်ဆုံးတိုက်ခိုက်ခိုင်းပါမယ်လို့ပြောတဲ့အတွက်ဂျင်းဆောင်ကမျက်မိအားတစ်ချက်ကြည့်လိုက်တဲ့အခါလမ်းကြောင်းအားထိမ့်သိမ်းထားသောညက်လုံးညာစိတ်စွမ်းအဆင့် B+++ တိုက်ခိုက်ရေး B+ တင်မှတ်တစ်ခုအားညင်နိုင်စွမ်းရှိသောအကွာဝေးအတွင်း၌အာယုံဆိုင်ပြီး၎င်း၏ရွေးချယ်မှုစွမ်းရည်ကိုဖော်ထုတ်နိုင်သည်တင်မှတ်တွင်စွမ်းအားညီညရှိကြောင်းနှင့်၎င်းတို့ညီညအထိလှမ်းနိုင်ကြောင်းကိုမလွဲတမ်းနားလည်သဘောပေါက်နိုင်သည်သို့တော်လည်းအသုံးပြုသူမှာမိမိကိုယ်ကိုတတိပြုမိခြင်းအပြင်ဘက်တွေရှိသောစွမ်းအားများကိုမဖော်ထုတ်နိုင်ပါနှစ်ဆန်းခတ်ထက်ပိုကြားတဲ့စွမ်းအားတွေကိုမမြင်နိုင်ပါမင်းရဲ့အရေးချင်းကရှောင်းသိမ်းခြင်းကိုအထူးပြုလုပ်ထားလို့ငါ့ကိုအရင်တိုက်ခိုက်စေခြင်းနေရလေညှိမိကောင်ရဲ့လို့တွေးကဟုတ်ပါပြီငါရင်ဆုံးတိုက်ခိုက်ပေးပါမယ်ဆိုကထိုချိန်ညမေကဂျင်းဆောင်ရဲ့တိုက်ခိုက်မှုကိုကြည့်ပြီးသူကငါခမှန်ထားတဲ့ပူညံတာပဲဒါပေမဲ့ငါအဲ့ဒါကိုကြိုးညင်နိုင်တယ်လေခဏသူ့ရဲ့ရွေးနိုင်စွမ်းထက်ပိုးတဲ့ဖိအားနဲ့လမ်းကြောင်းကိုပြောင်းလိုက်တာလားဒါပေမဲ့ငါအဲ့ဒါကိုအကုန်ညင်နေရတော့ဘလူးစွားညို့လေသူ့ရဲ့ဓာတ်နဲ့ငါ့ကိုမခုံမိတာတော့အဲ့ဒါကအနေများနေတော့ပဲမဟုတ်ဘူးအဲ့ဒါထက်အိတ်စွားရဲ့လမ်းကြောင်းကတကယ်လှုပ်ရှားမှုနဲ့တစ်ထက်တည်းကျသွားတယ်ငါလုံလောက်အောင်မဆိုင်ခဲ့ဘူးလားဒီတစ်ခါငါသူ့ကိုတေချာကြည့်မယ်လို့တွေးနေတော့ဂျင်းဆောင်ကမင်းကဟိုးရှောင်းဒီရှောင်းလုပ်နေတာတော်တာပဲဒါဆိုငါနည်းနည်းလေးပူခတ်အောင်လုပ်ရမလားလို့ပြောရင်
ငါအဆင်ပြေတယ်ငါတေချာကြည့်ပြီးရှောင်လိုက်ရင်ဘာလဲရွှေချဆွမ်းရင်3ခုတောင်လားဒါဆိုအဲ့ဒါကသူကငါလုံနိုင်တာထက်ပိုပြီး30ညံလှုပ်ရှားနိုင်တယ်လို့ဆိုလိုတာလားအာဟမ်ဘာလဲတိုက်ခိုက်ချက်ကအခုလောက်ဆိုထိရတော့မယ်လေဒီရတိုင်းလို့တွေးနေတော့ဂျင်ဆောင်ကတခြားတစ်ဖက်ကိုရောက်နေပြီးမိဘကတိုက်ပွဲကိုအရင်စားခဲ့တာဆိုတော့ငါ့ကိုပတ်စံပေးဖို့မပြောနဲ့နော်ဟမ်ဘာပတ်စံဟုတ်လားမင်းအတမဆုံးဖြစ်ချင်တယ်လို့ပြောခဲ့တယ်မှတ်လားမင်းလိုစိတ်ဆွမ်းအပေါ်အများကြီးမှီခိုနေတဲ့သူတွေကကိုခန္ဓာလေးချင်းမှုတင်းနေပြီးတော့စီနီယာအန်ဆောင်ဟိုလိုလူမျိုးကိုမပြောနဲ့ငါ့ကိုတော့အနိုင်မယူနိုင်ဘူးအဘောပေါက်လားတက်ကြက်ညက်မီထို့နောက်ရှင်ပြန်ရမယ့်နေရာကိုရောက်လာပြီးပဲဖြစ်ပါတယ်။ချင်းဆောင်ကရွေးစရာမရှိဘူး။ငါဒီရဲ့ချင်းတွေကိုအကောင်းဆုံးလုပ်ကြမယ်။လို့တွေးနေပါတယ်။ဖြစ်ခဲ့တာတွေကတော့နောက်ဆုံးအစည်းအဝေးပွဲမှာစီနီယာတွေကိုငါမထောင်ပြနိုင်ခဲ့ဘူး။ရွေးချယ်ခံခဲ့ရတဲ့ဒီဟာကတော့စီနီယာရှင်းမြောင်းကြောင်ရဲ့အရှိပိုင်းခုခံတဲ့အစီအစဉ်ပဲ။ဘယ်ဘက်မှာတတိယနှစ်တွေနဲ့အလယ်မှာဒုတိယနှစ်တွေလက်ရဘက်မှာတော့ပထမနှစ်တွေရဲ့ငါရဲ့စုံမီအဖွဲ့ဝင်တွေပဲ။ပထမနှစ်တွေနဲ့ဒုတိယနှစ်တွေအချိန်ဆွဲနေတဲ့အချိန်မှာဘယ်ဘက်မှာနေရာချထားတဲ့တတိယနှစ်တွေဖြစ်တဲ့တက်ရင်ရဲ့လက်ရွေးစင်တွေကကိုရှိရဲ့ဆွမ်းအားကိုလှုပ်ခါဖို့အတွက်ဘယ်ဘက်လမ်းမှာဖိအားတင်းနေပေးကြမယ်သူတို့ကနမတွေအလိုက်အတိတိုက်ခိုက်တာကရုပ်တိရှိနိုင်ပေမဲ့ပြဿနာကဂန်းချင်းလိုပဲအဲ့ဒါကလောဘကြီးရဲ့ခန်းစားချက်ပဲဖြစ်မှာဆိုတော့အစည်းအဝေးမှာငါနောက်ဆုံးနေခဲ့တာဒါပေမဲ့အဲ့ကောင်ကကိုရှိရဲ့အဓိကတက်ကိုနေရာချထားတဲ့နေရာထက်ငါတို့တတိယနှစ်တွေရဲ့လမ်းကြောင်းကိုပဲလာမှာသူကစီနီယာအဆောင်ဟိုကိုထက်ချက်စီးပြီးတော့သူ့ရဲ့အောင်မြင်မှုကိုရှင်းအောင်လုပ်ချင်မှာပဲငါတို့မှငါနဲ့စုံမီအဖွဲ့ဝင်တွေရဲ့ပဲရှိတော့လူမလောက်ဘူးထို့သို့တွေးနေချိန်နောက်ကစီနီယာပတ်ချင်ဆန်းဆိုတဲ့ခေါ်တန်ကြားလိုက်တဲ့အတွက်စီနီယာဟုတ်လားဆိုကတစ်ချက်ကြောင်သွားပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့ညမေကောင်ကကျွန်တော်စီနီယာကိုအရင်လေးပြပါတယ်ဆိုကနှုတ်ဆက်လိုက်တဲ့အတွက်ဂျင်းဆောက်ကမင်းဘာတွေလုပ်ဖို့ကြံနေရလဲတစ်ချက်ညမေလို့မေးကစိတ်ထဲမှာတော့ तू ဘာလို့ဒီလိုလုပ်နေရလဲဆိုကမေးခွန်းထုတ်နေမိပါတယ်ညမေကောင်ကပဲဆက်ပြီးတော့ကျွန်တော်ကလေးဆန်ခဲ့တာပါစီနီယာပတ်ချင်ဆန်းကျွန်တော်တတိယအမားတွေကိုကြားသိခဲ့ရပြီးတော့စီနီယာရဲ့တကယ်တန်ဖိုးကိုနောက်ကျမှသိခဲ့မိပါတယ်ဒီမတော်တဲ့ဂျူနီယာလေးကိုစီနီယာရဲ့လမ်းညွှန်မှုတွေအားပေးမှုတွေနဲ့အတူစုမုံကောင်းတောင်းပေးပါဦးတည်ဟုတ်လားဟုတ်ပါတယ်တယောက်ကြားလေ့ကျင့်မှာပထမနေရာကိုရဖို့အတွက်စီနီယာရဲ့ကလပ်ခေါင်းဆောင်စီနီယာအန်ဆောင်ဟိုကိုဘလို့ဖားရခဲ့ကြောင်းလူမျိုးတွေပေါ့စီနီယာရဲ့အတန်းပိုင်ဆရာရဲ့အားနည်းချက်ကိုချုပ်ကင်ပြီးစီနီယာရဲ့အဆင့်တွေကိုညှအောင်လုပ်ခဲ့တာမျိုးတွေရောပဲလေဒါမှမဟုတ်တယောက်အယောက်200တိုက်ပွဲအကြောင်းကိုသူတို့ရဲ့ဆောင်းပါးတွေကိုထည့်ရေးအောင်လို့ဒရင်းစာတိုက်တွေကိုဘလို့ပတ်စံပေးခဲ့တဲ့အကြောင်းတွေရောပေါ့ထို့သို့စကလုံးထိုးနှဲချက်တွေကြောင့်ဂျင်းဆောင်ကထိတ်လန့်သွားပြီးစိတ်ထဲမှာတော့လူတွေအဲ့ဒါကိုမယုံတော့ဘူးလို့ငါထင်ခဲ့တာပဲလို့တွေးနေတော့မှပဲမျက်မိကောင်ကပဲဆက်ပြီးကျွန်တော်ရဲ့ဒရင်းအချက်လက်အားနည်းမှုကြောင့်ဒရင်းအကြီးအမြင့်တွေကိုစုပြီးတဲ့အခါမှာတော့စီနီယာအကြောင်းအကုန်လုံးကအမှန်ဆိုတာကိုကျွန်တော်သိခဲ့ရတယ်စီနီယာအများကြီးတိုးတက်သွားတဲ့အပေါ်မှာကျွန်တော်အံ့ဩမိပါတယ်ကျွန်တော်လည်းစီနီယာလူမျိုးတိုးတက်ချင်ပါတယ်ကျွန်တော်စီနီယာကိုကျွန်တော် boss အနေနဲ့လိုက်ပါမယ်ကျွန်တော်ကိုလောက်ငယ်တာအဖြစ်လက်ခံပေးပါဆိုပြီးပြောနေတဲ့အတွက်ဂျင်းဆောင်ကအံ့ဩနေပါတယ်ထို့ချိန်နောက်ကနေဂျင်းဆောင်ရဲ့အဖွဲ့သားတွေကကြောက်လာပြီးဟမ် boss သူကဘာလုပ်လဲလို့မေးလိုက်တဲ့အချိန်မှာပဲမျက်မိကောင်ကဇွန်မီအဖွဲ့စီနီယာတွေလူသိဂျူနီယာတယောက်အနေနဲ့အလေးပြုပါတယ်ဆိုကလှမ်းနှောက်ဆက်လိုက်တဲ့အတွက်ဂျင်းဆောင်ရဲ့လဲဝဲလွန်းလာတဲ့အဖွဲ့သားတွေကချက်ချင်းဆိုသလိုသူတို့ရဲ့ boss မှာတပည့်အသေးရတယ်ဆိုပြီးတယောက်ညူးနေကြပါတယ်ဂျင်းဆောင်ရဲ့ပြောစကားကိုလည်းဂယုမဆိုင်ကြတဲ့အတွက်ဂျင်းဆောင်ကငါပြောတာနားထောင်ကြပါအောင်ဆိုကအော်လိုက်ရပါတယ်ထို့နောက်ဂျင်းဆောင်ကဟေးတက်ချက်ညက်မေးငါ့ကိုမင်း boss အဖြစ်လက်ခံတာကစုံမီအဖွဲ့ကိုဝင်လာလို့ဆိုလိုတာပဲပြီးတော့အဲ့ဒါကမင်းအများကြီးအထင်သေးနေတဲ့မင်းစီနီယာအဆောင်ဟူရဲ့ HD ကလပ်ကိုဝင်လာတဲ့အတူတူပဲလို့ပြောလိုက်တဲ့အချိန်မှာညမေကောင်ကကျွန်တော်ရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့်အရှက်ရနေတော့မှာပဲမကောင်းတဲ့တည်င်းတွေနဲ့ချိတ်ဆက်မိသွားတဲ့ကလေးဆန်တဲ့ဂျူနီယာလေးကိုကျေးဇူးပြုပြီးတင်ပြပေးပါလို့ဒါထပ်ပြောတဲ့အတွက်ဂျင်းဆောင်ကမင်းအဲ့လောက်ပြောနေတော့လေဒီလေ့ကျင့်ရေးအတွင်းမှာမင်းငါပြောသူလို့လုံနိုင်မလားဆိုပြီးထပ်မေးလိုက်တော့ညမိကောင်ကကျွန်တော်ကိုအမိတ်ပေးလိုက်ပါကျွန်တော်ရဲ့ခေါင်းဆောင်မှုအောက်မှာပထမနှစ်တွေအကုန်လုံး boss ရဲ့အမိတ်ကိုလိုက်နာပါမယ် boss ဆိုကအာရဝန်တာပြောတဲ့အတွက်ဂျင်းဆောင်ကစိတ်ထဲမှာတော့ဒီအခြေအနေကမကောင်းတာတော့မဟုတ်ပါဘူးလို့တွင်ရင်ဟုတ်ပြီမျက်မိငါမင်းကိုယာကြီးစုံမီအဖွဲ့ဝင်အနေနဲ့ပါဝင်ခွင့်ပြုလိုက်မယ်လို့ပြောလိုက်တဲ့အတွက်မျက်မိကောင်ကဝမ်းသာသွားပြီးအိုးကျေးဇူးပါကျွန်တော်ကောင်းတဲ့ရလက်တွေရစီရမယ်ဆိုတာသိကြပါတယ်ဆိုပြီးပြောနေတော့ဂျင်းဆောင်စိတ်ထဲမှာတော့ဟုတ်ပြီအခုဒါကအနိုင်ရနိုင်တယ်ငါတို့အတွက်ငါနည်းနည်းကလင်ကကြစ်ကြလိုက်မယ်ရန်သူဆက်သွယ်ရေးစခန်းမှာထိပြီးတော့ဒါကအေဒါတစ်ပါ F အထိပါအေဒါတစ်ဘက်ကတင်မှတ်ကိုကြိုတင်ကာဝယ်ဖို့အတွက်အတီးတူပြီးပါပြီတိုက်ခိုက်ခြင်းကိုစတင်လို့ရပါပြီရောဂျာအစီအစဉ်ရအေဒါတစ်ကအေဒါတစ်တင်တင်ရချက်ညံ့နေတယ်ဝင်ခဲ့ပါဘာဖြစ်လို့လဲလျှက်စစ်တန်လိုင်းကိုအကျိုးတက်ရောက်စေတဲ့စိတ်ဆွမ်းအားကိုသူတို့သုံးလိုက်လို့လားငါလည်းတင်ချာမသိဘူးဒါပေမဲ့ဒါကစက်ရည်ပြဿနာတော့မဟုတ်ဘူးဒါကဒေတာဝင်လို့ပြောလိုက်တာလားဘာမှတိတိကြားရဲ့လားအခုပြောနေတာ Alpha ဘက်ကပါအဲ့ဘက်ကပြောနေတာဘာလို့လဲဟိဒါဟောင်းအထက်တန်းကြောင်းဒုတိယနှစ်တက်စု30ကတက်တာပတ်ကျင်ဆန်းပါ
ပတ်ကျင်စံဟုတ်လားငါအဲ့နမဲကိုကြားဘူးတလို့ပဲသူကလူအယောက်200ကိုအနိုင်ယူခဲ့တယ်ဆိုတဲ့တနေ့အမားကြီးကိုထမ်းခဲ့တဲ့သူလေအဲ့ဒါကအရှိတမ်းမှရှိတဲ့တပ်ဖွဲ့အတွက်နောက်ဆုံးနေပဲသူတို့ဆက်သွယ်လာကိုထက်ထစ်ဖို့အတွက်အချိန်ဆွမ်းအားနဲ့ညဉ့်ပြန်လာခဲ့တာလားဟာဝထန်တန်းကြောင်းကတော်တဲ့လူတွေမဟုတ်ဘူးလားသူရန်သူစခန်းကိုတယောက်တည်းဝင်လာတာဆိုရင်တေးကြအယူကြီးငါနောက်လိုက်မလားနဲ့တော့ရက်လိုက်တော့လို့ပြောနေရလေအဲ့ဒါဇွန်မီပဲတကယ်ဇွန်မီကောင်းတွေပဲအကူညီတိတခုခုပို့ပေးပါဦးအဲ့တော့တော်ဆူညံနေပြီဆိုတော့ဒီအချင်းတွေကိုနားလည်မယ်ထင်တယ်ဒီအချင်းတွေကိုသိအောင်လုပ်ဖို့ကထိတ်ဆုံးဦးစားပေးပဲ data 2ကိုခေါ်ပြီးတော့ data 3ရဲ့အချင်းတွေကိုအတီးတီးပို့ပြောလိုက်ဟယ်လိုဒါက Bravo 2ပါ Bravo 2 Alpha ကျေးဇူးတင်ပြီးဝင်ခဲ့ပါဟုတ်ကဲ့ဒါက Alpha ပါဆက်ပြောပါ Bravo 1ကလူတွေအကုန်ပြန်ဆုံးနေပြီ Bravo 1ကပြန်ဆုံးနေပြီငါတို့စိတ်ဆွမ်းအတိုက်ခံရကြအောင်အတီးတီးဝီးပါပြီဘယ်ဘက်ကရောအတိုက်ခံနေရတဲ့လားဟာအထက်တန်းကြောင့်ရဲ့တတိယနှစ်တွေထဲမှာစွမ်းအားကြီးတဲ့စိတ်ဆွမ်းအသုံးပြုသူရှိမနေသင့်ဘူးလေဆိုကရန်သူဆက်သွယ်ရေးရုံးမှာရုံးရင်ဆန်ခတ်ဖြစ်နေကြပါတယ်ထိုးချိန်အပြင်ကတိုက်ပွဲကွင်းတင်မှာတော့ဂီယောင်းကဒီအမိုက်ကောင်တွေကိုစုပြီးပြီဆိုတော့အခုငါနောက်ဆုံးလှုပ်ရှားချက်ကိုလှုပ်လိုက်တော့မယ်ညက်တွေတော့အရာအားဆွဲထုတ်ပြီးလွှဲလိုက်ခြင်းစိတ်ဆွမ်းအဆင့် B+ တိုက်ခိုက်ရေး B+ နေကြီးထဲ၌ညက်နေတဲ့အရာမှန်တဲ့ညကိုလက်နက်အဖြစ်အသုံးပြုနိုင်သည်တင်ဆွဲထုတ်လိုက်သည့်နီးသည့်အရာမဆိုအလေးချိန်မရှိဘဲပစ္စည်းအရွယ်စားမှာအခြားသူ၏စိတ်ဆွမ်းအပေါ်မူတည်ပြီးကွဲပြားသည်တေစမ်းအမိုက်ကောင်တွေအဲ့ဒါကြီးလာနေပြန်ပြီအကုန်ရှောင်ကြအဲ့လိုအရာကြီးနဲ့ရိုက်ခံရရင်မင်းမတန်ချက်ကဝတ်စုံရှိရင်တော့စေးုံကိုတန်းပြေးရမှာပဲတေးကြထို့တော့တိုက်ခတ်ပြီးတဲ့နောက်ဂီယောင်းကအခုမှပဲစိတ်သက်သာရသွားပြီလို့ပြောတဲ့အတွက်နောက်မှရှိနေတဲ့စီနီယာမမကဘလို့လဲငါပြောတယ်လို့ပဲမင်းရဲ့စိတ်ဆွမ်းအားကစစ်ညစ်တင်မှာအသုံးဝင်ဆုံးပဲလေဟုတ်တယ်မှတ်လားဒီစစ်ညစ်တင်မှာအတက်အစီးတွေကခုခံဖို့အခြေအနေတစ်ခုရှိတယ်ဆိုရင်တော့အဲ့ဒါရဲ့အသုံးဝင်မှုကငါတို့ဘလို့အသုံးပြုလဲပေါ်မူတည်ပြီးတော့ပြောင်းလဲသွားတာလေလို့ပြောပါတယ်ဂီယောင်းကလည်းတတရနှစ်တွေကြီးရှိတဲ့နေရာကိုကျွန်တော်ကိုတယောက်တည်းခေါ်လာခဲ့လို့စိတ်ရှုပ်နေခဲ့ပေမဲ့ကိုရှိအမိုက်ကောင်တွေရုန်းကန်နေရတာကိုမြင်ရတော့အဲ့ဒါကိုတင်မုတ်ချလိုက်တော့မယ်ဆိုပြီးတန်ပြောတော့စီနီယာမမကမင်းပို့ပြီးတာရင်ကြီးပြောရင်မင်းတန်ဖို့ကပုံညစ်လာမယ်ထင်တယ်ဆိုတော့ဂီယောင်းကဟိဒါဆိုခင်ဗျားတို့စီနီယာတွေဘလို့အလုပ်လုပ်လဲဆိုတာသိကျင်သေးတယ်ဗျာကျွန်တော်အနားယူပြီးဒီကနေကြည့်နေမယ်ဆိုကပြုံးထီးထီးနဲ့ပြောတော့စီနီယာမမကဟုတ်ပြီတတရနှစ်တွေရဲ့တန်ဖိုးကိုတက်တည်ပြဖို့အချိန်ကြပြီလို့ပြောရင်စွမ်းစသုံးလိုက်ပါတယ်အငြင်းတောက်ပနေတော့တန်ချက်ကပိုင်ရှင်အနီးပတ်ဝန်းကျင်ရှိတော့တိုက်ခိုက်မှုဆန္ဒကိုနှင့်တင်ပေးသည်ပိုင်ရှင်ကတိုင်ပိတ်တိုက်ခိုက်ချက်ကိုခုခံနိုင်ခြင်းဟုယုံကြည်လျင်သူခုခံနိုင်လိုက်သည်အနာတရားရနေမဟုတ်တက်ရင်တော့တက်စုတက်ကအဖွဲကောင်းဆောင်မရှိဘူးဆိုရင်တော့ငါတို့အကောင်းဆုံးလုံနိုင်တယ်ဆိုတာကိုကြားလိုက်ကြရအောင်ဟောင်းအထက်တန်းကျောင်းကအဖွဲလိုက်ရှိတမှုကြီးလာနေပြီအကုန်လုံးကိုယ်စစ်နေရကိုတွားကြငါညလုံးတွေစစ်တပ်ရင်ကိုပိတ်ကြအဆောင်ငွေရဲ့စစ်တပ်ထည့်ဝင်လာတဲ့ပထမတန်းကိုငါတို့ခိုင်ခန့်အောင်လုပ်ကြမယ်အစီအကြီးထားတဲ့တိုက်ခိုက်ရေးတပ်ရင်တွေထောင်ကြီးရောင်းရဲ့နေရောက်အကာရဲ့အနောက်ဘက်ကိုတွားပြီးကုညီဖို့အသင့်နေကြတက်စုတဲ့အဖွဲ့တဲ့တောင်းခုမြောက်ဒီဟာပုံစံကိုလောက်ကြတရေဘောကြောင်လေးတဲ့ကိုရှိကကောင်းတွေကိုဟောင်းအထက်တန်းကြောင်ရဲ့တန်ဖိုးကိုတရားလိုက်ကြတာပေါ့ထို့တော့ဒီကိုရှိကလူတွေအကုန်လုံးပြန်ဆုတ်သွားကြပါတယ်ကြံနေသေးတဲ့စီနီယာမမဂျူရဲကငါတို့တိုက်ခိုက်ရေးတန်းကိုခိုင်ခန့်အောင်လုပ်ပြီးနောက်တစ်ခုကိုဆက်လုပ်ကြမယ်လို့ပြောနေချင်းဒီကောင်လေးကပထမဆုံးတိုက်ပွဲမှာပြန်ဆုတ်ရရလို့ကွာရှက်စရာကောင်းလိုက်တာမင်းကကရုံးကောင်ရဲ့တက်ရင်ကမဟုတ်ဘူးလားညံထွက်သွားပြီးကရုံးကောင်ကခေါ်လာခဲ့စမ်းပါကွာဒါတော့အဝဲကောင်းဆောင်အစင်ပြေးရလားရတယ်တိုက်ခိုက်ချက်ကငါရဲ့တန်ချက်ကနဲ့ရှင်ဘာမှမဟုတ်ဘူးထိုစကားတန်ကြောင်ကိုရှိကကျင်းတို့ကမင်းကိုတိုက်ရတာပြောစရာကောင်းပါပဲလို့ပြောတော့စီနီယာမမဂျူရဲကလည်းကန်းချင်းတို့နင်းကတင်တရားချက်တွေထဲမှာရေးထားတယ်လို့ပဲရန်မှုတတ်တာပဲဆိုကတန်ချေပလိုက်ပါတယ်ဒီတော့ကိုရှိကကျင်းတို့ကအခုမှငါမင်းကိုနီးနီးကက်ကက်ကြည့်မိတယ်ကတုံးကောင်လောက်ကအဖွဲတွေထဲမှာရှိနေဖို့ကလှလွန်းနေတယ်မင်းမှာကောင်းလေးရှိလားဆိုကဖွန်ကြောင်နေတော့ကျွန်တော်ကိုပဲတစ္ဆာရှိနဲ့စောင့်နေတဲ့စီနီယာမမကငါနေပြောတဲ့ပုံစံကိုကြည့်ပြီးနေဘလောက်တန်ဖို့ရှိကြောင်းကိုခတ်မှန်းနိုင်တယ်လို့ပြန်ပြောလိုက်တဲ့အခါကိုရှိကကျင်းတို့ကလိုမပြောပါနဲ့ငါ့ကိုဘလို့ထင်လို့လဲငါရဲ့ကောင်မလေးကိုကောင်းကောင်းဆက်ဆံတဲ့လူမျိုးပါဆိုပြီးပြောလိုက်ပေမဲ့ကျွန်တော်ကိုပဲတစ္ဆာရှိနေတဲ့စီနီယာမမကငါလိုတန်ဖိုးမရှိတဲ့စကားတွေကိုစက်ကြားနေရင်ငါရဲ့နားတော့ပုတ်သွားတော့မှာပဲကဲအကုန်လုံးတိုက်ပွဲဝင်ဖို့စစ်ပုံစံတင်ကြငါတို့အဖွဲ့ခေါင်းဆောင်ရဲ့အရှုံးကိုလက်စားချေကြမယ်ဆိုပြီးတခါနဲ့အမိတ်ပေးလိုက်ပါတယ်ကိုရှိကဂျင်တို့ကလည်းမင်းတို့ကကရုံးကောင်လောက်ကလူတွေမှတ်လားမင်းတို့ကိုနေရာကိုတိပြီးတကယ်ကရုံးကောင်ကိုဒါခေါ်လာခဲ့စမ်းပါမင်းတို့ကအကောင်းဆုံးမဟုတ်ပဲလိုအကောင်းဆုံးပုံစံမျိုးဟန်ဆောင်နေကြတာကိုမြင်ရတာကငါ့ကိုထီးထီးချင်းဒေါသထွက်အောင်လုပ်နေသလိုပဲဂယူးဆိုင်မထားတော့ဒေါသစိတ်ဆွမ်းအဆင့် A++ တိုက်ခိုက်ရေး B မှတ်ချက်အထက်အဆင့်မခံမရနိုင်ဖြစ်ခြင်းခုခံမှုတင်ဤဒေါသအားအပူအထိအကောင့်ထဲဖော်နိုင်သည်တင်ဒေါသထွက်လေစွမ်းကြီးလေဖြစ်သည်ရေနှင်းငွေတွေကကြီးစရာမဟုတ်ဘူးဟာငါတို့အဲ့ဒါနဲ့ထိရင်အပူလောင်လိုက်မယ်အပူတွေရော့မသွားခင်အထိအောက်ဆင်းကြရအောင်ဟာမင်းတို့လိုဟာမျိုးကနေနောက်ဆုံးနေကြတာကိုစဉ်းစားကြည့်လိုက်ရင်ငါ့ကိုဒေါသထွက်အောင်လုပ်နေကြသလိုပဲအမွေတွေကုန်သွားပြီဟာအဲ့ဒါကိုရော့အောင်လုပ်နိုင်တဲ့ဟာမျိုးရှိမှာပဲနေအောင်ငါတို့အချိန်တွေကိုပို့ပြီးအကဲထက်တဲ့သေးရဲ့လေသူအမွေတွေတည်အောင်လုပ်ဖို့အချိန်လိုမှာပဲငါတို့အခုသူ့ကိုတိုက်ရင်ထိကအောင်လုပ်နိုင်မှာပါ
ငါ့ကိုဒေါ်လာထွက်စီတယ်လို့ပြောနေရလေကင်းမွန်တို့ကောင်တွေရဲ့ငါလက်တွေဒီနေငွေကြောင့်စီနီယာမမကျူရဲကထိတ်လန့်သွားပြီးစိတ်ထဲမှာတော့သူတို့မှာဒဏ်ရာကိုစောက်ယူတဲ့လက်ကောက်တွေရှိနေတာတောင်ဒဏ်ကသူတို့ရဲ့အယိုးတွေကိုချိုးတင်နိုင်တာလားထုတ်လို့နေတဲ့အမွှေးတွေကိုသူ့လက်ထဲမှာစုပြီးတော့တိုက်ခိုက်ချက်တစ်ခုအနေနဲ့တုံးလိုက်တာပဲခဏမတင်နိုင်တာသူကလို့တွင်ရင်တပါးတည်းပဲအဖွဲဝင်တွေအကုန်ငါတို့ထိခိုက်ထားတဲ့လူတွေကိုကယ်ရမယ်လို့အလန့်တကြားပြောလိုက်ပြီးစိတ်ထဲမှာလည်းမင်းတို့ထိခိုက်တာပဲဖြစ်ဖြစ်အထောက်ခံရတာပဲဖြစ်ဖြစ်သူ့အတွက်ကအရေးမပါဘူးသူကစက်တိုက်နေအောင်မှာပဲမင်းကအိတ်ကောင်တွေကိုကယ်မလို့လားအကောင်းဆုံးစူးစမ်းကြည့်လေသူကထုတ်လုပ်ထားတဲ့အမွှေးတွေကိုသူ့လက်သီးကိုတုံးပြီးပစ်လိုက်တာလားမင်းလှုပ်ရှားတဲ့ပုံကိုငါသဘောကျတယ်ငါပိုင်ဘာလို့မလုပ်တာလဲအညစ်ပတ်တဲ့ဟာတွေကိုပြန်ထေးဖို့လိုလို့လားငါမင်းကိုအလျှော့ပေးနေခဲ့တာကိုကွာယာထိခိုက်ထားတဲ့လူတွေကိုနောက်ဘက်ကိုရွှေ့လိုက်ကြအဖွဲ့ဝင်တွေအကုန်လုံးတိုက်ပွဲအတွက်ပြင်ဆင်ကြစောက်ရက်နေဖို့လည်းမမေ့ကြနဲ့အောင်စိတ်ရှုပ်သွားပြီငါမင်းကိုတေးတဲ့ထိရိုက်ပြစ်ကမလားဒါကမလို့အပဲခက်ခဲနေတာပဲထို့ချင်းအတိုက်ခံနေရတဲ့စီနီယာမမဂျူရဲကစိတ်ထဲကနေတတရနှစ်တွေအကုန်လုံးကိုတိုက်ခိုက်ဖို့ဒီလိုအလေးမထားတတ်တဲ့အကောင်တယောက်တည်းနဲ့လုံလောက်နေတာလားငါတို့ရဲ့ထိခိုက်ထားတဲ့လူတွေကိုနောက်ရွှေ့လို့မပြီးသေးခင်အထိငါအချိန်ဆွဲရမယ်လို့တွေးနေပြီးမင်းကတော်တော်စိတ်ရှုပ်စရာကောင်းတာပဲမင်းဒီတိုင်းပဲဆက်ပြီးခုခံနေအောင်မလားအဲ့ကရုံးကောင်အဆောင်ဟိုပဲခေါ်ခဲ့စမ်းပါငါတို့အဖွဲ့ကောင်းဆောင်ဓာတ်ရိုက်ပါဝင်လာလောက်တဲ့အထိနင်းကတန်ဖိုးရှိရလို့ထင်နေရလားဘာငါမင်းရဲ့အိပ်ဘက်ဆက်ကိုတစားစီဆွဲပြုတ်ပြစ်မယ်ယာထို့နောက်မှရှိနေတဲ့အဖွဲ့သားတွေကဂျူရဲငါတို့သူတို့ကိုရွှေ့ပြောင်းပြီးပြီဆိုပြီးလန့်အောင်ပြောတော့စီနီယာမမဂျူရဲကနင့်လိုတန်ဖိုးမရှိတဲ့လူနဲ့အချိန်ထုံးနေတာတော့ပြီးငါသွားတော့မယ်မင်းသွားမယ်လို့ဘယ်သူပြောလဲငါဒီမှာအကျဉ်းမရှိဘဲနဲ့တက်တက်ကြီးအချိန်ထုံးနေရလို့ထင်နေရလားငါချက်တော့ကထုံနေရပဲဒါပေမဲ့ငါချက်တော့တွေဘယ်အချိန်ကတည်းကညီကြီးအောက်ကိုညက်သွားတာပါလေမင်းအဲ့လောက်ညီကြီးတဲ့နစ်နေပြီဆိုမှတော့ငါမင်းဘက်ကိုတစ်ချက်တည်းတိုက်လိုက်ရင်ဘာဖြစ်သွားမလဲငါရဲ့ချက်တော့တွေညီကြီးတဲ့နစ်နေတော့ဟန်ချက်မညီတော့ဘူးဒီလိုလားဆိုငါအကာအကွယ်ကိုစက်ထိန်ထားဖို့ခက်လိုက်မယ်မဟုတ်ဘူးငါလုံနိုင်တယ်ငါအကာအကွယ်ကိုစက်ထိန်နိုင်တယ်ဒါပါလေဒါကအပ်နေတာပဲဟေးတန်ချက်ကတခြားလူတွေအကုန်ထွက်ပြေးသွားကြပြီအဲ့တော့အရင်ဆုံးမင်းကိုညီကြီးတဲ့လုံးလုံးနဲ့ဝင်အောင်လောက်ကမလားဒါမှမဟုတ်အကာအကွယ်ကိုထက်စီလိုက်ရမလားမင်းဘယ်လိုထင်လဲပြောပါဦးထိုစကားတွေကြောင့်စီနီယာမမဂျူရဲကထိတ်လန့်နေပြီးငါဘာလုပ်တယ်လဲငါဘာလုပ်ဖို့လိုလဲဆိုပြီးအသွေးများနေပါတယ်ဟေးငါ့ကိုလက်လူရှုနေသေးရလားအဲ့ဒါငါ့ကိုထပ်ပြီးစိတ်တော်အောင်လုပ်နေတာပဲလို့ပြောနေတော့အဲ့ကနေညံထွက်ခဲ့လေတန်ချက်ကစီနီယာဒီတန်ကကျိုးငါသူနဲ့ပြီးတော့မှာကိုကွာကျေးဇူးပဲမင်းကျေးဇူးကြောင့်ငါထွက်လာနိုင်ခဲ့တာဟာတတရနှစ်တယောက်ဘာလုပ်နိုင်လဲဆိုတာတရားဖို့ဆိုမဟုတ်ဘူးလားဒီအခြေအနေကတေးရှင်ဖြစ်နေတဲ့ပုံပေါ်လို့တာဘင်းနာကအစင်ပြေးတဲ့ဟာနဲ့ဆွဲပြေးလိုက်တာအဲ့ဒါကတော်တော်နာတာဟုတ်ပါပြီမင်းကဒီဘက်လမ်းပေါ်မှာတော့တန်ဖိုးအရှိဆုံးလူပဲအခုမင်းအနားယူတင်ပြီခညာတိတာတာကိုပြောနေတာပဲမင်းရဲ့အိတ်ပုံစံကိုနည်းနည်းတင်လိုက်ရင်ပိုတန်ဖိုးရှိလာနိုင်မှာထို့တော့လဲကျသွားတဲ့ဂီယောင်ကိုနှစ်သိမ့်နေချိန်စောနာကထွက်ပြေးသွားကြတဲ့အဖွဲ့ဝင်တွေကတန်းရောက်လာကြပြီးဂျူရဲ့မင်းအဆင်ပြေးရဲ့လားမင်းတို့ညင်တို့လိုပဲအခုလမ်းချောင်းကပိတ်သွားပြီငါတို့ဘာလုပ်ကြမလဲငါတို့ကြံနေသေးတဲ့တိုက်ခိုက်ရေးတပ်တွေကိုခေါ်ပြီးအလေလန်းကိုသွားကြမလားမဟုတ်သေးဘူးကိုရှိကအဲ့ဒါကိုထင်မသွားသေးဘူးလို့အာမမခံနိုင်ဘူးသူဒီအောင်ဂီယောင်နောက်တစ်ခါတရားတိုက်မှာကိုတတိထားနေရတာနဲ့အိတ်ပိတ်နေတဲ့လမ်းကိုလွယ်လွယ်နဲ့ထျက်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ငါတို့အဓိကဂျူဟာရဲ့တစိမ့်တမိုင်းအနေနဲ့ငါတို့ထက်သွားရမယ်ဘယ်ဘက်လမ်းကအခုပိတ်သွားပြီကန်ချင်လူရောဘလို့လဲသူ့ကိုအဲ့အောင်မှညှုပ်လိုက်နိုင်လားသူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းနဲ့အဲ့ဒါကိုရှောင်လိုက်နိုင်မှသိကြတယ်အဖွဲ့ကောင်းဆောင်ငါတို့စီမှာမရှိဘူးဆိုတာသူအတီးပြုတ်ပြီးဆိုတော့သူတခြားလမ်းကိုသွားလောက်မှာပဲကန်ချင်တို့ဘယ်ကိုသွားမယ်ထင်လဲအဖွဲ့ကောင်းဆောင်ကိုရှေ့တန်းမှာမထားမှန်သူတတိထားမိသွားပြီဆိုတော့သူသွားမယ့်နေရာကတနေရာပဲရှိတယ်အဲ့ဒါကအလေလန်းထိုချိန်ဂျင်ဆောင်တို့ဘက်မှာလည်းညက်မိကောင်ကကျွန်တော်တို့ကအင်အားအနည်းဆုံးဖြစ်လို့သူကျွန်တော်တို့စီလာနိုင်တယ်မှတ်လားလို့မေးတဲ့အခါဂျင်ဆောင်ကငါတို့ရဲ့တိုက်ခိုက်ရေးတပ်ကိုအလေလန်းမှာနေရာချထားပြီးအဆောင်ဟူကနောက်ဆုံးမှာနေရာချထားမှန်းသူတဘောပေါက်သွားလောက်ပြီအခုပထမတရားကထက်စီခံလိုက်ရပြီဆိုတော့ဒုတိယတရားနဲ့တတိယတရားကိုစိတ်ပူစရာမလိုတော့ဘူးအဲ့ဒါဆိုသူကဒီနေရာနဲ့ရောနောက်ဆုံးနေရာနဲ့ရောနဲ့နေတဲ့အလေလန်းကိုပဲသွားမှာပဲလို့ပြောကြလိုက်တဲ့အခါညက်မိကောင်ကဒါဆိုရင်အခုဘာလုပ်ဖို့ရည်ရွယ်ထားလဲကျွန်တော်တို့ကြိုတင်ချောင်းချောင်းတိုက်ခိုက်ပြီးသူတို့ကိုတားဆီးလိုက်နိုင်ခဲ့ပေမဲ့သူတို့ရဲ့နောက်ဘက်ကစစ်ကူတွေလွတ်လိုက်ပြီးကြတဲ့ကကျွန်တော်တို့မတိုးတာမဆုတ်တာအခြေအနေကိုရောက်နေခဲ့တာကြာပြီဆိုပြီးနားဘူးတိုက်နေတဲ့အတွက်ဂျင်ဆောင်ကမင်းညက်မိအခုအခြေအနေကိုထက်ပြီးပထမနှစ်တွေနဲ့ပဲစစ်ဝေးကြလက်ကိုပြောင်းလဲနိုင်မယ်လို့မင်းထင်လား
ဒီလိုသာဆက်သွားမယ်ဆိုရင်ကိုရှိရဲ့စစ်ကူတွေကအလဲလန်းကိုပြန်သွားမှာပဲအဲ့လိုဖြစ်တာကိုတားဆီးဖို့အတွက်ငါတို့ဒီအခြေအနေကိုထက်တင်မှရမယ်ဆိုပြီးပြောတော့ညက်မိကခဏဇမီအဖွဲနဲ့အလဲလန်းကိုသွားမလို့လားဆိုပြီးအံ့ဩတကြီးနဲ့မေးတဲ့အခါမှာကျင်းဆောင်ကဟုတ်တယ်ပထမနှစ်တွေဒါဒီအခြေအနေကိုကိုင်တွယ်နိုင်မယ်ဆိုရင်ပေါ့လို့ထပ်ပြောလိုက်ပါတယ်ဒါကြောင့်ညမေကသူ့လူတွေဘက်ကိုတစ်ချက်ကြည့်လိုက်ပြီးကျွန်တော်တို့စူးစမ်းကြည့်ပါမယ်တရင်တစ်ကကျွန်တော်တို့အားတွေနဲ့ပြန်သွန်းလှန်နိုင်အောင်စူးစမ်းပါမယ်ဆိုကဝမ်းသာအားရပြန်ပြောတဲ့အတွက်အချင်းဆောင်ကကောင်းတယ်တေးကြပါစေနော်လို့ပြန်ပြောလိုက်ပါတယ်ညမေကလည်းတူးဆောင်ရတော့မှမလို့အားရဝမ်းသာနဲ့သူ့လူတွေဘက်ကိုတေးသွားရင်တရင်တစ်အမိတ်ပေးတဲ့နေရာကိုစုကြလို့အမိတ်ပေးနေပါတယ်ချင်းဆောင်စိတ်ထဲမှာတာဝန်မရှိတဲ့သူ့လိုလူဆိုရင်တော့ဒါကတော်တော်များတယ်ဆိုပေမဲ့ငါလုံနိုင်တဲ့အရာကိုလုပ်ဖို့လွန်းနေပြီငါရဲ့အကန့်အသတ်ကိုစစ်ဆေးရမယ်လို့တွေးနေပါတယ်ထို့နောက်ဆဲယုံတို့ဘက်မှာတော့ဆံဝမမကသူတို့ကောင်းဆောင်ကြီးအောင်တိုက်ခိုက်ရင်လဲကျသွားတဲ့အကြောင်းကိုဆဲယုံကိုပြောနေပေမဲ့ဆဲယုံကတိတ်မယုံပဲအကျယ်ချဲ့ပြောနေရလို့ထင်နေပါတယ်ကဲပါဘာပဲဖြစ်ဖြစ်ငါတို့ရဲ့ဘယ်ဘက်လမ်းကဒီဟာကျဆုံးသွားပြီဆိုတော့ငါတို့အလေလန်းကအနိုင်ရှုံးရဲ့တော့ချက်ဖြစ်သွားပြီလို့ဆိုလိုတာပဲကြည့်ရတာငါတို့ပိုစူးစမ်းရမယ့်ပုံပဲဂန်ရှင်တို့ရောက်မလာခင်ငါတို့ကူကိုပြူကြအောင်လုပ်ရမယ်လို့တခါနဲ့အမိတ်ပေးလိုက်ပါတယ်ထိုချိန်ဆဲယုံတို့ရှိမှရှိနေတဲ့ဝါတုတ်ဦးဆောင်တဲ့ကိုရှိအဖွဲ့ဖက်မှာတော့ဟေးယူတန်းဟူမင်းရဲ့စိတ်ဆွမ်းကိုနင်းနင်းတုံးပြီးသူ့ကိုတိုက်ခိုက်လိုက်လေလို့အဖွဲ့ဝင်တယောက်ကပြောတော့ဝါတုတ်ကမဖြစ်ဘူးငါဝိတ်တက်အောင်စူးစမ်းတဲ့အချိန်တိုင်းသူကအပေါ်ကနေအောက်ကိုခုတ်ချတဲ့နည်းနဲ့ပဲတောင်းလိုက်တာငါစိတ်ဆွမ်းကိုတုံးလိုက်ရင်ဝိတ်ကနှစ်ဆဖြစ်သွားတာဆိုတော့တေချာပေါက်ဓာတ်နဲ့အခုတ်ခံရမှာပဲလို့ပြန်ပြောပါတယ်ဒီတော့ထိုသူကပဲငါတို့လူတယောက်ထဲကြောင်းနေရက်နေမှန်ဂန်ချီနူလာတိသွားရင်ငါတို့အသက်ခံရလိမ့်မယ်လို့ကြောက်သေးပန်းတလို့ညှိနေပါတယ်ဝါတုတ်ကလည်းဒါပေမဲ့အဲ့မိန်းမကငါတို့အလဲတက်ရဲ့လူ200လောက်ကိုတယောက်ထဲနဲ့တိုက်ခိုက်ခဲ့တာလေဆိုပြီးပြောနေတော့ဒါကိုကြားသွားတဲ့စေယုံကအဲ့ဒါကပုံမှန်ပါပဲဘာဖြစ်လို့လဲဆိုတော့မင်းတို့တိုက်နေတဲ့လူကဟောင်းအထက်တန်းကြောင်ရဲ့အတန်မာဆုံးသူဖြူရောင်ကြောင်းနေစုပဲလေလို့အထာကြကြနဲ့ပြန်ပြောလိုက်ပါတယ်ဒါကိုညင်းနဲ့ဝါတုတ်ကကြောက်သွားပြီးငါတို့ယာကြီးစုပ်ပြီးတော့ဂန်ချင်လိုလာမှတိုက်ရင်ရောလို့ပြောနေတော့နောက်ကနေမင်းဘယ်သွားမလို့လဲတက်တိမရှိတဲ့ကောင်ဆိုကဂျင်နိုကထွက်လာတဲ့အတွက်ဝါတုတ်လည်းထိတ်လန့်သွားပါတယ်ဒါကိုလှမ်းမြင်နေရတဲ့ဆဲယုံစိတ်ထဲမှာတော့ဂန်ချင်လိုလာသူအခုတည်းကရောက်နေပြီပေါ့သူဘယ်ဘက်လမ်းကနေလာတာကိုအချိန်ကြာကြီးယူမယ်လို့ညှော်လင့်နေခဲ့တာလို့တွေးနေပါတယ်ထို့နောက်ဂျင်နိုကထွက်လာရင်မင်းကအိတ်ကြော်ကြားတဲ့နှက်စုမဟုတ်ဘူးလားဟမ်စောနာကအတန်မာဆုံးလို့ပြောခဲ့သလားပဲကတုံးကောင်လည်းအရင်တုန်းကအဲ့လိုပြောခဲ့တာပဲဆိုကမင်းတို့လိုအားနေတဲ့ပိုးကောင်တွေကအဲ့လိုစကားတွေပြောနေတာဒေါသထွက်เสียပဲလို့ထပ်ပြောရင်ထို့သောနောက်ကိုလွင့်သွားတဲ့စဲယုံစိတ်ထဲမှာတော့ငါအဲ့တိုက်ခိုက်ချက်ကိုကာနိုင်မယ်လို့ထင်ခဲ့ပေမဲ့ငါနောက်ဆုတ်သွားတာလားအခုလေးနေအဲ့တိုက်ခိုက်ချက်ကြောင့်ငါပြောနိုင်တယ်ဒီလူရဲ့တိုက်ခိုက်ရေးကအေးစင့်ပဲလို့တွေးကဒါဆိုလဲဘယ်တတ်နိုင်မလဲကင်မရာကြီးရှိနေလို့ငါဒါကိုမသုံးဘဲနေချင်ခဲ့တာဒါပေမဲ့ငါဒါကိုမသုံးလို့ရှုံးသွားရင်ငါပူညားတဲ့စောတကားတက်တာတွေကြားမှာပဲထို့နောက်ဂျင်းတို့ကဟောင်းအထက်တန်းကျောင်းကမိန်းကလေးတွေကတန်ချက်ကဝစ်ကြတာစီကန်းတစ်ခုလားအဲ့ဒါထက်ငါအခုလေးတင်အဲ့လိုတောက်ပနေတဲ့တန်ချက်ကဝစ်ထားတဲ့လူကိုထက်စီလာခဲ့တာလို့ပြောတော့ဆဲယွန်းကစီနီယာဂျူရဲ့အကြောင်းပြောနေတဲ့ပုံပဲငါတို့2ယောက်လုံးကတန်ချက်ကဝစ်ကြတာဆိုပေမဲ့အဆင့်ကမတူဘူးဆိုတာဘာလို့ဆိုလိုတာလဲအတိုက်ခံရရင်ခွတ်သွားမှာပဲကိုငါတတိပေးခဲ့တယ်နော်မင်းရဲ့အပေါ်ဝစ်ယုံနဲ့ကာပြီးတော့မင်းရဲ့လက်နက်နဲ့တိုက်ခိုက်တယ်ပေါ့မစိုးပါဘူးဒါနင်းကျင်အောင်လုပ်ဖို့တင်ထားတဲ့နီးမဟုတ်ဘူးဟာမင်းကလူတွေကိုဒေါသထွက်အောင်လုပ်နိုင်တာပဲမင်းကငါ့ကိုဒေါသထွက်အောင်လုပ်နေတာပဲမင်းရဲ့ကြီးမြတ်တဲ့ဝိယုံရှည်ကိုတုံးပြီးတော့ဒါကိုကာဖို့မကြိုးစားကြည့်ချင်ဘူးလားဟမ်အမွှေးတွေထုတ်လို့တဲ့ကြီးမားတဲ့အတိုင်းအတာရှိတဲ့တိုက်ချက်ပဲငါဒါကိုရှောင်လိုက်ရင်ငါနောက်ကလူတွေကိုထိခိုက်သွားမှာမှတ်လားငါအဲ့လိုတော့အထင်မခံနိုင်ဘူးကြည့်ရတာဒါကနင်းတတရားနှစ်တွေကိုအနိုင်ကျင့်ခဲ့တဲ့ပုံထင်တယ်ဒါပေမဲ့အဲ့ဒါကငါနဲ့အလုပ်ထင်မှာမဟုတ်ဘူးဒီကောင်မကတော့ငါ့ကိုဒေါသထွက်အောင်လုပ်နေတာပဲမင်းကျိုးနုံနောက်ဆုတ်တင်တယ်လို့ပြောနေရလေဒေါသကိုစွမ်းရင်အနေနဲ့တုံးတဲ့စိတ်စွမ်းရပဲသူဒါအဲ့ဒေါသကိုစက်ထိန်းထားနိုင်ရင်မပင်မပဲဆက်ပြီးတိုက်ခိုက်နေနိုင်မှာအဲ့လိုဒါဆိုရင်အဲ့ဒါကိုဖျက်ဆီးဖို့နီလန်2ခုပဲရှိရယ်ဒေါသထွက်တာကိုရအောင်လုပ်တာဖြစ်ဖြစ်သူ့ကိုတစ်ချက်ထဲအနာယူတာဖြစ်ဖြစ်ပေါ့ဘာလို့ရုပ်တရက်ကြီး3ယောက်ဖြစ်သွားတာလဲဘာပြောချင်တာလဲနင့်ကိုနှက်ဆိုးတယောက်ကပိုင်ဆိုင်သွားပြီချီးပဲအဲ့လိုဟာမျိုးကဘယ်လိုလုပ်ရှိနေရလဲဂျင်းတို့အဆင်ပြေရဲ့လားဟေးဟီရှော့စင်ကဘယ်လိုဖြစ်သွားတာလဲဟမ်ငါတို့အဲ့ဒါကိုအခုတက်လိုက်ရင်အနေများလိမ့်မယ်ငါတို့သူတို့ကိုနည်းနည်းလောက်ဆွဲခေါ်သွားခြင်းငါပြောနေတာနားမထောင်နေဘူးလားသိပါပြီငါရှော့စင်အဖွဲ့ကိုဆက်တွေ့ရအောင်မယ်ဆိုကတရားရခတ်နေပါတယ်ဒီစကားကိုကြားလိုက်တဲ့စေယုံကရှော့စင်အဖွဲ့ဟုတ်လားလို့ပြောရင်တစ်ချက်ကြည့်လိုက်တော့ဘာလဲတာဝေးအဖွဲ့တစ်ခုအနေနဲ့အဲ့ဒါကဝေးကွာလွန်းနေ
ခဏနေပါဦးရှော့စင်းလို့ပြောလိုက်တာလားတဘာဝကိုထိန်းချုပ်တဲ့စိတ်ဆွမ်းအားကိုအသုံးပြီးတော့အနည်းရဲ့ကွာခြားချက်ကိုအသုံးပြုတဲ့အတန်းပဲဒီလိုဒါဆိုရင်အလင်းနဲ့နောက်ဆုံးကိုငါတို့စီကနေရသွားကြလိမ့်မယ်အကုန်လုံးထွက်လန်းစီပြေးကြရန်သူတွေအဆုံးကိုယူမသွားစေနဲ့သူတို့အောက်ကိုရှော့စင်းတဲ့အချိန်ကညံလွန်းတယ်ငါတို့ရဲ့အသက်တွေအဆုံးကိုပြေးသွားမယ်ဆိုရင်တော့သူတို့မှာဘာကိုခံအားမှကြမ်းမှာမဟုတ်ဘူးအဲ့တော့ငါတို့ပဲအကျိုးရုံမှာလို့တောင်းတနေချင်းဂျင်တို့ကဘာကိုကြည့်နေရလဲမင်းငါနဲ့ကစားပေးရမှာပေါ့ဆိုကဝင်လာတဲ့အတွက်ရုပ်တရက်ဖြစ်သွားတဲ့ဆန်ယွန်ကဟာနှက်စုပ်ကိုဘွားဆိုကပြန်တိုက်ခိုက်ဖို့လုပ်ပါတယ်တိုးတော်လဲစောနာကလောက်အမကောင်းတော့တဲ့အတွက်ဂျင်နိုကစောနာကထက်အများကြီးအားနေသွားတာပဲတန်ချက်ကစွမ်းအားအများကြီးသုံးရတဲ့ပုံပဲအဲ့တော့မင်းရှိမှာကငါပဲမင်းနောက်ကရှော့စင်အဖွဲပေါ့မင်းအခုဘာလုပ်မှာလဲအခုမင်းကြမ်းတဲ့ပုံတွေလုံနေလဲအတော့မဝင်ဘူးမင်းမျက်နှာကိုကြည့်ရတဲ့လောက်မင်းငါးမိထက်ပို့ပြီးတော့တောက်ခံနိုင်မှာမဟုတ်ဘူးဆိုတာသိတာနေတာပဲလို့ပြောလိုက်တဲ့အတွက်ဆန်ယွန်းကကိုရှိရဲ့စိတ်အကြံပေးလို့မပြောရဘူးအကဲခက်တတ်တာပဲဒါပေမဲ့ငါအ ਨੇ ဆုံးတော့ဒီကောက်ကိုအနိုင်ယူနိုင်ရမယ်ဆိုကတိုက်ခိုက်ဖို့အသင့်တည်နေတော့အနောက်ဘက်ကနေအော်တန်ဒီကြားတဲ့အတွက်တစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့စောနာကကိုရှိရဲ့ရှော့စင်တစ်ဖွဲ့ကိုတိုက်ခိုက်နေတဲ့ဂျင်ဆောင်ရဲ့ဇုံမီအဖွဲ့တွေကိုမြင်လိုက်ရပါတယ်ဒါကြောင့်ဆန်ယွန်းကသူ့မမုံလာပြီဆိုကပြောနေပေမဲ့နောက်ကဂျင်တို့ကအားနေတဲ့ကောင်တွေကဘယ်သူတွေလဲလို့မေးပါတယ်ထိုအမေးစကားကြောင့်ဆန်ယွန်းကတင်းသွားပြီးစကားကိုဂယုစိုက်ပြောသူတို့ကငါယောက်ျားဖြစ်လာဖို့အလားအလာအရှိဆုံးသူရဲ့တငယ်ချင်းတွေပဲလို့ပြောလိုက်ပါတယ်ဆန်ယွန်းကတော့စွတ်ကြီးပဲဒါကိုကြားတဲ့ဂျင်တို့ကယောက်ျားဟုတ်လားအထက်တန်းကျောင်းသူကလက်ထက်တန်းကစားနေရလားငါပိတ်လိုက်တော့မယ်အစကမင်းအစင်တီနေတဲ့ပုံပေါက်နေလို့လွှတ်ထားတာဒါပေမဲ့ဒါကအချိန်ပြုံးနေမိတာပဲမင်းဘာမှလုံးစရာမရှိတော့ဘူးဆိုတော့လေဒါကိုအဆုံးသတ်ကြတာပေါ့ဂယူးဆိုင်မထားတော့ဒေါတာစိတ်စွမ်းအား A++ တိုက်ခိုက်ရေး B မှတ်ချက်အဆင့်3ထူးခြားမှုခြေအားများကိုညှင့်တင်ပေးသည်လေတုကပြောင်းသွားပြီအပူချိန်ကနေရေခဲအထိပြောင်းသွားပြီကန်ချက်လားသူကသူ့ရဲ့တိုက်ခိုက်နည်းကိုပြောင်းလိုက်တာလားသူ့ရဲ့ခွန်အားနဲ့အရှိန်ကအရင်ကနဲ့မတူတော့ဘူးငါဒါကိုမကြခင်ပြီးအောင်အဆုံးသတ်မယ်မင်းရဲ့အဲ့စိတ်ရှုပ်စရာကောင်းတဲ့ဝိယုံနဲ့တားမဲ့အစားဓာတ်နဲ့တားတာကပိုကောင်းမယ်ထင်တယ်နော်ဟုတ်တယ်မင်းပြောသလိုပဲငါရဲ့ဝိယုံရှင်နဲ့ပိုလေ့ကျင့်ခဲ့တဲ့လားအခုငါဒီမှာမရှိတော့ဘူးဆိုရင်တော့လုံလောက်မှာပါဘာလဲမင်းအရှုံးပေးချောင်းတရားဝင်ကျင်ညာနေရလားဘသူကမင်းကိုထွက်ပြေးခိုင်းမှာမလို့လဲဘသူဆိုတာဘာကိုပြောချင်တာလဲအဲ့ဒါကငါပဲလေဟမ်မင်းကတိုက်ွက်အကြီးစားသုံးမလို့လားအဲ့လိုတိုက်ချက်တစ်ခုတည်းနဲ့ထိမယ်လို့ထင်နေရလားနင်းရဲ့တင်ယူလေးလာနိုင်တဲ့စွမ်းရည်ကချိုးတက်နေတဲ့ပုံပဲနင်းဒါကိုညီဘူးတယ်မှတ်လားဟမ်မင်းဘာလို့အဲ့လောက်ယုံကြည်ချက်ရှိနေမှန်းသိချင်နေတာလက်စတတ်တော့မင်းကဖုံးကွယ်ထားခဲ့တာကိုသိပြီးဆိုရင်လည်းငါရဲ့တိုက်ချက်ကိုအထိခံပြီးတော့စိတ်ကူးသားမှုကိုခံယူလိုက်တော့ထိုတိုက်ခိုက်ချက်ကိုမြင်လိုက်တဲ့ဂျင်ဆောင်ရဲ့စုံမီအဖွဲ့သားတွေကသူတို့ရဲ့တခင်မလေးအတွက်ဝမ်းသာအားရဖြစ်သွားကြပါတယ်။ထို့တော်လဲဆန်ယွန်းကကံမကောင်းစွာနဲ့ပဲငါမအောင်မြင်ခဲ့ဘူး။ဂန်ဂျင်တို့ဒါအဲ့ဒါကိုကားလိုက်ရင်သူ့နောက်ကကိုရှိကကောင်တွေကတိုက်ခိုက်ချက်ကိုထိသွားကြမှာမဟုတ်ဘူးဆိုပေမဲ့ဂန်ဂျင်တို့ကသူ့နောက်လိုက်တွေကိုဂယုဆိုင်မဲ့လူမျိုးမဟုတ်ဘူး။အဲ့တော့သူတိုက်ခိုက်ချက်ကိုမထိခင်ကြောက်ကံမအောက်ကိုခုံဆင်းသွားမှာပဲ။သူ့ရဲ့ရင်မွေးနဲ့ခန္ဓာကိုယ်စွမ်းအားကိုကြည့်မယ်ဆိုရင်အငင်းကနေပြုတ်ကြလဲပြဿနာရှိမှာမဟုတ်ဘူးလို့တောင်းတရတဲ့အတွက်ဇွန်မီအဖွဲ့သားတွေကဒါဆိုရင်သူကတခင်ငကြောင်ကောင်ပဲငါတို့ခေါင်းဆောင်တာသူ့နေရာမှာဆိုရင်သူကသူ့အသက်နဲ့ရင်းပြီးတော့ငါတို့ကိုကာကွယ်ပေးမှာဒါပေါ့ငါတို့လည်းသူနဲ့တူတူကာပေးမှာပဲလို့ပြောကခေါင်းဆောင်ဂျင်ဆောင်ကိုချီးကျူးနေပါတယ်ဒီတော့မှဆန်ယွန်းလည်းတတိယသွားပြီးစဉ်းစားကြည့်မှအဲ့အယူကောင်ဟောဘယ်ရောက်သွားတာလဲဆိုပြီးပြန်မရပါတယ်ထို့နောက်ဂျင်နိုပြုတ်ကျသွားတဲ့ဘက်ကိုလိုက်ပြထားပြီးတော့အောက်ရောက်လာတဲ့ဂျင်နိုကဟူးအနေများလိုက်တာဘာပဲဖြစ်ဖြစ်ငါတို့စီစဉ်ထားတဲ့အတိုင်းပဲငါကတုံးကောင်ကိုအနိုင်ကျူပြီးဘဲကိုနှိုက်လိုက်ရုံပဲမှတ်လားလို့အေးစစ်စစ်ပြောနေတော့ဝါတော့ကိုညင်သွားတဲ့အတွက်အောင့်သွားပြီးမင်းဘာလုပ်နေရလဲဘာလို့ဒီမှာရှိနေသေးရလဲငါဘလောက်တော့အချိန်ဆွဲခဲ့ရလဲဆိုတာမင်းမသိဘူးလားဆိုပြီးဟောက်တဲ့အတွက်လန့်နေတဲ့ဝါတုတ်ကလည်းအဲ့ဒါကလှေကားတွေရှိလို့ပြောနေတော့လှေကားမှာထိုင်နေတဲ့ဂျင်ဆောင်ကရောက်တောင်ရောက်လာပြီပေါ့မင်းမရောက်လာခင်ပွဲပြီးမယ်ထင်နေတာလို့ခနဲ့ပြီးတဲ့နောက်မင်းကအစိတ် F လူသက်သမားမှတ်လားမင်းကအဲ့ဂရုံးကောင်အတွက်လက်စားချေဖို့စူးစမ်းနေတာမှတ်လားလို့ဂျင်နိုကမေးတော့ဂျင်ဆောင်ကအဲ့ဒါတော့ဘယ်သူသိမှလဲဆိုပြီးပြောတဲ့အတွက်ဂျင်နိုကငါတို့ကမ်းမအောက်ကနေဖောက်ဝင်မယ်ဆိုတာကိုမင်းစဉ်းစားမိတယ်ပေါ့မင်းအာရုံခံနိုင်မှုကလည်းကောင်းတာပဲဆိုကစကားနိုင်နေတော့ဂျင်ဆောင်ကမင်းပင်မနေပြီလားစကားတွေအများကြီးပြောနေတယ်လို့ပဲလှုပ်ဝက်ယူဟာလို့တာပြောတာအဲ့လောက်လည်းမမိုက်ပါဘူးလို့ပြန်ပြောပါတယ်ဒါကြောင့်ဂျင်နိုကစိတ်တူ
သွားပြီး drone တွေကဒီကမ်းမအောက်ကိုရောက်မလာတော့ဘူးမှတ်လားမင်းကိုရှင်းပြပြီးမတော်တဆဖြစ်သွားတယ်လို့လှုပ်လိုက်မယ်ဆိုရင်လေရတာပဲအကြံမစိုးဘူးမှတ်လားလို့ပြောတော့ဂျင်းဆောင်ကတက်နိုင်ရင်တက်ကြည့်လေဆိုကပြန်စိန်ခေါ်လိုက်ပါတယ်ဒါကြောင့်ဂျင်းတို့ကတေးကြတာပေါ့ဆိုကမင်းကသွေးကြီးတယ်လို့နဲ့ဒီအဆင့်လောက်ပဲရှိရလားဒီကောင်ကတော့တေချာလှုပ်စမ်းမှာကန်ကျင်တို့မင်းမဖုံးကွယ်ထားတဲ့အစွမ်းတွေရှိသေးတယ်မှတ်လားမင်းကတယောက်ယောက်ကိုဘလို့ဒေါသထွက်အောင်လုပ်ရမလဲဆိုတာတကယ်သိတာပဲဟုတ်ပြီလေမင်းအဲ့လိုပြောမိတာကိုနောင်နှရသွားအောင်လို့ငါလုပ်ပေးမယ်ဟိဟိငါအဆင့်လေးကိုတုံးတော့မှမလို့ထွက်သွားကြတော့နေအောင်လေကျင်တို့မင်းအဆောင်ဝင်နဲ့တိုင်တာမဟုတ်ရင်အဆင့်လေးကိုတုံးဖို့ကနီးပြတွေရဲ့ခွင့်ပြုချက်ကိုလိုတယ်လေတေချာကြည့်ပြီးတော့ဒါမင်းဟာမင်းတင်ပြလိုက်တော့ဒီကောင်ကကရုံးကောင်ထက်ပို့တယ်ဟာမင်းတကယ်အဆင့်လေးကိုတုံးမလို့ပဲလားအကုန်လုံးထွက်သေးကြဒီလိုသားဆိုငါတို့လည်းအရှင်းခံရလိမ့်မယ်ဟာကိုရှိတက်ရဲ့အဖွဲ့ဝင်တွေမင်းတို့ထွက်ပြေးဖို့ဆိုရင်ဟိုဘက်ကိုတေးရမှာမဟုတ်ဘူးလားလို့မေးတော့ကိုရှိအဖွဲ့ဝင်တွေကလည်းဘာလဲအဲ့ဒါမင်းတို့ရဲ့နောက်ချန်တပ်ဘက်ကိုသွားတဲ့လမ်းလေလို့ပြန်ပြောပါတယ်ဒါကြောင့်ချင်းဆောင်ကမင်းတို့မသွားချင်ရင်ငါ့ကိုဒီမှာတိုက်လို့ရတယ်ဆိုကစိန်ခေါ်လိုက်တဲ့အတွက်ရှေ့ဓာတ်ထန်နောက်ဓာတ်ကိုပိုကြောက်ကြတဲ့ဝါတုတ်တို့ကိုရှိအဖွဲ့ဝင်တွေကချင်းဆောင်ပြောတဲ့အတိုင်းပဲသွားကြပါတယ်ထို့သောလူအလုံးကုံသွားမှကိုရှိကချင်းတို့ကသူ့စွမ်းအားတွေကိုစဖွင့်ရင်မင်းဘာတွေစဉ်းစားနေရလဲဆိုတာငါမသိဘူးဒါပေမဲ့အခုတော့နောက်ကျသွားပြီမင်းအသက်ရှင်ဖို့ဒါအကောင်းဆုံးကြိုးစားပါလို့ပြောလိုက်ပြီးယာဂယုမဆိုင်ထားသောဒေါသတိုက်ခိုက်ရေးအဆင့် A+++ ဒေါသကိုကိုစားပြုသောရင်ဝင့်များမှပောက်ကွဲထွက်လာပြီးအဆင့်4ယူတို့ချင်းစိတ်ဆွမ်းတန်ပြန်သည်ဒါကြောင့်ပဲအဲ့ဒါကလူတစ်ယောက်တစ်နှစ်အတွင်းရရှိထားတဲ့စွမ်းရည်ပမာဏရဲ့2ဆပူပေါက်ကွဲသည်အသုံးပြုသူ၏ခန်းစားချက်များထက်ချိုးတဲ့နေသောတိုင်ပတ်များကသုံးဆွဲသူ၏စွမ်းရည်ကိုမထိနိုင်ပါရင်နှွေးမွေ့သည့်ရုပ်ပိုင်းဆိုင်ရာစွမ်းအားတစ်ခုကဲ့သို့လှုပ်ဆောင်သည်အဆင့်၄ကိုအသုံးပြုနေစဉ်အတွင်းအသုံးပြုသူအားဒေါသစိတ်များကထိန်းချုပ်ပြီး၎င်း၏မှတ်ဉာဏ်များကိုဆုံးရှုံးသွားစေသည်ဟီ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 သူ့တိုက်ချက်အဆင့်ကတကယ်ပြောင်းသွားပြီဟ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 ီအာချီပဲငါထိန်းချုပ်ခံထားရတယ်ခန္ဓာအားလို့အသုံးပြုနိုင်တဲ့စွမ်းရည်ပဲစိတ်တူစရာပဲသူအပေါ်မှာတော့ကဒါဟိုတာသုံးခဲ့ရင်စိတ်ုံကတောက်ခံနိုင်မှာမဟုတ်ဘူးဆိုပြီးသွေးမိကသူ့ကောင်မလေးကိုစိတ်ပူသွားပါတယ်ဟီ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 ဂန်ဂျင်နိုကသူ့ရဲ့တိုင်ဘက်ကိုအကြမ်းဖက်ပြီးလွှမ်းမိုးရတာကိုကြိုက်တဲ့လူမျိုးပဲသူဘာတတိမှမရှိပဲဒီလိုမျိုးတိုက်ခိုက်ချင်မှာမဟုတ်ဘူးဒါပေမဲ့လည်းနောက်ဆုံးတော့ဒီအချိန်မှာသူကငါ့ရဲ့စွမ်းအားကိုအကဲဖြတ်ပေးနိုင်တဲ့ထိုက်တန်တဲ့တိုင်ဘက်ပဲဟီဟီဟီငါနဲ့ကစားနိုင်မဲ့တိုင်ဘက်ကိုရှာတွေ့ပြီပဲတူကစားကြရအောင်တန်ပြေးသွားကြတဲ့ကိုရှိဖွဲဘက်ကိုလိုက်ရထားပြီးတော့ဝါတုတ်တို့တွေကဂျင်းတို့ကအဆင့်လေးကိုတုံးပြီးပြဿနာမဖြစ်ခင်ဒါကိုညင်ညက်အဆုံးသတ်လိုက်ကြတာပေါ့ကွာဒါပေမဲ့အခုအချိန်တွေကမထူးဆန်းနှမှုလားငါတို့ဒီကိုလာတဲ့တလန်လုံးဘာလို့ခံတဲ့တခုလေးကိုတော့မတွေ့ရတာလဲသူတို့ရဲ့ဒီဟာကစိုးလွန်းတာဖြစ်နိုင်ပေမဲ့အခုဒါကတော့တော်တော်စိုးလွန်းသွားပြီဒါတော့ငါလည်းမသိဘူးဆိုကဝါတုတ်တို့တွေလေပေါ်နေကြပြီးဝါတုတ်ကရှေ့မှာလူတယောက်ကိုတွေးလိုက်ရတဲ့အတွက်အံ့ဩသွားပါတယ်ထို့သူကတော့စီနီယာဆောင်းဟုတ်ပဲဖြစ်ပြီးဆောင်းဟုတ်ကရှေ့တန်းထက်စီခံရတယ်ဆိုတဲ့တင်ပြချက်လည်းငါမရသေးဘူးဒါပေမဲ့ထင်ထားသလိုပဲကိုရှိကလှုပ်ဝက်လန်းလှုပ်ထားတာဖြစ်မယ်လို့ပြောလိုက်တဲ့အခါဝါတုတ်တို့ဖွဲ့တဲ့ကသူတူကအန်ဆောင်းဟုတ်လားသူတို့မှရှိတဲ့အတမာဆုံးလူကိုမှနောက်ဆုံးနေရာကိုချထားတာလားရာသားကြီးမင်းရဲ့စိတ်ဆွမ်းအားသုံးပြီးတော့ပတ်ဝန်းကျင်ကိုစစ်ကြည့်အောင်ခြုံကိုတိုက်ခိုက်မဲ့လူတွေရှိမယ်ထင်တယ်ဆိုကအထိတ်တလန့်ပြောလိုက်ပါတယ်ဒါကိုကြားတဲ့ဆောင်းဟုတ်ကဒီမှာငါတယောက်တည်းပဲရှိတာခြုံကိုတိုက်ခိုက်မဲ့လူမရှိဘူးလို့ခက်တဲ့ပြောလိုက်ပေမဲ့ထို့သူကမင်းပြောတာကိုငါတို့ကယုံမဲ့ထင်နေလားဆိုကလန့်ကိုပြောတဲ့အတွက်ဆောင်းကငါ့ကိုယုံတာမယုံတာကမင်းတို့ပဲရွေးချယ်ရမှာပါဒါပေမဲ့ငါမင်းကိုစောင့်နေတာယူတန်းဟုထိုစကားကြောင့်ကိုရှိရဲ့အဖွဲ့ဘက်မှာလဲယူတန်းဟုတကယ်ပဲအနီးနားမှာဘယ်သူမှမရှိဘူးလားငါဘလောက်ပဲအာရုံခံစွမ်းအားသုံးငါတခြားဘယ်သူကိုမှခြေရမခံမိဘူးဒါဆိုပြဿနာမရှိပါဘူးအန်ဆောင်းဟူကငါ့ကိုမနိုင်နိုင်ဘူးဆိုတော့လေလို့ပြောနေတော့ဆောင်းဟူကငါမင်းကိုတေချာပေါက်ဖမ်းမယ်မင်းတခြားလူတွေကိုအနာယူနိုင်ပေမဲ့ငါ့ကိုတော့အနာယူနိုင်မှာမဟုတ်ဘူးဆိုတော့ဒါကပြဿနာမရှိဘူးတကယ်ဆိုရင်ဒီနေရာမှာမင်းအစားတညောင်နဲ့ကောင်ကိုစောက်ဖို့နေရာချထားရင်ပိုကောင်းမှာဆိုပြီးပြောလိုက်တော့စောင်းကအံ့ဩသွားပြီးတညောင်ဟုတ်လားငါသိပြီအဲ့တော့အစီအစဉ်ကိုမင်းပဲဆွဲခဲ့တာပေါ့ဆိုကသူ့ရဲ့တပည့်ကျော်ချင်းဆောင်ကိုတတိယပြီးပြုံးနေပါတယ်
နောက်ကဘာမှမသိတဲ့ဝါတော့ကတော့ဘာပဲဖြစ်ဖြစ်ငါမင်းကိုနှိမ်နှင်းနိုင်ငါတို့နိုင်ပြီပဲလို့ကျိန်းဝါနေပြီဝိတ်တက်နေတာငါတယောက်တည်းမဟုတ်ဘူးဝိတ်တက်နေတာငါတယောက်တည်းမဟုတ်ဘူးစိတ်ဆွမ်းအဆင့်ပြီးတိုက်ခိုက်ရေးစီတင်နဲ့တင့်ပြိုင်ဘက်ဝိတ်ကိုညှင့်တင်သည်တင့်ပြိုင်ဘက်ဝစ်စင်ထားသောပစ္စည်းတွေရဲ့ဝိတ်လည်းညှင့်တက်လာသည်ညှင့်တက်နိုင်သောအများဆုံးပမာဏအစ20ဟမ်အဲ့နေ့ကမင်းငါ့ကိုအနိုင်ယူလိုက်နိုင်တယ်ဒါကြောင့်ဘာကငါ့ကိုရှုံးနေစေလဲဆိုတာကိုငါတစ်ချိန်လုံးစဉ်းစားနေခဲ့တာငါလေ့ကျင့်ရေးကြောင့်ပင်ပန်းသွားခဲ့တာလားငါရဲ့ပြိုင်ဘက်ကိုပဲမရှင်းနိုင်တာလားမဟုတ်ဘူးဒါတွေအကုန်လုံးကစင်ကျင်တွေပဲအဲ့ဒါကငါမင်းကိုအနိုင်ယူဖို့လုံလုံလောက်မတတ်မှခဲ့လို့ပဲဟမ်ငါညီကြီးကနေအမခံလိုက်ရတာလားဒါကမဖြစ်နိုင်ဘူးလေထို့နောက်အယူနှစ်ကောင်ဘက်ကိုတင်ပြထားပြီးတော့ငါထိန်းထားခြင်းတယ်ဒါပေမဲ့ငါမလုံနိုင်ဘူးငါသိတာပဲငါမလုံနိုင်ဘူးငါပြန်ထိန်းလိုက်ရင်မင်းကိုတတ်နိုင်မှာမဟုတ်ဘူးထို့သောမိုက်ရဲဆက်ဆက်ရှောက်တင်နေတာကိုဂျင်းဆောင်ကထိုင်ကြည့်နေပြီးပြုံးလိုက်ပါဦးငါမင်းကိုမတတ်ပဲဘာလုပ်လို့ရမှာလဲမင်းအောင်ပြီးသွားပြီလားတင်းစရာပဲမင်းဘယ်သွားမလို့လဲမင်းအားလို့ဆက်ပြောအောင်မှာပေါ့ဆက်မပြောတော့ဘူးလားမင်းစောစောတုန်းကလို့တော့မင်းရဲ့ပန်းရောင်အမွှေးတွေကိုမသုံးနိုင်တော့ဘူးလားဒါဆိုလေအဆုံးတက်လိုက်ရအောင်နောက်ဆုံးတော့မင်းရဲ့စိတ်သွားကိုငါရှင်းပြလိုက်ပြီမင်းနာစိတ်လှုပ်ရှားနေငါအဲ့ဒါကိုရှင်းပြနိုင်မှာမဟုတ်ဘူးမင်းမှာတိုက်ခိုက်ဖို့ဆန္ဒတာရှိနေအောင်မယ်ဆိုမင်းသိသွားနိုင်တယ်ဟမ်ငါတရားတွေအကုန်လုံးကဘာတွေလဲဘာလို့ငါစိတ်သွားကပိတ်သွားရတာလဲထို့သောဖြစ်သွားတဲ့ဂျင်းတို့ရဲ့အထစ်ကိုမြင်တဲ့ဂျင်းဆောင်ကမင်းကအဆင့်လေးကိုသုံးလိုက်ရင်မှတ်ညံကပျောက်သွားတာလားငါမနာလိုလိုက်တာကွာငါဆိုငါရဲ့ချီအသိကိုအငြင်းမှတ်မိနေတာမင်းအရင်တုန်းကစီနီယာအဆောင်ဟိုကိုအနိုင်ယူခဲ့တယ်လို့ကြားတယ်အဲ့တော့ငါမင်းနဲ့တိုက်ခိုက်ဖို့ညှော်လင်းစောင့်စားနေခဲ့ရတာဒါပေမဲ့အခုတော့ငါစိတ်ပြတ်သွားပြီခံချင်လို့ငါ့ကိုအဲ့ကတုံးကောင်နဲ့နှိုင်းရဲတယ်ပေါ့ဘာလဲဘာလို့ဒီလိုတုံ့လုံနေရတာလဲအဲ့ဒါလားမင်းဘာဖြစ်ခဲ့လဲဆိုတာမမှတ်မိဘူးဆိုပေမဲ့တဘာဝအရာတော့သိနေတာထင်ပါတယ်ငါလှုပ်เสียရှိတာလှုပ်ဝီပြီးဆိုတော့မင်းလည်းမင်းလှုပ်เสียရှိတာကိုတွားလို့တော့ခံချင်လို့မင်းဒီမှာအဆုံးမတတ်ခဲ့ရတာကိုနောင်နာရစေရမယ်အဆင့် F လူသက်သမားဆိုကပြေးသွားတဲ့ဂျင်းတို့ကိုဂျင်းဆောင်ကတင်းတုံးကြီးနဲ့ကြည့်နေပြီးဘသူသိမှလဲအဲ့လိုဖြစ်ချင်မှဖြစ်လာမှလေလို့ပြောပါတယ်စိတ်ထဲမှာလဲမင်းကိုအနာယူတာကတော့စီနီယာရဲ့ကိစ္စပဲဝါတုတ်တို့လဲကြနေတာကိုဂျင်းတို့ကမြင်ပြီးဘာလဲဘာလို့ဟီဟီကအဲ့လိုဖြစ်နေရလဲမင်းဘာလုပ်လိုက်တာလဲကတုံးကောင်မင်းမြင်တဲ့အတိုင်းပဲခံချင်လို့ငါယူတန်းကိုနဲ့တိုက်ခိုက်ပြီးတော့အနိုင်ရခဲ့တာဘာဟီဟီကိုမင်းကနိုင်တယ်ဟုတ်လားလုံးဝမဖြစ်နိုင်ဘူးမင်းဘာလှည့်ကွက်တွေတုံးလိုက်တာလဲပြောစမ်းငါမင်းနေရလေငါဘာမှမတုံးပါဘူးငါဒီနေ့ယူတန်းဟိုထက်ပို့ပြီးတော့တမ္မာနေုံပါပဲအဲ့ဒါအကုန်ပဲဘလူလို့ဒီလိုပုံစံမျိုးဟန်ဆောင်ပြီးကြွားဝါနေရတာလေဟီဟီအမားတကူလုံးလိုက်တာပဲဖြစ်မှာလို့ပြောရင်စောင်းဟိုကိုတေချာကြည့်လိုက်တဲ့အခါလက်မှာတွေးထွက်နေတာကိုမြင်တဲ့အတွက်ဘာပဲတည်တည်အခုမင်းရဲ့လက်တစ်ဖက်ကအမိုက်ဖြစ်နေပြီပဲမဟုတ်ဘူးလားအဲ့တော့မင်းငါ့ကိုဘလို့သားမှာလဲအဲ့တော့ဘာပဲဖြစ်ဖြစ်မင်းငါ့ကိုအနိုင်မယူနိုင်ပါဘူးဟုတ်လားဒီလိုအခြေအနေမှာမင်းကိုအနိုင်ယူဖို့နည်းနည်းတော့ခက်တယ်လို့စောင်းဟူကပြောရင်အင်ကြီးကိုချွတ်လိုက်တော့ထိုးရာကိုညင်သွားတဲ့ဂျင်းတို့ကအဲ့အိမ်အောက်ကဘာလဲဆိုကအထိတ်တလန့်နဲ့မေးလိုက်ပါတယ်အဲ့ဒါလားအဲ့ဒါကအသေးအလေးချိန်တွေပါတယ်လေးချိန်အိမ်တမျိုးပါပဲလို့ထပ်ပြောရင်ချွတ်နေပါတယ်ဂျင်းတို့ကတော့ဟာမင်းအဲ့လိုဟာမျိုးကိုချွတ်လိုက်ရုံနဲ့ဘာညာကွာချတော့မှမလို့လဲလို့ပြောနေတော့ဘာလို့ဒီအိမ်ကအတန်ကျေကြီးထွက်လာတာလဲမတင်နိုင်တာမင်းဒီအိမ်ကိုဝစ်ပြီးဟိဟိရဲ့စွမ်းအားကိုတောက်ခံခဲ့တာလားအခုငါတို့နှစ်ယောက်လုံးကထိခိုက်ထားတာပဲဆိုတော့ဒါကမျှတတဲ့အခြေအနေလို့ပြောနိုင်ပါတယ်မင်းလိုလူမျိုးကဘလို့လို့ဒီကောင်ဒီကောင်ငါ့ကိုစစ်စစ်နေတာပဲတေစန်းကတုံးကောင်
ဇက်တိုက်ပြီးချင်နေခဲ့တာလမ်းကြားထဲမှာတော့မင်းဘာဖြစ်လို့ဘယ်အရာကိုမှကိုယ်တိုင်မလုပ်ခဲ့လဲဆိုတာကိုလေဒါပေမဲ့အခုဒီတိုက်ချက်နေတဲ့ငါနားလေတယ်ငါလွန်ခဲ့တဲ့3နှစ်အတွင်းမှာတမလာအောင်လို့စူးစမ်းနေခဲ့တာဒါပေမဲ့မင်းကတော့အရင်3နှစ်ကအတိုင်းပဲဘာမှတိတ်ပြောင်းလဲမလာခဲ့ဘူးအလွယ်နားလေအောင်ပြောရမယ်ဆိုရင်တော့တိတ်တုံးက brother နဲ့သူမတို့ရဲ့တက်စီးသွားတဲ့ဆက်ဆံရေးလို့ပေါ့အချိန်တွေဒါကြာသွားလို့သူမကမို့ကိုနိုင်ပြီးတော့ပုံမလှပလာနိုင်ခဲ့ပေမဲ့ brother တို့ကတော့အသေးကွဲနှုံတွေကနေမလွတ်မြောက်နိုင်သေးဘူးလေအဲ့လိုတဘောမျိုးပဲပေါ့တရားဒီတော့ဆက်လန်းလေးကိုပြန်ဆက်လိုက်ကြရအောင်ဂျင်းတို့ကစောင်းဝရဲ့စကားတန်ကြောင်စိတ်တူသွားပြီးမင်းငါကြောက်နေလို့အိတ်ထဲဝင်မပါခဲ့တာလို့ပြောချင်နေတာလားကတုံးကောင်ကညံငါ့ကိုဒီလိုပြောရဲတယ်ပေါ့ဆိုကဒေါတာတွေရှယ်ထွက်နေပါတယ်အဲ့ဒါကမင်းစိတ်ဆွမ်းရဲ့လှုပ်ဝက်ချက်လားမင်းကိုမင်းတတိတအောင်လှုပ်လိုက်ပြီးတော့မင်းရဲ့ခွန်အားကိုညှင့်တင်ပြီးတဲ့တိုက်ခိုက်နေပဲအဲ့ဒါကအမှားတစ်ခုပဲကန်ချင်းတို့မင်းငါရဲ့တိုက်ခိုက်နည်းကိုလည်းတိထားတဲ့တယ်ပြိုင်ဘက်ရဲ့ခွန်အားကိုပဲအသုံးချတဲ့ဂျူဒိုနီလန်မင်းအတိတရားမရှိပဲငါစီကိုမင်းရဲ့ခွန်အားပေါ်ပဲမိခိုးပြီးလာရင်တော့မင်းကအလွယ်ကူဆုံးပြိုင်ဘက်ဖြစ်နေမှာပဲဒါငါအတွက်အနိုင်ပဲခံချင်းတို့ထိုးချိန်နောက်ကအကုန်ပြီးတောင်သွားပြီလားဒါကတင်းစရာကောင်းတဲ့ရလက်ပဲဆိုတဲ့စကားတန်ကိုစောင်းကကြားပြီးပုံမနီပဲထွက်လာခဲ့တော့ပတ်ကျင်ဆန်ဆိုပြီးလန့်ခေါ်လိုက်ပါတယ်ဒီတော့မှဂျင်းဆောင်ကရှက်ကိုရှက်ကန်နဲ့ထွက်လာပြီးဟိဟိစီနီယာလို့မပြောရဘူးကျွန်တော်ကိုဘယ်တော့ကလေးကတတိထားမိတော့ရလဲလို့ဆက်ကြီးကြီးနဲ့မေးတော့စောင်းကလည်းမင်းဒီကိုခံချင်းတို့နောက်ကနေလိုက်လာတာငါသိတယ်အဲ့တော့ပြောပါအောင်မင်းဖန်တီးထားတဲ့အစီအစဉ်ကနောက်ဆုံးမှဘာဖြစ်မှာလဲအဲ့ဒါကလားဟိဟိကိုရှိရဲ့ခလုတ်ကိုနှိပ်ကမှလေလို့ဂျင်းဆောင်ကပြောပါတယ်ထို့နောက်ဆောင်းဟိုကဒါပေမဲ့မင်းပုံစံကိုကြည့်ရတာငါအဲ့လိုမလုပ်ဘူးဆိုတာကိုမင်းသိပြီးသားနေမှာပါဟာထင်သားတယ်လို့ပါပဲလားလေ့ကျင့်ရေးစီးမြင့်တွေအရာယူတန်းဟိုကိုအနိုင်ယူပြီးတဲ့အခါမှာငါရဲ့ဘယ်ဘက်လက်ကြောင့်ငါနှိမ်နှင်းခံခဲ့ရတယ်ကန်ချင်းတို့သူ့လက်ကောက်ကအကောင်းအတိုင်းနဲ့ဒီရောက်လာတာဆိုရင်ငါသူ့ကိုဝင်ခွင့်ပေးရမှာဆိုပေမဲ့ကဲငါအခုပြန်ဆုတ်တော့မယ်အဲ့တော့မင်းမဲ့အဆုံးတက်လိုက်တော့တတ်တာပက်ကျင်စမ်းအမလေးဘယ်တက်နိုင်ပါမလဲYes sir ကျွန်တော်အငြင်းဆုံးအဆုံးသက်ပြီးပြန်လာခဲ့ပါမယ်ထို့နောက်စုံမီအဖွဲဘက်ကိုလိုက်ပြထားပြီးတော့ကိုရှိရန်ကနေအလူအလဲခုခံနေရတဲ့အတွက်ပင်မနေပေမဲ့ဂျင်းဆောင်အသေး training ဆေးမိထားတဲ့တပည့်ကျော်တွေဖြစ်တဲ့အတွက်ကြောင့်ဟီမင်းတို့အကုန်လဲမကြမချင်းငါတို့လည်းလဲကြမှာမဟုတ်ဘူးချီးပဲအချိန်မရှိတော့ဘူးဟာငါတို့ဒီစုံမီလိုကောင်တွေကိုနှိမ်နှင်းလိုက်ရင်တိုက်ဖို့ကအငယ်လေးတွေပဲကြံတော့မှာဒါကြောင့်အကုန်လုံးတိုက်ကြလို့ပြောနေတော့ဟာဆောနာကမင်းပြောလိုက်တဲ့အငယ်လေးပေါ်လာပါပြီဗျာခေါင်းဆောင်စုံမီအဖွဲ့မင်းတို့အခုထိတောက်ခံခဲ့တာပဲတကယ်ကောင်းကောင်းလုပ်ခဲ့ကြပါတယ်ဒီတော့အချိန်ကြီးကရောဘလို့ရှိလဲဆိုကသူ့တပည့်ကျော်တွေကိုမေးတော့တပည့်ကျော်တွေကတခင်မလေးကဆုတ်ခါသွားပြီဒါကြောင့်ငါတို့နည်းနည်းပြန်တွန်းခံနေရတယ်ဒါပေမဲ့အခုမင်းရောက်လာပြီပဲပြီးတော့ငါတို့နောက်ထပ်မိနစ်30လောက်ဆက်တောက်ခံနိုင်ရင်ငါတို့အနိုင်ရပြီလို့ပြန်ပြောပါတယ်ဒါကြောင့်ဂျင်းဆောင်ကရန်သူကိုရှိဘက်ကိုတစ်ချက်ကြည့်လိုက်ရင်မိနစ်30ဟမ်ငါတို့အဲ့ဒါကြီးကိုထက်ကျော်နိုင်မှာမလားလို့မင်းကွန်းထုတ်တော့တပည့်ကျော်တွေကဘာငါတို့ကအဲ့ဒါကိုထက်ကျော်ရမှာပေါ့ဟုတ်လားဒါပေမဲ့အဲ့ဒါကြီးကကြတော့ညားလုံးနဲ့လို့ညှိကြတဲ့အတွက်ဂျင်းဆောင်ကစီနီယာအန်ဆောင်ဟိုကငါတို့ကိုအဆုံးသတ်ခိုင်းလိုက်တာဆိုတော့လေလို့တယောက်တီတီနဲ့ပြောရင်စိတ်ထဲမှာတော့ငါတို့မှသာအချိန်အများကြီးကြံနေရင်တော့ဒါကဖြစ်နိုင်ပါတယ်ဒါပေမဲ့အခုကမိနစ်30ပဲကြံတော့တာငါလူသက်ချင်စိမ့်နဲ့ရှင်းပြမယ်ဆိုရင်တော့ငါတို့မလုံနိုင်ရင်ဘာမှတတ်နိုင်မှာမဟုတ်ဘူးအခုဘာကဖြစ်နိုင်မလဲဆိုတာကိုစဉ်းစားကြည့်လိုက်ရအောင်ငါထိန်းချုပ်နိုင်တဲ့အကာအကွယ်ကိုထင်ချက်ဖို့လိုတယ်အဲ့တော့ငါရဲ့ခြေထောက်တွေကိုတုံးပြီးပဲအချိန်နှင်းလိုက်ရမလားဒါမှမဟုတ်ငါရဲ့ဘယ်ဘက်လက်ကိုပဲတုံးပြီးငါရဲ့စွမ်းအားကိုညှင့်တင်လိုက်ရမလားမဟုတ်ဘူးငါအခုအလိုအဆုံကစစ်ပွဲအခြေအနေကိုဖတ်နိုင်တဲ့မျက်လုံးတွေပဲတပိုင်းတစားလူသက်မှုစိတ်စွမ်းအဆင့် A- တိုက်ခိုက်ရေး A+ တညှမှုနေရာညက်လုံးနှစ်ဖက်ပြိုင်ဘက်တယောက်အပေါ်အာရုံစိုက်ပြီး၎င်း၏မရှိမဖြစ်အချက်တွေနဲ့စိတ်စွမ်းအားတွေကိုစီစစ်နိုင်သည်ပြိုင်ဘက်အားအနာယူနိုင်နီလန်းကိုရှာဖွေနိုင်သည်ထို့သောအဲ့ဒါကအလွန်ခက်ခဲသောနည်းတွေနာသုံးနိုင်သည်ထိုချိန်ကိုရှိကလူတွေဘက်မှတော့ဟောင်းဘက်ကလူတွေမလှုပ်ရှားကြတော့ဘူးသူတို့နောက်ထပ်မိနစ်30ပဲဆက်တောက်ခံနိုင်ရင်သူတို့အနိုင်ရသွားမှာအဲ့တော့လုံမယ်ထင်လားငါတို့ဂျင်းလုံးနဲ့ဒုံးဟိုကိုမရှင်းနိုင်ဘူးအဲ့ဒါကငါတို့အရှုံးပဲငါတို့ရှုံးမှချင်းအတူတူငါတို့ထိခိုက်ဒဏ်ရာကနေဝေးရှောင်တဲ့တယ်ဟေးသူတို့တွေကတယောက်ဒီကိုပြေးလာနေတယ်ဘယ်ယူကအဲ့ဒါကိုတယောက်ထဲလုံနေရတာလဲဝါချီပဲသူကဘဒူလေသူ့ရဲ့မျက်လုံးတွေကမိုက်တယ်ထို့နောက်အခန်းတစ်ခန်းထဲကိုလိုက်ပြထားပြီးတော့အဲ့လူပေါ်ဘလို့ထင်လဲကျွန်တော်နိုင်မှသိကြပါတယ်ဂျင်းဆန်းသုံးတဲ့လက်နက်ကအခြေခံအားဖြင့်ဓာတ်လက်ပဲလေအဲ့တော့ကျွန်တော်ရှုံးစရာအကြောင်းမရှိပါဘူးငါရဲ့မိမလေးကိုမင်းရှိလွှဲပေးဖို့အနည်းဆုံးတော့အဲ့လောက်ယုံကြည်မှုရှိနေတာပေါ့မင်းကဓာလန်းချောင်းပေါ်ရောက်နေတယ်ဆိုရင်တော့ချို့တဲ့နေတော့မယ်ပြီးတော့တန်ချက်ကဝတ်တာကရည်စရာကောင်းတယ်ငါတို့ခင်မိသားစုရဲ့အထီအောင်ကျောင်းနဲ့ဆိုးကသူ့လိုလူနဲ့မထိုက်တန်တဲ့အရာမျိုးပဲ
စိတ်ကူစရာမလိုပါဘူးခေါင်းဆောင်ကိုရှိရဲ့တက်တာကအသိခံလိုက်ရပါပြီဟာဝုံအထူးလေ့ကျင့်ရေးအဖွဲ့အနိုင်ရရှိသွားပါတယ်ကျွန်တော် Miss ကင်ဆန်ရုံအတွက်တာဝန်ယူပါမယ်ကိုရှိကဟာဝုံရဲ့အတန်မာဆုံးចောင်းသားအန်ဆောင်ဟူကိုချောင်းတိုက်ခဲ့ပြီးကြီးမားတဲ့အမှတ်သားအဖြစ်ချစ်ကြည်ရေးကောင်းစဉ်တက်ခါပြန်လည်ထုတ်ဖောက်ဝင်ရောက်ရေးလေ့ကျင့်ခန်းကိုစတင်ခဲ့တယ်ဘဲဘက်လမ်းမှာတော့သူ့ရဲ့ကြီးမားတဲ့စိတ်ဆွမ်းအားနဲ့ထူးခြားတဲ့ညောက်စွာဆောင်ရွက်ခဲ့တဲ့ညောင်ကြီးရောင်တိုက်ပွဲလမ်းကြားမှာပရိယေကိုတက်တည်ပြပြီးမယုံနိုင်ပွဲရာခုခံမှုတွေနဲ့တရင်ကိုဥဆောင်နေခဲ့တဲ့ဂျူရဲရန်သူတက်ရင်ရဲ့ချီတိုင်းတိုက်ခိုက်မှုကိုသူတို့ရဲ့မပြည့်စုံသေးတဲ့စိတ်ဆွမ်းအားတွေနဲ့တားဆီးခဲ့ကြတဲ့မျက်မီတို့ပထမနှစ်တွေအထီရောင်ကျောင်းနှဆိုးရဲ့ဆွမ်းအားကိုတောက်ပစွာပြသခဲ့တဲ့ခင်ဆဲယွန်းအောင်မြင်စွာလက်စားချနိုင်ခဲ့ပြီးတောင်ကိုရီးယားရဲ့အကြောင်းတွေအကုန်လုံးမှာအတန်မာဆုံးသူဆိုတဲ့ဂုံပုတ်ကိုပြန်ရယူခဲ့တဲ့အန်ဆောင်ဟူစွမ်းအား3ဆတောင်ကွာခြားခဲ့ပေမဲ့တေချာပေါင်းအနိုင်ယူနိုင်ခဲ့တယ်လူတွေရဲ့စိတ်ဝင်စားမှုကိုလည်းရရှိခဲ့ကြတယ်တန်းညာစိတ်စွမ်းအဆင့်ဒီပလက်ပဲရှိတဲ့ဇုံမီဖွဲ့အဲ့လိုအောက်ဆုံးအဆင့်မှာရှိပြီးအညံ့ဆုံးလို့အခေါ်ခံခဲ့ရတဲ့လူတွေကလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တယ်ပြီးတော့စိတ်ဆွမ်းအားမှာအနှိမ့်ဆုံးအဆင့် F ပဲရှိတယ် F အဆင့်လူသက်သမားဆွမ်းအားနဲ့ပတ်ကျင်ဆန်အဆင့်အနှိမ့်ဆုံးပဲရှိတယ်ကျောင်းသားတယောက်အနေနဲ့တောင်အဆင့် B ရှိတယ်ကျောင်းသား100လောက်ဝန်းရံထားတာကိုသူ့ဖရသူကြော်ညှက်နိုင်ခဲ့တယ်သူ့အနိုင်ရမှုရဲ့အလံကိုကင်ဆောင်ထားတာကိုမြင်ရတာကသူတို့ရဲ့နှိမ့်ကျတဲ့အဆင့်တွေကြောင့်လောကကြီးကိုအရှုံးပေးခဲ့ကြတဲ့ကျောင်းသားတွေအပေါ်လွှမ်းမိုးနိုင်ခဲ့တယ်ဟာတက်ချက်ပတ်ကျင်ဆန်းကမှဟောင်းအထက်တန်းကျောင်းရဲ့ဂုံပဲဟာအောင်အထူးလေ့ကျင့်ရေးကျောင်းရဲ့တယောက်ယောက်တဲ့စုကိုဒီနေ့လက်ခံမဲ့သူကတော့တက်ချက်ပတ်ပါထိုးချင်းဂျင်းဆောင်စိတ်ထဲမှာတော့ကျောင်းဒီလိုလုံနေတာကတော်တော်ကိုတက်တာမရှိဘူးလို့တွေးနေပါတယ်ဒီလိုနဲ့ပဲကျောင်းသားတွေအပေါ်သူတို့ရဲ့အဆင့်ပေါ်မူတည်ပြီးခွဲခြားဆက်ဆံခဲ့တဲ့အကြောင်းကဒီအပေါ်ရန်အကြောင်းအရာတွေကိုတိတ်တဆိတ်အသုံးချခဲ့ပါတယ်ပြီးတော့ဟောင်းအထက်တန်းအကြောင်းမှာလည်းထိုကိစ္စနဲ့အတူခေရစီကျောင်းတစ်ခုပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့လေ့ကျင့်ရေးလုပ်သူများပြားလာခြင်းအဲ့ဒါကြောင့်များပြားလာခြင်းရဲ့အစဖြစ်တဲ့ HD Club ငါသိတာပဲဒါကချစ်စရာကောင်းတဲ့ပတ်ကျင်စမ်းကြောက်ပဲဒီလိုနဲ့ပဲအဖွဲ့ဝင်စုဆောင်တဲ့ပြိုင်ဘက်တွေတရှိန်ထိုးညံ့ပြလာတာကိုနေတွေ့ခဲ့ရပါတယ်ထို့နောက်ဂျင်းဆောင်နဲ့ဆဲယုံတို့စကားပြောနေကြတာကိုလိုက်ပြထားပြီးတော့ဂျင်းဆောင်ကငါငင်းချမ်းတိတ်ဆိတ်တဲ့ဘဝလေးကိုလိုချင်ခဲ့တာပါလို့ညှိနေတဲ့အတွက်ဆဲယုံကအခုငါရဲ့နာကျင်မှုကိုနားလည်ပြီလားဒီတော့အခုနေ့လိုမစ္စတာအဘူအတွက်လက်ဖို့ကြံတာကငါ့ကိုလက်ထပ်ဖို့ပဲလို့ပြောလိုက်တဲ့အတွက်ဂျင်းဆောင်ကစကားကဘလို့လို့အိတ်ကိုရောက်သွားရလဲဆိုပြီးအထိတ်တလန့်နဲ့ပြန်ပြီးတော့ဆဲယုံကဘာလဲငါနဲ့ကိုကောင်းကောင်းဆက်ဆံပါမယ်လို့ပြောပြီးပြီလေတရင်တွေကိုရှောင်ရင်အတူတူနေကြတာပေါ့လို့ယုံကြည်ချက်အသေးနဲ့ပြောလိုက်ပါတယ်ဒီစကားကြောင့်ချင်းဆောင်ကကောင်းကောင်းဆက်ဆံမှာဟုတ်လားစဉ်းစားရမှာပေါ့ငါအရိုက်မခံချင်ပါဘူးလို့ရွက်ပြောတဲ့အတွက်ဆဲယုံကတော့ပွားသွားပြီးဒါပေါ့နေမသိချင်းငါနင့်ကိုဒီအတိုင်းတက်ပြစ်လိုက်မှာလို့ပြောကချင်းဆောင်ကိုဆွဲထိုးကန်နေအဲ့ဒါစီနီယာပတ်ကျင်ဆန်းပဲဆိုတဲ့အတန်ကိုကြားလို့တစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့ဟုတ်လားဗမာလဲဝါဟုတ်တယ်ဟာအဆက်အလူသက်သမားပဲအထူအောင်ကြောက်နေဆိုလဲသူ့ဝေးမှာဟာဆိုကအာရဝမ်းသာလာနေကြပါတယ်ဒါကြောင့်ချင်းဆောင်ကငုံမမဲ့နဲ့ဆဲယုံကိုကြည့်ရင်မဖြစ်ဘူးငါ့ရဲ့လေ့ကျင့်ရေးအချိန်လေးတော့သွားပါပြီလို့ပြောပေမဲ့ဆဲယုံကတော့အမဲငါ့ယောက်ျားလေးကတော်တော်ကြော်ကြတာပဲဆိုကဂုံယူနေပါတယ်ထို့နောက်ချင်းဆောင်ကိုအနိုင်ကျင့်ခဲ့တဲ့ဆန်နီကောင်တို့ကချင်းဆောင်ကိုခေါ်တဲ့အတွက်ချင်းဆောင်ကမင်းတို့လည်း HD Club ကိုဝင်ဖို့စ조사ခဲ့ကြတာလားလို့မေးလိုက်ပါတယ်ဒီစကားကြောင့်ဆန်နီကောင်ကဟုတ်ပါတယ်လို့ပြောလိုက်ပေမဲ့ညနာကတော့တက်နေကြပြီးနောက်ကလေးလုံးကောင်ကငါတို့တော့ငါးပါးမဟုတ်ပါပြီလို့ညှိနေပါသေးတယ်။စန်နီကောင်ကပဲဆက်ပြီးငါကိုယုံကြည်မှုရှိခဲ့ပေမဲ့ငါဒုတိယအပတ်မရောက်ခင်အထိငါရဲ့ခွန်အားကိုဆက်မသုံးနိုင်ခဲ့ဘူး။အဲ့ဒါကိုတော့မင်းကတခါတည်းနဲ့ဝင်နိုင်ခဲ့တာလား။ဒါဆိုရင်မင်းက HD Club ကိုမဝင်ခင်ကတည်းကအများကြီးစူးစမ်းခဲ့တာလို့ဆိုလိုတာပဲ။ငါတို့အဲ့ဒါကိုတော့မသိခဲ့ဘူး။ငါတောင်းပန်ပါတယ်ဂျင်ဆန်မင်းကိုအနိုင်ကျင့်ခဲ့တဲ့အတွက်ခွင့်လွှတ်ပေးဖို့တောင်းခံတာကတဘောထားသေးသိမ့်မှန်ငါသိပါတယ်။ဒါပေမဲ့ငါတို့လည်းပြောင်းလဲခြင်းတယ်။ကျေးဇူးပြုပြီးငါတို့ကိုအခွင့်အရေးတစ်ခုပေးပါ။ငါတို့ဒီတစ်ခါကြာရှုံးခဲ့ပေမဲ့လည်းနောက်တစ်ခါပြန်စူးစမ်းအောင်ပါပါငါတို့မင်းကိုအနိုင်ကျင့်ခဲ့တယ်လို့မျိုးပဲဖြစ်ဖြစ်ငါတို့ကိုလှုပ်ချင်လို့လုပ်လို့ရပါတယ်ဒါကြောင့်ငါတို့ကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုသင်ပေးပါလို့တောင်းပန်နေပါတယ်ဒီစကားတွေကြောင့်ဂျင်းဆောင်ကငါနားလဲပြီလို့ပြောတဲ့အတွက်စနီကောင်တို့ကခေါင်းမောကြည့်လိုက်တဲ့အခါမှာတော့ဂျင်းဆောင်ကပီတိအပြုံးနဲ့အတူငါကိုယ်တိုင်မင်းတို့ကိုလေ့ကျင့်ပေးမယ်အတူတူစ조사ကြတာပေါ့လို့ပြောလိုက်တဲ့အခါစန်နီကောင်နဲ့ဂျူနီယာလေးတွေကစီနီယာဂျင်ဆန်ကပြုံးနေတယ်တဲ့လားငါတောင်းပန်ပါတယ်ဂျင်ဆန်စီနီယာဂျင်ဆန်ကယူးနေပြီပဲလို့အော်ဒီယိုရင်အလူးလေတီးသွားကြပါတယ်
ဒါကြောင့်ဂျင်ဆောင်ကဘာလို့လဲငါပြုံးတာကဘာဖြစ်သွားလို့လဲဆိုကလှည့်ကြီးနဲ့ကြောင်နေပါတယ်ဆဲယုံကတော့ထိုအထစ်ကိုကြည့်ရင်အားရပါရရီမောနေပြီးမှကြည့်ပါလားနေ့ဘေးမှာကြံခဲ့တာဆိုလို့ငါပဲရှိတာအရှုံးပေးပြီးငါယောက်ျားပဲလှုပ်လိုက်တော့လို့ရီမောကသူ့ကွင်ထဲပဲအတင်ဆွဲခေါ်သွင်းပြောတဲ့အတွက်ဂျင်ဆောင်ကတကယ်ပဲလို့ရှက်ကိုရှက်ကန်နဲ့ပြောနေတော့စီနီယာဂျင်ဆန်ဆိုတဲ့ကောင်းမလေးတယောက်ရဲ့အတန်ကြားလိုက်ရပါတယ်ဒါကြောင့်ဂျင်ဆောင်ကတယောက်ရှိနေသေးတာလားဘာလို့လဲလို့မေးပါတယ်ထိုကောင်းမလေးကတော့အဲ့ဒါကလေစီနီယာဆဲဟွန်းနဲ့စီနီယာကဘာတွေလဲမသိဘူးနှစ်ယောက်ကလေတွဲနေကြတာလားလို့တွတ်ဆုပ်နဲ့မေးတော့ဂျင်းဆောင်ကဟာဆဲဟွန်းကဒီတိုင်းငါ့ကိုစနေတာပါငါတို့ကတွဲနေတာမဟုတ်ပါဘူးဆိုပြီးကျွန်တော်လိုပဲအထမနဲ့ပဲပြောတတ်တဲ့အကျင့်လေးကြောင့်ဆဲဟွန်းကသူများရှိမှငြင်းခံလိုက်ရတယ်လို့မျိုးဖြစ်သွားပြီးထိတ်လန့်သွားပေမဲ့စောနာကကောင်းမလေးကတော့ဝမ်းသာသွားပြီးတကယ်လားမေးလိုက်လို့တော်သေးတာပေါ့လို့ပြောပါတယ်ထိုစကားကြောင့်ဆဲဟွန်းကတဘောပေါက်သွားပါတယ်ထို့နောက်ကောင်းမလေးကပဲဆက်ပြီးစီနီယာဂျင်ဆန်ဒါကရုပ်တရက်ကြီးမှန်းတော့သိပါတယ်ဒါပေမဲ့လေကျမနဲ့လို့သူ့ဆန္ဒကိုဖော်ပြနေတော့ဆိုတဲ့အတန်နဲ့အတူသူ့ယောက်ျားလောင်းလေးပါသွားတော့မှကိုစိုးရိမ်နေတဲ့ဆဲယွန်းကဂျင်ဆောင်ရဲ့နားကိုရုပ်တရက်ပိတ်လိုက်ပြီးမဖြစ်ဘူးငါတို့ဘယ်လိုလုပ်ကြမလဲဒီအရှုံးသမားကနည်းနည်းအလုံများနေလို့လေနောက်တစ်ခါမှသူ့ကိုပြောတာပိုကောင်းမှထင်တယ်လို့ဒါပြန်ပြောပါတယ်နားပိတ်ခံထားရတဲ့ဂျင်ဆောင်ကတော့အတော်လေးကိုခံစားနေရပါတယ်ထိုအထစ်ကြောင့်ကောင်းမလေးကငုံမဲဖြစ်သွားပြီးစီနီယာဆဲယွန်းကတော်တော်ဆိုးတာပဲစီနီယာနေ့တိုင်းစီနီယာဂျင်ဆောင်နဲ့တွေ့နေရတာကိုဒါပေမဲ့ကျမကတော့ဒီနေ့မှသူ့ကိုတွေ့ဖို့အတွက်တက်တိတွေစုပြီးတော့စောင့်နေခဲ့ရတာအနည်းဆုံးတော့ကျမသူ့ကိုသဘောကျနေတယ်ဆိုတာကိုပြောကြချင်တာပေါ့လို့ပြောလိုက်ပါတယ်ညီမလေးတနာပါတယ်တရားကျွန်တော်ပဲအနစ်နာခံပြီးသူနဲ့တွဲပြီးလိုက်ချင်တယ်ထို့သောကောင်းမလေးရဲ့ရင်သွေးစကားတွေကြောင့်ဆဲယွန်းကနားလေသဘောပေါက်သွားပြီးငါသိပြီးတောင်းပန်ပါတယ်ငါမှားသွားတယ်ဆိုကဂျင်ဆောင်ကိုလွတ်ပေးလိုက်ပါတယ်ထို့နောက်တခြားဆန့်ကျင်ဘက်ကိုတွားရင်မစ္စတာအပိုကြီးသူ့မှာနင့်ကိုပြောစရာရှိလို့တဲ့အဲ့တော့ငါရင်ဆုံးသွားလိုက်မယ်သူနဲ့စကားပြောလိုက်အောင်နောက်မှတွေ့မယ်နော်လို့ပြောရင်ထွက်သွားပါတယ်ဒါကြောင့်ဂျင်ဆောင်ကသူဘာဖြစ်သွားလဲဆိုကကြောင်နေတော့ကောင်းမလေးကစီနီယာဂျင်ဆန်လို့ခေါ်လိုက်ပါတယ်ဒါကြောင့်ဂျင်ဆောင်ကတောင်းပန်ပါတယ်ဒါနဲ့ဘာဖြစ်လို့လဲလို့မေးတော့ကောင်းမလေးကစီနီယာဘာလုပ်နေရလဲသူ့နောက်ကိုလိုက်မသွားတော့ဘူးလားညံ့လေးညံ့လို့ကောင်းမလေးကရုပ်တရက်အော်ပြောတဲ့အတွက်ဂျင်ဆောင်ကဟုတ်ကဲ့ပါလို့ပြောကဆဲယုံနောက်ကိုပြေးလိုက်ရင်သူငါ့ကိုဘာလုပ်စေချင်နေတာလဲဆဲယုံကငါ့ကိုနေခဲ့ဖို့ပြောပြီးတော့သူကကြာဆဲယုံနောက်ကိုလိုက်ဖို့ပြောနေတယ်ဆိုပြီးညင်းနေပါသေးတယ်ကြံနေခဲ့တဲ့ကောင်းမလေးကလည်းသူတို့ကတွဲနေတာမဟုတ်ဘူးလို့ပြောပေမဲ့သူထွက်သွားတာနဲ့စီနီယာရဲ့ပုံစံကအဲ့လိုဖြစ်သွားတော့ကျမကဘယ်လိုလုပ်ဖွင့်ပြောနိုင်တော့မှလဲစီနီယာဆဲယုံကလည်းတော်တော်ဆိုးတာပဲလို့ညီရင်ဂျင်ဆောင်ကိုတတိတရားနဲ့စွဲနေပါတယ်ဒီလိုပါပဲဗျာအပြင်ဘဝမှာလည်းကိုချစ်တဲ့ကောင်လေးတယောက်ရှင်ဖို့အတွက်ဆုံးလုပ်ပေးခဲ့ရတဲ့ကောင်းမလေးတွေလည်းအများကြီးရှိပါတယ်ထို့နောက်လေ့ကျင့်ရေးရုံးဘက်ကိုပြန်ကြထားပြီးတော့တတ်မှုအဲ့ဒါကလေတခင်မလေးကဘာလို့အဲ့လိုဖြစ်နေရလဲဆိုတာကိုပြောပြလို့မရဘူးလားငါတို့ထဲမှာငါကအဲ့ဒါကိုအသိချင်ဆုံးပါကွာငါသူ့နောက်ကိုလိုက်ပြီးဘာဖြစ်ခဲ့လဲဆိုတာကိုမေးခဲ့ပေမဲ့လည်းငါလည်းမသိတော့ပါဘူးကွာဖြစ်ခဲ့တာတွေကတော့အဲ့တော့နင်ဘာလို့ဒီလိုဖြစ်နေရတာလဲအဲ့ချစ်စရာကောင်းတဲ့ဂျူနီယာလေးနဲ့ပဲဘာလို့ချုံမိန်တဲ့စကားတွေကိုမပြောခဲ့တာလဲငါလည်းအဲ့ချစ်စရာကောင်းတဲ့ကောင်းမလေးနဲ့စကားမပြောနိုင်ခဲ့တာကိုဝမ်းနေမိပါတယ်ဘာချစ်စရာကောင်းတယ်ဟုတ်လားပြီးတော့ဝမ်းနေတယ်ဟုတ်လားနင်ဘာလို့အဲ့ချစ်စရာကောင်းတဲ့ကောင်းမလေးဖွင့်ပြောတာကိုနားမထောင်ခဲ့တာလဲဟာမဟုတ်တာအဲ့လိုအိမ်မက်ဆန်တဲ့အကြောင်းအရာမျိုးထင်နိုင်စရာအကြောင်းမရှိပါဘူးတက်စုဖို့မှုရဲ့အိမ်မက်ဆန်နဲ့ဟုတ်လားငါနေ့တိုင်းအဲ့လိုပြောနေခဲ့တာကိုနင်ဘာလို့ဂယူးမဆိုင်ရတာလဲငါကဆွဲဆောင်မှုလည်းရှိတယ်ဆက်စီလဲကြတယ်ချစ်စရာလည်းကောင်းသေးတယ်ပြီးတော့တမ်းမာတယ်လေအဲ့ဒါကမှနင့်ဘဝအတွက်အကောင်းဆုံးလက်သွဲဖို့ပဲလေမဟုတ်ဘူးလားဟဲ့အခုပုံစံအရနင်ငါ့ကိုတာမန်အတိုင်းစားနေတာဆိုရင်အဲ့လောက်ဒေါသထွက်မှာမဟုတ်ဘူးထင်တယ်ဒါဆိုငါသွားလေ့ကျင့်တော့မယ်နော်ဟီယာသူအဲ့လိုပုံစံဖြစ်ရအောင်ငါဘာလုပ်မိခဲ့လဲဆိုတာကိုလုံးဝစဉ်းစားမရဘူးဆိုပြီးဂျင်ဆောင်ကညှိနေတဲ့အတွက်သူ့ကိုဖွဲ့သားတွေကဒါအကုန်လုံးကမှားနေတာပဲဆိုကစိတ်ပြတ်သွားကြပါလေထိုချိန်မှာပဲဆန်းရုံရဲ့ဖုန်းထဲကိုစာဝင်လာတဲ့အတွက်တစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့ဘာလဲအဖိုးစီကစာပါလားသူဘာပြောမလို့လဲမသိဘူးတူလာနေပြီဆိုကဆန်းရုံကအထိတ်တလန့်ဖြစ်နေတဲ့အတွက်ဂျင်ဆောင်ကဘဒူလဲလို့မေးလိုက်ပါတယ်ထိုအခါဆန်းရုံကမစ္စတာဘူနင်းအိမ်မှာနင်းတယောက်တည်းနေတာမဟုတ်ဘူးလားငါခဏလောက်နင်းနဲ့လိုက်နေလို့ရမလားဆိုကအထိတ်တလန့်မေးတော့ဒါကိုကြားရတဲ့အတွက်ကျွန်တော်လိုပဲလူရိုးလေးဂျင်ဆောင်ကငါအိမ်ကကတင်းကတခုပဲရှိတာလေလို့ပြန်ပြောပါတယ်
ဒါကြောင့်ဆန်ယုံကဟာဒါဆိုနေငါ့ကိုကူညီနိုင်မလားမစ္စတာအပိုဘာလို့လဲမကြခင်လေးထူးဆန်းတဲ့လူတအူငါ့ကိုလာရှာလိုက်မယ်လို့ပြောနေကြတော့နောက်ကနေထူးဆန်းတဲ့လူဟုတ်လားရက်ဆက်လိုက်တာလို့ပြောရင်လူတအူကရောက်လာတဲ့အတွက်ဆန်ယုံကထိတ်လန့်သွားပါတယ်ထို့နောက်ဂျင်းဆောင်တော့ကိုဝင်ပုံးချင်းမဟုတ်ပါဘူးငါအဲ့လိုဆိုလိုတာမဟုတ်ပါဘူးလို့ပြောတော့ထိုလူကဝမ်းနေလိုက်တာမင်းကတခြားလူတယောက်နောက်ကိုဝင်ပုံးနေတာပေါ့ဟမ်မင်းကပက်ချင်စမ်းပဲငါက Miss ကင်ဆန်ယုံကိုလာခေါ်တာပါဒါပေမဲ့မင်းကိုပါတွေးလိုက်ရတာဆိုတော့ကံကောင်းတာပေါ့နော်လို့ပြောတဲ့အတွက်ဂျင်းဆောင်ကဟမ်ငါ့ကိုတိတာလားဆိုပြီးမေးပါတယ်ဒါကြောင့်ထိုသူကငါ့ကိုငါမင်းမဆက်ရသေးဘူးပဲငါက Bradit Salafa Pass ပါငါ့ကို Pass လို့ခေါ်လို့ရပါတယ်မင်းအကြောင်းကိုအထူအောင်ကြောက်ခိုင်းကနေအများကြီးကြားထားပါတယ်လို့ပြောလိုက်တဲ့အတွက်ဂျင်းဆောင်ကငါကဘာလို့စက်ရုံမိသားစုတွေကြားမှာပါလာရတာလဲဆိုပြီးပြန်မေးနေပါတယ်ဒီတော့ Pass ကပဲဆက်ပြီးအကြောင်းအရင်းကတော့လို့ပြောနေရင်းကငါတောင်းပန်ပါတယ်ငါဒါကိုပထမဆုံးတွေ့တဲ့အခါမှာမေးရတာရိုင်းပြမိတာပါပဲဒါပေမဲ့ကျေးဇူးပြုပြီးမင်းငါနဲ့တိုက်ခိုက်နိုင်မလားလို့မေးလိုက်ပါတယ်Pass ဆိုတဲ့လူကဒါပေမဲ့မင်းငါနဲ့တိုက်ခိုက်နိုင်မလားလို့မေးတော့ဂျင်းဆောင်ကဟမ်ငါလားဆိုကကြောက်နေပါတယ်ထိုအဖြစ်ကိုကြည့်နေကြတဲ့ဘေးကကျောင်းသားတချို့က Pass သူကPass လားအနောက်တိုင်းလူငယ်တိုင်ပွဲမှာအရင်တော့ကအနိုင်ရခဲ့တဲ့သူဟုတ်သားပဲသူဘာလို့ငါတို့ကျောင်းဝတ်စုံကိုဝတ်ထားရတာလဲဆိုကပြောနေကြပါတယ်ဒါကိုကြားတဲ့ဂျင်းဆောင်ရဲ့စိတ်ထဲမှာတော့သူဘယ်လိုလဲဆိုတာငါမသိပေမဲ့ကြည့်ရတဲ့လောက်တော့သူကတော်တော်ကြိုကြားတဲ့ပုံပဲဘာဖြစ်လို့ဆဲယုံကဒီလိုဖြစ်နေရတာလဲလို့တွေးကဆဲယုံသူကမင်းတငယ်ချင်းထိုင်နေလို့ပြောနေတော့ဆဲယုံကကြားဖြတ်ပြီးမဟုတ်ဘူးတငယ်ချင်းမဟုတ်ဘူးသူကငါမိသားစုကနေပို့လိုက်တဲ့လောက်ကျန်တဲ့သူလိုမျိုးပဲလို့ပြောတော့ဂျင်းဆောင်ကလောက်ကျန်သူဟုတ်လားလို့ပြန်မိပါတယ်ဒါကြောင့်ဆင်းယုံကစိတ်မပူပါနဲ့လို့ပြောနေတော့ပတ်ဆိုသူကအနားကလာတဲ့အတွက်ဂျင်းဆောင်ကစိတ်လျှော့ပါငါတို့တိုက်ခိုက်စရာအကြောင်းမရှိဘူးလို့ငါထင်ပါတယ်အဲ့တော့စကားရင်ပြောကြရအောင်လို့ပြောပေမဲ့ပတ်ကတော့မဟုတ်ဘူးဂျင်းဆန် Miss ကင်ဆန်ယုံကိုစောက်ချက်ဖို့ငါလာခဲ့တယ်ဆိုတာအမှန်ပဲဒါပေမဲ့အခုတော့ငါမင်းနဲ့ပဲတိုက်ခိုက်ချင်တယ်လို့ပြန်ပြောပါတယ်ဒါကြောင့်လူအများစုကစွတ်ယုံနေကြပြီးဒါကိုညင်းနဲ့စောင်းဟိုကပါလာရောက်ကြည့်ရှုပါတယ်ထိုအခါပတ်ကစောင်းဟိုကိုတွေ့ပြီးသူ့ကိုယ်သူမိတ်ဆက်ခါလက်ဆွဲနှုတ်ဆက်လိုက်ပေမဲ့စောင်းဟိုကတော့သူဘယ်သူလဲဆိုတာကိုသိနေပါတယ်ဒါကြောင့်စောင်းဟိုကပဲဆက်ပြီးအဲ့တော့မင်းဘာလို့ခြင်းလို့လဲကြည့်ရတာမင်းကငါတို့ HD အဖွဲ့ရဲ့ဂျားကာလာခေါင်းဆောင်ကိုပြောစရာတစ်ခုခုရှိနေတဲ့ပုံပဲလို့ပြောတဲ့အခါဂျင်းဆောင်ကတော့ကျွန်တော်ကဂျားကာလာခေါင်းဆောင်လားဆိုကအံ့ဩနေပါတယ်Pass ကတော့သူ့ငကူပြောတဲ့အတိုင်းပဲဂျင်းဆောင်နဲ့တိုက်ခိုက်ခြင်းကြောင့်ပြောနေတဲ့အတွက်စောင်းဟိုကကျောင်းဝင်းအတွင်းမှာစိတ်ဆွမ်းသုံးဖို့ဆိုတာမဖြစ်နိုင်ဘူးမင်းအထက်လူကြီးစီကခွင့်ပြုချက်ရဖို့လိုတယ်လို့ပြန်ပြောပါတယ် Pass ကတော့ဒီမှာအန်ဆောင်ဟိုလို့ခေါ်တဲ့အထက်လူကြီးမကောင်းဆိုးကတကောင်လုံးရှိနေတာပဲလေဗျာဆိုကညှောက်တလူလုံးနဲ့ပြောလိုက်တော့စောင်းဟိုကနည်းနည်းတွေးတော့လိုက်ပြီးမှဒါဆိုလဲလောက်ကြတာပေါ့ဆိုကဂျင်းဆောင်လက်ကိုဆွဲလိုက်ပါတယ် Pass ရဲ့လက်ကိုလည်းထပ်မံဆွဲလိုက်ပါတယ်ထို့နောက်ကဲဒါဆိုလက်တစ်ဖက်လဲတိုင်းပြန်ကြကွာလို့ပြောလိုက်ပါတယ်ဒါကြောင့် Pass ကဟာငါအဲ့ဒါကိုမတွေးမိခဲ့ဘူးမင်းရဲ့ဟာတာညံကတကယ်ကိုပဲကွာလို့မကျင်တတ်ပေမဲ့လည်းလက်ခံလိုက်ရပါတယ်ထို့နောက်စောင်းဟိုကဂျင်းဆောင်ကိုကြည့်ရင်ဒါဆိုမင်းတို့နှစ်ယောက်လုံးတဘောတူတယ်လို့ငါယူဆလိုက်မယ်ဆိုပြီးပြောတဲ့အတွက်ဂျင်းဆောင်ကအံ့ဩသွားပေမဲ့စောင်းဟိုကတော့မင်းအနိုင်ရဖို့လိုတယ်နော်ပတ်ကျင်ဆန်ဒါက HD ကလပ်ရဲ့နာမည်ကိုရင်းထားရတာဆိုတော့ဂျင်းဆောင်ကဒီပြိုင်ပွဲလောင်းကြီးကအဲ့လောက်တောင်ရှိတာလားလို့ညှိနေတော့နေရဆွဲတာခံလိုက်ရပါတယ်ဆွဲလိုက်တဲ့လူကတော့စံယုံပဲဖြစ်ပြီးတော့အနာယူခဲ့လို့အလေးအနက်နဲ့ပြောလိုက်ပါတယ်ဒါကြောင့်ဂျင်းဆောင်ကစိတ်ညစ်သွားပေမဲ့ Pass ကတော့တိုက်ခိုက်ဖို့အာတန်နေပါတယ်နောက်ပြီး Pass ကဆဲယုံကိုတစ်ချက်ခေါ်လိုက်တဲ့အတွက်ဆဲယုံကလန့်သွားကပြန်ကြည့်ပါတယ်ထိုအခါ Pass ကမင်းအတွက်ငါတေချာအနိုင်ယူခဲ့မယ်ငါ့ကိုတေချာကြည့်ထားနော်လို့ညှို့တဲ့အသီးနဲ့ပြောလိုက်ပါတယ်တိုးတော်လဲ one page ထဲကမိုတာဟန်ကုတ်လိုမျိုးပဲဂျင်းဆောင်ကလွှဲရင်ဘသူ့ကိုမှချောတယ်မထင်တဲ့စိန်ုံကမိုးချိုးအစင်း20အပြည့်ခံလိုက်ရတယ်လို့ထိတ်လန့်သွားပါတယ်ထို့နောက်စီနီယာဆောင်းဟူကပြန်ပွဲစားဖို့အမိတ်ပေးရင်းကနေစီကန်းတွေဘာတွေကိုတစ်ချက်လောက်ပြောနေပြီးတဲ့နောက် Pass က brother လို့လူမျိုးပဲကိုမကြိုက်မှန်းသိပေမဲ့လေသူမစီကအမှတ်ကိုလိုချင်တဲ့အတွက်ကြောင့်ငါ Miss ကင်ဆန်ရုံးရှိမှငါရဲ့အရေးချင်းတွေကိုပြလိုက်မယ်လို့ကြွေးကြော်နေပါတယ်ဂျင်းဆောင်ကတော့တက်ပြင်းတာချနေပါတယ်ထို့နောက်ဆောင်းဟူကစခိုင်းလိုက်တဲ့အခါ Pass ကအခုပဲဆိုကထို့သောပြင်းထန်တဲ့ရိုက်ချက်ကြောင့်ဂျင်းဆောင်ကရိုင်သွားပြီးသူကညံပြီးထက်တယ်ဟာလို့တွေးနေပါတယ် Pass ကတော့ဂျင်းဆန်ကြီးမြတ်တဲ့အရေးချင်းရှိတယ်ဆိုတာမင်းယုံလားလို့မေးပါတယ်ဂျင်းဆောင်ကတော့လက်နာလို့ညီးရင်းကနေမကြားလိုက်တဲ့အတွက်ပြန်ပေးရပါတယ်ဒါကြောင့် Pass ကဒီကမ္ဘာပေါ်မှာအရေးချင်းတွေရှိတယ်အဲ့ဒါကဒီလိုဂိမ်းမျိုးလေးထဲမှာတော့ညင်းနိုင်တယ်လို့ပြောတဲ့အတွက်ဂျင်းဆောင်ကမပြောနဲ့တော့တက်ချက် Pass မင်းလည်းစိတ်ဝိညာဉ်တွေမှာအဆင့်ရှိတယ်လို့ထင်နေတာလားဆိုပြီးပြန်ပေးရပါတယ်
တ်ကပဲဆက်ပြီးအားနေတဲ့စိတ်ဆွမ်းရှိတဲ့သူကတော့တေချာပေါက်အားနေတယ်လို့ငါမထင်ပါဘူးဒါပေမဲ့လည်းအထက်တန်းစားတွေမှာတော့သူ့အစင်းနဲ့သူရှိတာတော့အမှန်ပဲလို့ပြောကထို့သောဖတ်ရဲ့ပြောစကားတွေကြောင့်ဂျင်ဆောင်စိတ်ထဲမှာဝေဖန်ချက်ကိုနားထောင်ကြည့်ရတဲ့လောက်တော့ငါရှုံးလို့မရဘူးလို့တွေးကထိုချိန်ဂျင်ဆောင်ကိုနှိမ်ပြောဖို့စ조사နေတဲ့ဖတ်ကရုတ်တရက်ဆွမ်းအားပြောင်းသွားတဲ့ဂျင်ဆောင်ကြောင့်တစ်ချက်ကြောင်သွားရာကနေတမလုံးနဲ့ဟာမင်းအဲ့ဒါကနေလဲမကြသွားဘူးပေါ့မထင်နိုင်တာဒီစိုးသွမ်းတဲ့စွမ်းရည်ကမင်းစီကလားဖတ်မင်းအခုမင်းရဲ့ခြေထောက်တွေကိုမလှုပ်ရှားဘူးဆိုရင်မင်းရဲ့လက်တွေအထက်စီခံရလိမ့်မယ်ထိုချိန်မှာပဲရက်တော့ဆိုကစောင်းဟိုကဝင်သားလိုက်မှပဲနှစ်ယောက်လုံးကရက်သွားကြပါတယ်စောင်းဟိုကပဲဆက်ပြီးမင်းတို့နှစ်ယောက်လုံးဒီထက်ပိုလင်းနဲ့လာရင်ပြဿနာဖြစ်လိမ့်မယ်လို့ပြောပေမဲ့ဖတ်ကဂျင်ဆန်ရက်ဆက်တဲ့စွမ်းအင်ကမင်းရဲ့စိတ်စွမ်းအားလားဆိုပြီးဂျင်ဆောင်ကိုမေးလိုက်ပြန်ပါတယ်တိုးတော်လဲဂျင်ဆောင်ကတော့စိုက်တာကြည့်နေပြီးမှမင်းတခြားဟာနဲ့အနိုင်အရှုံးကိုဆုံးဖြတ်ချင်လို့လားဆိုပြီးပြန်မေးပေမဲ့ဖတ်ကတော့သူသိချင်တဲ့စိတ်စွမ်းအားအကြောင်းကိုပဲဆက်မေးနေပြီးငါထင်ထားတဲ့အတိုင်းသာဖြစ်နေမယ်ဆိုရင်အဲ့ဒါကငါမစုံယူခြင်းနဲ့စိတ်ဆွာပဲလို့ညီရင်ကဒီမှာပဲထားလိုက်ကြရအောင်ဆိုကထွက်သွားဖို့လုပ်ပါတယ်ကြံခဲ့တဲ့ဂျင်ဆောင်ကတော့နင်းတဲ့အတိုင်းပဲဟဲ့ထို့တော့ဖတ်ထွက်သွားနေတော့စောင်းကတစ်ချက်တည်းခေါ်လိုက်ပြီးမင်းကိုရီးယားမှာလေ့ကျင့်ဖို့ကောနေရာရှိလားလို့မေးပါတယ်ဒါကြောင့်ဖတ်ကမရှိဘူးဒါပေမဲ့မင်းကမင်း HD ကလပ်ကိုဝင်ဖို့ငါ့ကိုအကြံပေးချင်တာလားလို့ပြန်ပြီးတော့တဘောကောင်းလွန်းလာတဲ့ဆောင်းဟူကအဲ့ဒီကိစ္စကိုငါဂရုမစိုက်ပါဘူးတကယ်လို့မင်းလေ့ကျင့်ဖို့နေရာမရှိဘူးဆိုရင်မင်းဒီ HD ကလပ်ထဲကပစ္စည်းတွေကိုယူသုံးလို့ရတယ်မင်းသုံးချင်တဲ့အချိန်ယူသုံးပါလို့ပြောလိုက်ပါတယ်ဖတ်ကတော့အကြံအတွက်ကျေးဇူးပါဒါပေမဲ့အဲ့ဒါကကြောင်းတောင်းနိုင်တယ်မင်းကငါ့ကိုကြွတ်သားခိုင်မအောင်လေ့ကျင့်တဲ့လူလိုနေနေတာလားလို့ပြန်မေးတယ်ပါတယ်ဒါကြောင့်ဆောင်းဟိုကတစ်ဖက်ကိုပြန်လှည့်လိုက်ပြီး Brother Sulfur Pass လူလူအငြိမ်အရဆိုရင်မင်းကသူတို့ရဲ့ထိတ်ဆုံးကိုရောက်ရှိသွားတဲ့ကောင်းတဲ့စိတ်ဆွမ်းအားကိုကောင်းတဲ့တိုက်ခိုက်ရရောရှိတဲ့ဉာဏ်ကြီးရှင်တစ်ယောက်ပဲအဲ့တော့မင်းအတွက်ကြက်သားလေ့ကျင့်ဖို့ကမလိုပါဘူးဒါပေမဲ့မင်းကညံကြီးရှင်ဖြစ်နေမယ်ဆိုရင်တော့စူးစမ်းဖို့လူတွေရဲ့လေဘယ်သူပဲဖြစ်ဖြစ်ငါကလူတွေစူးစမ်းနေရတာကိုညင်ရင်သဘောကျတယ်လို့ပြောတော့ဖတ်ကမင်းကငါထင်ထားရတဲ့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာပဲအဆောင်ဟုအခုငါကိုရီးယားကိုလာလိုက်တာကောင်းတဲ့အကြံလို့ငါထင်တယ်လို့ပြောရင်ထွက်သွားပါတယ်ထို့နောက်ကျောင်းသက်ချိန်ကိုပြန်ရောက်လာပြီးဖြစ်ပြီးတော့ဖတ်ကဆန်ယုံဘေးကတ်ခါတော်ကီဖုတ်နေပါတယ်ထိုချိန်ဂျင်ဆောင်ကဝင်လာတဲ့အတွက်ဆန်ယုံကတယော့သွားပြီးဟာအိုးမဟုတ်ဘူးဖတ်စီသူထိုင်ဖို့နေရာလို့ဖယ်ပေးပါဦးဟေးဒီကိုလာခဲ့လေမစ္စတာအပိုဆိုကလှန့်ခေါ်လိုက်ပါတယ်ဂျင်ဆောင်ကတော့ရပါတယ်ငါလေ့ကျင့်ခန်းသွားလို့မလို့ဆိုပြီးအကြောင်းတရားနေတော့မစ္စတာအပူထို့တော့တောင်းလဲသွားတဲ့ဆန်းယုံကြောင့်အထာမှန်တဲ့ပေမဲ့ဆန်းယုံရဲ့ဒေါသကိုတော့သိနေတဲ့အတွက်ချက်ချင်းဆိုတလို့ရောက်လာပြီးတက်ချက်ပတ်ဖယ်ပေးပါဦးအဲ့ဒါငါနေရာမလို့ပါလို့ပြောပါတယ်ဖတ်ကတော့ဂျင်ဆန်မင်းမဲပြောပြီးတော့လေ့ကျင့်ခန်းသွားလို့မလို့ဆိုမဟုတ်ဘူးလားလို့ပြန်ပြီးပြန်ပါတယ်ဒါကြောင့်ဂျင်ဆောင်ကအဲ့ဒါကဒါနဲ့မဆိုင်ဘူးလေလို့ပြန်ချေပနေပေမဲ့စိတ်ထဲမှာတော့လေ့ကျင့်ခန်းတာသွားလို့ချင်နေပါတယ်ထို့တော့ဖြစ်နေတော့လဲငရေဖတ်ကတော့ဆန်းယုံကိုကြည့်ရင်ဘလို့ကြည့်တော့ငါနားမလည်ဘူးမစ္စကီဆန်းယုံလို့တမင်ရစ်နေတဲ့အတွက်ဆန်းယုံကကပ်ဖာရက်ဖာလုံနေတာကိုရက်ပြီးဖဲ့ပါတော့ငါနေ့ကိုမရက်ခင်လေလို့ထောက်ပါတယ်တို့တော့ထိုချိန်မှာပဲတက်ရင်နဲ့တက်စု30တက်ချက်ကင်ဆဲယုံဆရာဝန်ရုံးခန်းကိုတွားလိုက်ပါဦးဆိုတဲ့ကြီးညာချက်ကိုကြားလိုက်ရတဲ့အတွက်ဆဲယုံကအရန်ပြော်သွားပြီးမှုရတဲ့မျက်နှာဖြစ်သွားပါတယ်ဒါကြောင့်ချက်ချင်းဆိုသလိုဆရာဝန်ကငါ့ကိုစင့်ခေါ်နေပြီဆိုတော့တွားတော့မယ်နော်ဆိုကပြေးထွက်သွားပါတယ်ထို့သောဆဲယုံမရှိတော့တာကြောင့်ဂျင်ဆောင်ကလေ့ကျင့်ခန်းသွားလို့ဖို့လုပ်ပေမဲ့ငရေဖတ်ကလှမ်းခေါ်လိုက်ပြီးစကားပြောဖို့ခွင့်တောင်းပြန်ပါတယ်ဒါကြောင့်ဂျင်ဆောင်ကကြည့်ရတာငါလေ့ကျင့်ခန်းလုပ်မဲ့အကြောင်းမင်းပြကတော့မယ်ထင်တယ်လို့ညည်းနေပါတယ်ထို့နောက်ဆဲယုံဘက်ကိုပြန်ညထားပြီးတော့ဆီယမအခန်းကိုရောက်သွားတဲ့ဆဲယုံကဝင်ခွင့်တောင်းနေပါတယ်ဆီယမကလည်းတယောက်ချွေနေပဲနေ့လည်စာစားချိန်အတွင်းငါခေါ်လိုက်မိတာအားနာပါတယ်ငါတို့အချုပ်ပွဲတချို့စားရင်စကားပြောကြမလားဆိုတော့ဆဲယုံကဆီယမရဲ့အချုပ်ပွဲလေးတွေကိုနင်ပြီးရင်တည်သွားပေမဲ့လည်းအာနာနာနဲ့ခုံကိုဝင်ထိုင်လိုက်ပါတယ်ဒီတော့ဆီယာမကပဲဆက်ပြီးချစ်စရာလေးတွေမှတ်လားအချုပ်ပွဲတွေကစားပါမလောက်ရင်ပြောနော်ဟိုနောက်မှာထက်ရှိသေးတယ်လို့ဝမ်းသာအားရကြွေးပါတယ်ဒါကြောင့်ဆန်းယုံကအမြဲတမ်းဒီလောက်အများကြီးစားတာလားလို့မေးတော့ဆီယာမကမဟုတ်ပါဘူးဒီနေ့သမီးအတူတူစားမှမလို့ဒီလိုအများကြီးဝေလာခဲ့တာပါတယောက်တည်းဆိုရင်တော့3000လောက်ပဲစားတာပါလို့ပြန်ပြောပါတယ်အမလီ3000တောင်းအောင်လေငါကောင်မလေးလားဆိုရင်တော့ငါတော့မွေးပြီထင်တယ်
ထို့သောဆီယာမကတိုင်ငေးသွားပြီးမှဒါကြောင့်အဲ့အကြောင်းကိုတွေးခဲ့တာလားလို့ထမိပါတယ်ဒီစကားကြောင့်ဆင်းယုံကထိတ်လန့်ကတုံရင်သွားပါတယ်ဒါကြောင့်ဆီယာမကပဲအစာကိုချက်ချင်းညှို့ချလိုက်ပြီးအိုးတောင်းမှန်ပါတယ်ငါကင်းထောက်တာပထမဆုံးမှုလို့ပါဆီယာမဖိအားတွေအများကြီးပြိမိသွားတဲ့ပုံပဲလို့ပြောတော့ဆင်းယုံကမဟုတ်တာတမိကတာဆီယာမကိုဒူးထောက်ပြီးဥညွတ်တဲ့လူပါအဲ့ဒါကလေကျမအတွက်ကောင်းလို့နဲ့ထောက်ခံချက်ပါပဲလို့တက်တင်ချရင်ပြောတော့ဆီယာမကဆင်းယုံမင်းကကောင်းမွန်တဲ့အကျော်အမော်တယောက်ဖြစ်လာမှာပါအဲ့တော့ My Street ကိုဝင်လိုက်ပါလို့ယုံကြည်ချက်အတီးနဲ့ဖိတ်ခေါ်ပြန်ပါတယ် My Street တောင်ကိုရီးယားအကျော်အမော်များအဖွဲ့တနယာစီကအကောင်းဆုံးသူကိုဒါလက်ခံသည်ဟုသိရှိထားကြသည်အထူအောင်ကြောက်ဂိမိသားစုကအကျော်မော်မိသားစုဖြစ်တဲ့အချိန်မှာသူတို့မိသားစုရဲ့လှုပ်ဝက်ချက်နဲ့စစ်နမူနာတွေကိုဖန်တီးဖို့အာရုံစိုက်ခဲ့ကြတယ်။ My Street ကတနိုင်ငံလုံးကနေအရေးချင်းရှိတဲ့သူတယောက်ချင်းစီကိုစုဆောင်းလာခဲ့တယ်။အဲ့ဒါကတော့တောင်ကိုရီးယားရဲ့အနည်းဆုံးစိတ်ဆွမ်းအားရှင်လီရှင်းကနေဖွဲ့စည်းထားတဲ့လက်ရွေးစင်အထူးတပ်တွေပဲ။တနေရာစီကအတော်ဆုံးအကျော်မော်တွေပါဝင်ပြီးတော့နိုင်ငံရဲ့အရေးပေါ်အခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်။အဲ့ဒါက My Street ပဲ။ My Street ကိုဝင်ခဲ့ပါမင်းကကောင်းမွန်တဲ့အကျော်မော်ဖြစ်လာမှာပါငါအာမခံပါတယ်စစ်စရာဝင်ကျမစောစောတုန်းကပြောသလိုပဲကျမကချိုးတဲ့နေတဲ့ဓာတ်ဓမ္မတစ်ယောက်ပါပဲမင်းကို My Street မှာအကြံပြုထားတဲ့အမျိုးအစားကခုခံမှုမှာပိုင်နိုင်ကျွမ်းကျင်ခြင်းပဲငါကတော့မင်းရဲ့ခုခံတဲ့အရေးချင်းကမင်းရဲ့ဓာတ်တိုက်ပညာထက်ပိုမြင့်တယ်လို့ထင်မိပါတယ်လို့ဆီယာမကအားပေးစကားထပ်ပြောပေမဲ့ဆင်းယုံကတော့ဆီယာမတဘောပေါက်မှာသိကြပါတယ်ဒါပေမဲ့ကျမဓာတ်တိုက်ပညာမှာအောင်ဒီမှာမဟုတ်ဘူးဆိုတော့ဆီယာမကအိုးဆင်းယုံမင်းအော်ရာကြားနဲ့ဆက်ဆက်ပြီးတိုင်ပင်ပေးဖို့တောင်းဆိုတော့ငါလက်ခံယုံကြည်သွားတာငါတို့မင်းကိုသိကြပေါက်တိုးတက်အောင်ကူညီပေးထိုင်ပါတယ်အဲ့ဒါကမင်းလိုချင်တဲ့အရာဆိုရင်ပေါ့လို့ပြောတဲ့အတွက်ဆင်းယုံကကျမကဓာတ်နဲ့ပတ်သက်ပြီးတော့နှက်ဆိုးပါကျမပြောင်ပြောင်းတဲ့ဓာတ်တိုက်ပညာရှင်ဖြစ်လာရမယ်လို့ရင်သွင်းဆန္ဒကိုထုတ်ဖော်ပြောလိုက်ပေမဲ့ဆီယာမကတော့ငါတို့မင်းရဲ့ဓာတ်တိုက်ပညာလမ်းကြောင်းကနေလမ်းလွှဲအောင်လုပ်နေတာမဟုတ်ပါဘူးခုခံမှုမှာတော်တဲ့ဓာတ်တိုက်သမားဖြစ်လာရင်ရောပုံမကောင်းဘူးလားလို့ဆီယာမကသူ့လိုချင်တဲ့ပုံစံကိုပဲထပ်ပြောနေတဲ့အတွက်ဆန်းယုံကစိတ်တက်ကြသွားပြီးစိတ်ထဲမှာတော့ငါထင်ထားသလိုပဲသူကနားမလည်ဘူးငါငယ်ငယ်ကလေးကဓာတ်တိုက်ပညာမှာအရေးချင်းတစ်ခုခုမပိုင်ဆိုင်ဖို့ညှော်လင့်ခဲ့တာငါတခြားလူတွေကိုအန္တရာယ်ဖြစ်စေနိုင်တဲ့နီလန်းတွေနဲ့အကောင်းဆုံးသူဖြစ်မလာခြင်းခဲ့ဘူးဒါပေမဲ့ငါဘလောက်ပဲစင်စင်ရဲရဲစူးစမ်းငါရဲ့စိတ်ဆွမ်းအားကတော့ပိုတန်မာလာတယ်ဂင်းဆိုင်ယုံဗမာလည်းသူ့ကြောင်ထုံးနေပြန်ပြီးတော့ငါရဲ့ဓာတ်တိုက်ပညာကအော်ရာကျွမ်းကျင်သူရဲ့အဆင့်ကိုမှီလာတယ်ထို့သောတွင်းရင်ကနေစစ်ဆရာမကျမလေးဆိုပြီးစကားပြောဖို့လုပ်တော့ဆရာမကငါနားလဲပါတယ်မင်းရဲ့မိသားစုကိုစိုးရိမ်နေမှာပေါ့ဟုတ်တယ်မှတ်လားအထူအောင်ကြောက်ဂင်းမိသားစုတွေကတာမန်လူတွေမှမဟုတ်တာဒါပေမဲ့ဒါကိုလှုပ်ဝက်ပြီးစူးစမ်းကြည့်တာကမင်းကိုတေချာတဲ့ဘွဲတိတိစိတ်လှုပ်ရှားမှုတိတိပေးနိုင်မယ်လို့မထင်ဘူးလား mystery ကိုဝင်ပြီးအိတ်ကနေအသုံးဝင်မဲ့အရာတွေအကုန်လုံးကိုရပြီးမှထွက်လိုက်တာလဲစိုးတဲ့အကြံမဟုတ်ပါဘူးလို့ထညှို့ဆွဲနေပြန်ပါတယ်ဒီစကားတွေကြောင့်ဆီယာမကိုကြည့်ရင်ညောင်းမှိုင်နေတဲ့ဆင်းယုံရဲ့စိတ်ထဲမှာတော့စစ်ဆရာဝန်ကအမြင့်ဆုံးအရေးချင်းတွေကိုရရှိထားတဲ့ mystery နဲ့ဆက်သွယ်နေတဲ့အကျော်မော်တယောက်ပဲအကျော်မော်ဖြစ်လာတဲ့သူတွေကညာသောအားဖြင့်မတူတဲ့ကိုတန်ဖိုးထားတဲ့အဆင့်နဲ့အရေးချင်းတွေပိုင်ဆိုင်ကြတယ်စစ်ဆရာဝန်ကလည်းအကျော်မော်တယောက်ဖြစ်လာဖို့ရည်မှန်းချက်ရှိမှာပဲအဲ့တော့သူ့အတွက်ငါ့ကိုနားလည်ပေးဖို့ခက်ခဲလိမ့်မယ်ငါလိုအရေးချင်းမရှိတဲ့သူကိုလေတကယ်ပဲစိတ်ဆွမ်းအားတွေကပြောင်းလဲလို့မရတာလားဂျင်းဆန်းနာဒီအချိန်ဒီမှာဆိုရင်သူ့ကိုဘယ်လိုထိပေးလောက်မလဲလို့တွေးနေပြီးမှကျမတောင်းမှန်ပါတယ်စဉ်းစားဖို့အချိန်ထပ်လို့ဒီလိုပါလို့အကြောင်းတရားချက်ပေးပြီးထွက်လာပါတယ်စိတ်ထဲမှာလည်းထပ်ပြီးတခြားလူတွေကအမိုက်လို့တန်ဖိုးထက်ခဲ့တယ်စိတ်ဆွမ်းအားနဲ့နင်ကိုတက်တည်တရားဖို့အငြင်းရုန်းကန်ခဲ့တယ်ပြီးတော့နေ့ကိုဝါညိုဖြတ်စီဖို့စူးစမ်းနေတဲ့စိတ်ဆွမ်းအားကိုကင်တွယ်ဖို့လည်းမပင်ပန်းပဲတိုက်ခိုက်ခဲ့တယ်အဲ့တော့ငါအော်ရာတရားကိုပထမဆုံးရခဲ့တော့ကငါခုံပေါင်းနိုင်တဲ့အထိပျော်ရွှင်ခဲ့တယ်ဒါပေမဲ့ကန်းချင်းတို့ကမ်းမအောက်ကိုဆင်းပြေးသွားတော့ကငါတဘောပေါက်မိခဲ့တယ်ကန်းချင်းတို့ကိုအော်ရာတရားတုံးပြီးတော့ရင်ဆိုင်ခဲ့တော့ကငါခုခံမှုအပေါ်မှာပဲအာယုံစိုက်ခဲ့ရင်ငါလွှမ်းမိုးခံခြင်းခံရမှာပဲဒါပေမဲ့ငါရဲ့တိုက်ချက်တွေထဲမှာအော်ရာတရားရဲ့စွမ်းရည်တွေကိုထည့်သွင်းတာကငါကန်းချင်းတို့ကိုနောက်ဆုတ်သွားအောင်လှုပ်လိုက်ရုံတွေမဟုတ်ဘူးကိုရှိရဲ့ချီတက်တိုက်ခိုက်တာကိုလည်းရင်ဆိုင်နိုင်တယ်တောင်ကိုရီးယားရဲ့ထိတ်တန့်အကျော်မော်တွေတောင်ငါ့ကိုတခြားနီးလန့်နဲ့လမ်းမပြနိုင်ရင်ဘယ်လိုလုပ်မလဲပြီးတော့ခုခံရေးလေ့ကျင့်ရေးကတခြားလူတွေကိုအန်ရည်ပြုဖို့ခုတုံဖြစ်လာရင်ရောငါဘာလို့ရမလဲမသိဘူးထို့နောက်အမိုးပေါ်ကဂျင်းဆောင်နဲ့ဖတ်တို့ကိုလိုက်ပြထားပြီးတော့ဖတ်ကဂျင်းဆန်မင်းသူ့ကိုအဆက်ထက်ရင်ကောင်းမယ်စိတ်ယုံကမင်းနဲ့မလိုက်ဖက်ဘူးလို့ပြောနေတော့ဂျင်းဆောင်ကနားမလည်နိုင်ဖြစ်နေပြီးစိတ်ထဲမှာလဲငါလည်းဘာမှမစားရသေးတဲ့ဟာကိုဘဲကိုအဆက်အသွယ်ထက်ကမှလဲလို့တွေးနေပါတယ်ရှင်းအောင်ပြောဟန်တော့တရားနာမည်ကြီးထမင်းငတ်ပေါ့ဖ
pass ကပဲဆက်ပြီးမင်းရဲ့ခွန်အားကတကယ်ချီးမွမ်းဖို့ကောင်းတာကိုငါဝန်ခံပါတယ်ဒါပေမဲ့ဆန်းရုံလိုလူမျိုးနဲ့တော့နီးနီးကပ်ကပ်မနေသင့်ဘူးလို့ထပ်ပြောတော့မနေနိုင်တော့တဲ့ဂျင်ဆောင်ကဆန်းရုံရဲ့အငဲလိုငါ့ဘောအပြုတ်မှုနေတဲ့အပြုတ်မှုတွေကြောင့်မင်းတခုခုကိုအထင်လွဲနေတဲ့ပုံပဲလို့ရှင်းပြပေမဲ့ pass ကတော့ဂျင်ဆန်အထက်တန်းစားတွေမှာသူ့လမ်းနဲ့သူရှိတယ်မင်းအခုထိနေလာတဲ့ပုံစံနဲ့ဆန်းရုံကိုတယောက်ရွှင်အောင်လုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ထပ်ပြောတော့ဂျင်ဆောင်ကဟူးတယောက်ရွှင်တာဟုတ်လားငါဝိုးတော့ဝါတာတော့မင်းရဲ့ရည်ရွယ်ချက်ကိုသိမြင်မိပါတယ်မင်းအရေးချင်းလို့ပြောကြတဲ့ကငါတဘောပေါက်ကမှလို့ပြောကတယောက်ကိုတယောက်စူးစိုက်ကကြည့်နေကြပါတယ်ဂျင်ဆောင်စိတ်ထဲမှာတော့ထင်ထားသလိုပဲ pass ကလူတွေရဲ့အရေးချင်းကအရင်ဖြစ်တည်လာတာလို့ယုံကြည်နေတာပဲလို့တွေးတယ်လို့ pass စိတ်ထဲမှာလဲထင်ထားသလိုပဲဂျင်းဆန်းကအရေးချင်းထက်လူတွေအရင်ဖြစ်တည်လာတာလို့ယုံကြည်နေတာပဲလို့တွေးနေပြန်ပါတယ်ဒါကြောင့်ဂျင်းဆောင်ကပဲစိတ်ဝိညာဉ်တွေအကုန်လုံးအဆင့်အတူတူရှိနေတာမဟုတ်ဘူးဆိုတာယုံလားလို့မေးတော့ pass ကဒါပေါ့လို့ပြန်ပြေးပါတယ်ဒီစကားကြောင့်ဂျင်းဆောင်ကဒါဆိုအဲ့အဆင့်နှိပ်လို့သတ်မှတ်ထားတဲ့လူတွေကဘာလုပ်တင်လဲသူတို့ကဒီအတိုင်းပဲအဲ့အဆင့်နှိပ်ဆိုတဲ့နေရာမှာပဲဆက်ပြီးနေကြရမှာလားလို့မေးတဲ့အခါ pass ကမျိုးရိုးအလိုက်အများအကျိုးဆောင်ရမှာပေါ့ကျောင်းနယ်စွမ်းအားကတာဝန်သိစိတ်နဲ့အတူတူလာတာပဲလေအထက်တန်းစားတွေကလည်းသူတို့ကိုအတန်ပြီးဂယူးဆိုင်ပေးမှာပေါ့လို့ပြန်ပြောပါတယ်ဟိုခဏလေးနေပါဦးဒီနေရာမှာစလုံးတွေကတမျိုးကြီးဖြစ်နေရင်တောင်းမှမှာတဲ့အနည်းဆက်ဆုံးဖြစ်အောင်လို့ translate လုပ်ထားရတာမဟုတ်လို့ပါအခုအချိန်လေးကိုအနည်းဆက်ဆုံးပြောရမယ်ဆိုရင်ရှေးဘရင်ခေတ်တွေတုန်းကလို့ပေါ့ကျွန်ကမွေးရင်တားစင်ကြီးဆက်ကျွန်ဖြစ်ရမယ်ဘရင်ကမွေးရင်လည်းတားစင်ကြီးဆက်ဘရင်ပဲဖြစ်ကြမယ်ကျွန်တွေကဘလောက်ပဲစူးစမ်းလို့ရှင်ဘရင်မဟုတ်ရင်တော့သူတို့တခင်တွေကပေးကမ်းတလောက်ကိုဒါခန်းစားခွင့်ရှိမယ်ဆိုတဲ့ပုံစံမျိုးကိုပြောချင်တာဖြစ်မှာပါဗျကဲဂျားထက်ပြောတာကြာသွားပြီထင်တယ်ဆက်လန်းလေးကိုဆက်လိုက်ရအောင်ပါထိုကဂျင်ဆောင်ကအဲ့ဒါကမလုံလောက်ဘူးမင်းစိတ်ဝိညာဉ်တွေကိုအစိမ့်တွေခွဲလို့မရဘူးနမဲအရှိကြီးတွေရဲ့အစင်းသတ်မှတ်ပေးတဲ့စနစ်နဲ့ဘာမှမပါတဲ့ဂုံးဆိုတာတွေနဲ့လူတယောက်ရဲ့ဘဝကိုပုံဖော်ပေးဖို့ဆိုတာကမဖြစ်နိုင်ဘူးလို့ပြောတော့ pass ကမင်းလိုအရေးချင်းမရှိတဲ့လူတွေကဆန်းရုံကိုပုံဖော်ပေးနိုင်မှာမဟုတ်ဘူးလို့ပြန်ပြောပါတယ်ဂျင်ဆောင်ကတော့မင်းရဲ့တဘောအတိုင်းတခြားသူကိုမကန့်သက်တဲ့နဲ့လို့ပြောရင် pass ရှိရာကိုလမ်းလျှောက်လာနေပါတယ်ဂျင်ဆောင်စိတ်ထဲမှာလဲ pass စိတ်ဆွမ်းကလူတယောက်ရဲ့ဘဝတစ်ခုလုံးကိုဆုံးဖြတ်ပေးတယ်လို့မင်းထင်နေလဲငါကယူမဆိုင်ဘူးဒါပေမဲ့အယူဝါဒတစ်ခုလို့သတ်မှတ်ပြီးကန့်သက်ပြစ်တာကတော့လက်မခံနိုင်စရာပဲအထူးသဖြင့်ဆန်းရုံလိုလူမျိုးအပေါ်မှာပေါ့ဆန်းရုံကသူ့စိတ်ဆန္ဒနဲ့ပြောင်းလဲခြင်းတာလို့တွေးနေပါတယ်ထို့သောနှစ်ယောက်သားနီးကပ်သွားတဲ့အခါမှာတော့ pass ကဆန်းရုံလိုညဉ့်ညက်တဲ့အရေးချင်းရှိတဲ့လူတွေသူတို့ရဲ့တာဝန်တွေကိုဖြည့်ဆည်းပေးရမယ်ဆိုတော့ဂျင်ဆောင်ကဘာသူတို့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒကိုလစ်လူရှုပြီးတော့လားလို့ပြန်မိပါတယ် pass ကလည်းဆန်းရုံရဲ့ aura တရားသူ့ရဲ့အောင်မြင်မှုကထူးခြားပြောင်ပြောင်နေတဲ့အချိန်မှာသူ့ရဲ့အရေးချင်းတွေကအဲ့လမ်းကြောင်းဘက်ကိုလွှဲသွားလို့မရဘူးလို့ပြောပြန်တော့ဂျင်ဆောင်ကဆန်းရုံရဲ့ဘဝတစ်ခုလုံးကသူ့အပိုင်ပါသူ့ရဲ့ဓာတ်တိုင်းစိတ်ဆွမ်းအားနဲ့တောင်တိုက်ဖို့မတိုက်ဖို့ဆိုတာကသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲလို့ပြန်ညင်းပေမဲ့ pass ကအရေးချင်းဆိုတာမွေးကလေးကကြိုတင်စီစဉ်ပြီးသားဆန်းရုံကအကြီးမြတ်ဆုံးဓာတ်တိုက်ပညာရှင်ဖြစ်လာဖို့အရွေးချယ်ခံထားရတာလို့ပြောတဲ့အတွက်ဂျင်ဆောင်ကတတ်ရင်ချလိုက်ရင်ကြည့်ရတာငါတို့ကတဟဇာတာမဖြစ်တာထင်ပါတယ်လို့ပြောကထွက်သွားဖို့လုပ်တဲ့အတွက် pass ကဗီဒီယိုထဲမှာမင်းကိုတွေ့တဲ့အချိန်ကလေးကငါသိပါတယ်လို့လှမ်းအောင်ပြောပါတယ်ဒါကြောင့်ဂျင်ဆောင်ကပြန်လှည့်လာပြီး pass ငါကြိုပြောထားမယ်နော်မင်းစိတ်ဝိညာဉ်တွေကိုအဆင့်တွေခွဲလို့မရဘူးဆိုတော့ pass ကလည်းမင်းကအခုငါ့ကိုခေါ်ရင်တော့အဆင့်တွေထဲမခေါ်တော့ပါလားထိန်းထားပါအောင်လို့ပြောကတိုက်ခိုက်ဖို့အသင့်ပြည်ရင်ဂျင်ဆန်ငါစောစောတုန်းကပြောသလိုပဲမင်းကတမ်းပါပါတယ်ဒါပေမဲ့မင်းရဲ့ခွန်အားကမပြည့်စုံသေးဘူးအဲ့အရေးချင်းပြေးွားတဲ့လူတွေရဲ့ခွန်အားကိုလိုက်မိအောင်စူးစမ်းရင်မင်းခက်ခဲတဲ့အချိန်တွေကိုရင်ဆိုင်ရမှာလို့ပြောတဲ့အတွက်ဂျင်ဆောင်ကလည်း pass တိုက်တော့မှာကိုသိတဲ့အတွက်သူ့တညောင်လေးကိုဆင့်ခေါ်လိုက်ပြီးစိတ်ထဲမှာလည်း pass ရဲ့စွမ်းအားကိုငါမသိဘူးဒါပေမဲ့သူ့တေချာစိတ်စွမ်းအားကိုမဖွင့်ရသေးဘူးဆိုတာကြည့်ရသလောက်သူယုံကြည်မှုလွန်ကဲနေတာပဲဒါဆိုရင်လို့တွေးကမင်းရဲ့အထက်တန်းစားကုန်နဲ့ညင်တောင်ကြည့်ကြည့်လိုက်ပေါ့ဆိုကတိုက်ခိုက်ဖို့ဝင်လာပါတယ်ဒါကြောင့် pass ကဆူရှစွာကြည့်လိုက်ပြီးဂျင်ဆန်မင်းအခုငါ့ကိုနောက်နေရလားအရင်တော့ကမင်းပြခဲ့တဲ့လူသက်ချင်စိတ် aura ကဘယ်ရောက်သွားတာလဲမင်းရဲ့စိတ်ဆွမ်းအားကိုတေချာမသုံးမဲငါ့ကိုအနိုင်ယူနိုင်မယ်လို့ထင်နေရလားထို့သော pass ရဲ့တိုက်ချက်ကြောင့်ဂျင်ဆောင်စိတ်ထဲမှာသူကခန္ဓာဆွမ်းအားမှာငါထက်တာတယ်ဒါကမညှိုးလင့်ထားတဲ့အရာပဲလို့တွေးနေပါတယ် pass ကလည်း
မင်းကမင်းတညောင်ရဲ့ဓာတ်ရွေးလောက်နဲ့ငါ့ကိုတိုက်ခိုက်ခဲ့တာပေါ့နူးညံ့လိုက်တာဂျင်ဆန်မင်းမကြိုးစားရင်ထိခိုက်ဒဏ်ရာရသွားလိမ့်မယ်လို့ပြောပါတယ်ဂျင်ဆောင်ကလည်းမင်းရဲ့ခန္ဓာစွမ်းအားကအရန်ကောင်းမှန်းငါမသိခဲ့တာအမှန်ပါမင်းပုံစံကလေ့ကျင့်ခန်းလုံးမဲ့ပုံလည်းမပေါ်ပါဘူးလို့ပြောတော့ Pass ကတကယ်အလေးတုံးတွေတုံးတဲ့လေ့ကျင့်ရေးကိုအရင်ကတည်းကလုံးဝမလုပ်ဘူးဘာလို့လဲဆိုတော့လုပ်ဖို့မလို့လေဆိုပြီးပြန်ပြောတဲ့အတွက်ဂျင်ဆောင်က Pass မင်းကတော်တော်သဘောမကျစရာကောင်းတာပဲလို့စိတ်ပြတ်တဲ့ပုံစံနဲ့ပြောလိုက်ပေမဲ့ Pass ကတော့ဘယ်တက်နိုင်မလဲအဲ့ဒါအရေးချင်းကွာခြားမှုတစ်ခုပဲလေလို့ပြောတယ်ပါတယ်ဒါကြောင့်ဂျင်ဆောင်ကတိုက်ခိုက်ဖို့အသင့်ရင်းကပြိုင်ဘက်ကခန္ဓာပိုင်းဆိုင်ရာမှာပူတာတယ်ဒါဆိုရင်လို့တွေးပြီးမင်းတူနာပြုအခန်းထဲမှာအဆုံးသက်သွားရင်တော့ဘာမှမပြောဖို့ညှော်လင့်ပါတယ်ဟိုးကြည့်ရတာနောက်ဆုံးတော့မင်းစူးစမ်းနေပြီထင်ပါတယ်သူကအဆင့်ဒီလောက်ပဲရှိသေးတာကိုအဆင့် B ရှိတဲ့မီးစွမ်းအားကိုထုတ်လုပ်နိုင်တာပဲဒီတော့လေတွေးကြည့်ရမယ်ဆိုရင်ဆဲရုံတဘောကျသွားတာနားလည်လို့ရပါတယ်အခုကအခွင့်အရေးပဲငါမင်းကိုတူနာကျူအခန်းစီခေါ်သွားပြီးမယ်လွတ်လွတ်လပ်လပ်အနားယူနိုင်အောင်လေကံမကောင်းစွာနဲ့ပဲအဲ့ဒါမလိုပါဘူးမင်းအားကစားရုံမှာတရားခဲ့တဲ့စိတ်စွမ်းအားကိုတုံးတဲ့အချိန်ထိငါစောက်ဖို့စီစဉ်ထားတာဒါပေမဲ့ကြည့်ရတဲ့လောက်တော့မင်းမှာအဲ့ဒါကိုတုံးဖို့ရည်ရွယ်ချက်မရှိတဲ့ပုံပဲဒီတော့ငါဒီမှာပဲအဆုံးသတ်လိုက်တော့မယ်